Golden Myanmar Entertainment ညာယာစာတုတ်ပြီးလာပြီဟေးအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာဆရာဆွေမင်းတနုဖြူရေးသားထားတဲ့ညာယာစာတုတ်ပြီးကျွန်ုပ်နဲ့တို့ရွာထဲမှာလူများစွာချမ်းသာကိုယ်စိတ်မြဲပါစေကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာနေလုံးကြီးကရွှေစင်ချောင်းလေးဤကန္နဘူးတို့မေးတင်နေချေပြီးပစွန်စီအောင်တိုင်တိုက်ကလေးများနှင့်ဘောငွေအောင်ရေလိုင်းကြောက်ခွက်ကလေးများကရွှေစင်ချောင်းလေးဤညနေစည်းစာအလှပင်ဖြစ်တော်၏ကျွန်ုပ်တို့လူစုမှာညနေစည်းစာဤအလှကိုပင်မခံစားနိုင်ကြရှာပြီလူတရက်ခတ်ရှည်တော့ချောင်းဆိုင်ဂိုင်းပင်များကြားထဲ၌လေနှစင်းဖြင့်ငိမ့်တဲ့စွာစောက်စားနေရပါတယ်ကြိုက်လိုက်တဲ့ချင်းဆရာဝန်ထက်တောင်တော်တယ်သွေးကြောရှာတာများတန်းနေတာပဲကျွန်ုပ်ဤလေ၌လူပြိုကြီးစောတဲ့မောင်အရန်မီတက်အာနိုးလံမိုးတစ်ဖက်လေ၌တကြီးပါစီဆယ်ရင်ကောင်းမောင်သိန်းစိုးနှင့်ဆယ်ရင်ကောင်းအစ်စ်ဆက်ဆက်ကိုကျော်လာတို့ပါပါတယ်ကျွန်ုပ်တို့မှာဤဂိုင်းပင်များကြား၌လေနှစင်းဖြင့်ပေါအောင်နေကြသည်မှာရေကျက်များနှင့်ရေပြားများကိုချောင်းမြောင်းပစ်ခတ်ရန်ဟုယူဆမိလျက်မှားလိုက်ပြီးကျွန်ုပ်တို့၌အကြောင်းကိစ္စရှိချေပြီးတမဟုတ်ကျွန်ုပ်တို့လည်းအချိန်ကြာမြင့်စွာပင်ရွှေစင်ချောင်းလေးအတွင်းမှဘွားကနေပေါ်လာမိလေစီတို့သာအယုံစိုက်နေရပါတော့တယ်လေကလေးကိုလှော်မီဘေးမတမ်းပဲအေးချမ်းတော်မီမြေကန်သည်တောင်စီကျွန်ုပ်တို့အာယုံစိုက်နေကြခိုက်တချင်းတန်လေးကပြန်လွယ်လာချေပြီးကြားလာတကြီးပါစီဒါဟိမ့်မစာအသားမြကျုပ်ကြားတယ်ဥတုပီအသားနေဒီကောက်လေအနာရောက်စီဟုတ်ကျွန်တော်တို့ကမျက်လုံးကိုရှင်းရှင်းထား၍ချောင်းဝဲလေးကိုစူးစိုက်ကြည့်နေတော့၏အတန်တာကြားရပြီးလေကားတော်တော်နဲ့ပေါ်မလားကျွန်တော်တို့ကစိတ်မရှိချင်တော့ပြီစနေနေ့တီဗီကလာမဲ့မြန်မာရုပ်ရှင်ကပြမဲ့အချိန်ကိုမျှော်နေရတယ်လို့ပဲစိတ်ကမရှိချင်တော့ဘူးဒီခွန်စမ်းပါကွာတည်င်းတွေပြီးအေးမှားလို့ဟာဟိုမှာလာနေပြီလေဦးမြင်နေရပြီမောင်ဟိမင်းစာ၏လေကားတအေးအေးဖြစ်ကျွန်တော်တို့မြင်ကွင်းထဲတော့ရောက်လာချီပြီးလေထိုင်း၌မောင်ဟိမင်းစာကတချင်းတကြောကြောဖြစ်လိုက်လာပြီးလေနောက်မှမောင်ဟိတဲ့ဘက်တဲဦးကလေကိုလှော်ခတ်လာပါတော့တယ်လေပေါ်၌ကျူပြာချက်များဖြင့်အုပ်ဆိုင်ထားသောအရာကကျွန်ုပ်တို့လူရှိနေသောအရာပင်သည်ဥဒုပီသတိဝိရိယရှိပါစေနော်ဒီကောင်တွေကတိတ်ညာများတယ်ဟိုဒိုက်ပင်ဖုတ်လေတွေ့လားအဲ့ဒီနေရာကိုဒီကောင်တွေရောက်တာနဲ့ဥဒုပီရဲ့လေကရှေ့ကထွက်ကောင်းပြီဆွတ်ချကျွန်ုပ်လည်းလူပြိုကြီးစောတဲ့မောင်နှင့်အာနိုလတ်မိုးကိုလက်ပြက်အချက်ပေးလိုက်ပါတယ်မောင်ဟန်ဤလေကတတ်မှတ်ထားတော့နေရာလေးထိရောက်လာပေပြီကျွန်ုပ်လည်းလူပြိုကြီးအားစိုးတယ်မောင်လေကိုအများဆုံးလောအာနိုဒီကောင်တွေလေကိုလှမ်းအော့ပြီးရခိုင်းအာနိုလတ်မိုးကလေပေါ်၌မှတ်တရ၍မောင်ဟိမင်းတို့လေရစမ်းအာနိုလတ်မိုး၏အော်ဒန်ကြောင့်ဟိမင်းစာတို့လေမှာတိုးဆုပ်ဆုပ်ဖြစ်သွားပါတော့တယ်မောင်ဟိမင်းစာမှာအံ့အော်ထိတ်လန့်တော်မျက်လုံးဖြင့်ကျွန်ုပ်တို့လေကိုစိုက်ကြည့်နေတော့၏ရနည်းနည်းမှမလှုပ်နဲ့ဒီမှာကျေးရွာလူကြီးတွေအားလုံးပါတယ်ဟုတ်တယ်မောင်ဟိမင်းတို့လေကိုရှာစရာရှိတယ်နည်းနည်းလေးမှမရွေ့နဲ့ဒို့လာပြီကျွန်ုပ်ကဒို့လာပြီဟုဟန်နဲ့ဗန်းနဲ့ဆိုတလောက်ကျွန်ုပ်တို့လေကရှေ့တို့နည်းနည်းလေးမှပဲမရွေ့ကျွန်ုပ်မှာဆက်စကြီးလက်ပိုက်ကမောင်ဟိန်းတို့လေကိုကြည့်နေချင်တော့လဲကျွန်ုပ်တို့လေမှာဂိုင်းပင်များကြားမှမထွက်နိုင်ကျွန်ုပ်လဲကြပြာကြရာနောက်တို့လှည့်ကြည့်လိုက်ရာလူပြိုကြီးစော့တယ်မောင်မှာရေထဲတို့ဆင်း၍ဂိုင်းပင်များကြားတဲ့၌အလောက်ရှုပ်နေပါတယ်လူပြိုကြီးဒါဘာလို့နေတာလဲလေမင်းများလှော်လေကွာခုနကမှေကနေဖြစ်သွားပြီးလော်တဲ့ဘဲကြတော့လည်းမသိဘူးအဲ့ဒါလက်ရှာတေဟာကျွန်ုပ်မှာလူပြိုကြီးကိုဒေါကန်သွားပါတော့တယ်တေးရဲ့ရှင်ရဲ့ရေးကြည့်နေသည့်အချိန်မှာရေးကြီးဆုံးလော်တဲ့ပြောင်းနေပြီနေလောက်လိုက်ရင်တောက်တလဲကြီးပဲရှာမနေနဲ့လေဝင်မြန်တိုးစမ်းဟုတ်လူပြိုကြီးကဂိုင်းတော်ထဲမှလေကိုအားကုန်သွင်း၍အရှယ်နှင့်မောင်ဟိန်းတို့လေရှိရာတို့တွန်းလောလိုက်လေ၏ကျွန်တော်တို့လေမှာမောင်ဟိန်းတို့လေနာရောက်ခါနီးအရှိန်တွေကရေလေ၌တဝဲလဲဖြစ်နေတော့၏ရဲရတယ်ဟေးရဲရတယ်ဥတုပီလေဒိုးလင်နာမြောက်နိုင်တော့ဘူးတာများတို့ကိုစစ်ဆေးစရာရှိလို့တဲ့ရဲရတယ်သိန်းဦးကြီးကျွန်ုပ်မှာမောင်ဟိန်းစကားကြောင့်လွန်စွာမှပင်ရှက်ကအလွန်တရာဒေါသဖြစ်ရတော့၏မောင်ဟိန်းမင်းတို့လေဒိုးနာလာဆောင်ကျွန်ုပ်စကားကြောင့်မောင်ဟိန်းကပြုံးပြဲပြဲမျက်နှာဖြင့်ဘာလို့လာရမှာလဲမလာပါဘူးသွားစရာရှိသေးတယ်နော်နောက်ကြုံမှစစ်စစ်တော့ပြူခုတော့လစ်ပြီးတတ်တာဘိုင်ဘိုင်မောင်ဟိန်းနဲ့တဲဦးကလေကိုအားဆိုင်လောကပြေးလေပြီတနတ်တန်နဲ့အတူဘားစီတို့လေမှာဂိုင်းတော်ထဲမှာရှောနဲ့လင်းမြန်စွာထွက်၍မောင်ဟိန်းတို့လေနောက်တို့လိုက်ချေပြီဟ
ဟိုကောင်မောင်ဟိန်းမင်းလှေကိုအခုရက်မရက်ရင်ငါမင်းလှေကိုပြင်းမောင်းလိုက်မယ်နော် တကြီးပါစီအတန်းကြောင့်မောင်ဟိန်းလေလေးမှာရက်တသွားပါတယ်တကြီးပါစီလေကမောင်ဟိန်းလေနဲ့ဘေးချင်းရှင်ကတ်လိုက်ပြီးစိန်ကောင်းမောင်သိန်းစိုးနဲ့ကိုကျော်လာတို့ကိုအပြည့်တက်ခိုင်းလေ၏ဟိကောင်တွေကျူပြာအုပ်ထားတဲ့ဟာတွေကိုဖယ်ပစ်လိုက်စမ်း လေဝမ်းထဲမှာကျူပြာများကိုဖယ်ပစ်လိုက်ပြီးဒီနေ့ဆယ်ကာလန်ဝင်ပလတ်စတစ်ဘောလင်းများကိုတွေးလိုက်ရပါတော့တယ်တကြီးဟုတ်တယ်ဒါလိုင်စင်မဲ့အချက်ရက်တွေကဲမောင်ဟိန်းမင်းဘာညင်းအောင်မလဲမင်းကငါအကြိမ်ကြိမ်သတိပေးတယ်မင်းငါစကားကိုနားမထောင်ဘူးခုဌာနကတိုးရမှာချဲရက်တွေအများကြီးထွက်လို့တဲ့တရင်လာပေးတယ်အဲ့ဒါချဲတဲ့လူကိုဖမ်းပေးဖို့ပြောထားပြီးပြီခုတော့မင်းကိုပြစ်စီးနဲ့လက်ပွေးလက်ကြမိပြီ ဟုတ်ပါတယ်တကြီးရဲ့ဒီတခါတော့ခွင့်လို့ပါ ဘာကွာမင်းကငါအကြိမ်ကြိမ်သတိပေးထားတာမင်းကိုဒီတခါတော့ခွင့်မလွတ်နိုင်ဘူးမင်းကြောင့်တုံတန်းရွာတိုက်ခါကြတယ်မြိုင်တိုင်မြို့မှာတိုးရွာဘလောက်နာမည်ပြက်နေလဲတုံတန်းရွာသားတွေကလိုင်စင်မဲ့အရက်တွေကိုကျေးရွာလူကြီးနဲ့ပေါင်းပြီးချက်နေတယ်လို့အပြောခံရတယ်ကွာငါတို့လူကြီးတွေတိုက်ခါကြတယ် တကြီးစဉ်းစားပါဦးတကြီးရဲ့ကျေးရွာလူကြီးတွေပြန်ပြီးရွေးချယ်ပွဲလောက်တုန်းကတကြီးကိုထောက်ခံကြဖို့ရွာထဲမှာလှည့်ပြီးတိုးတိုးတိတ်တိတ်နဲ့ကျွန်တော်လှိုက်ပြီးစီးရုံးခဲ့တာတကြီးမင်းနေပြီလားနောက်ပြီးကျေးရွာဥက္ကဋ္ဌအဖြစ်နဲ့တကြီးပြန်ရွေးခံရတော့အောင်ပွဲခံတဲ့အနေနဲ့ကျေးရွာကရွာရင်ကောင်းတွေစေရင်ကောင်းတွေကိုကျွန်တော်ပက်ဆန်နဲ့ကြက်တာဟင်းစီပြားနဲ့ထမင်းကျွေးခဲ့တာကိုရောတကြီးမင်းနေပြီလားဟင် တိတ်ဆောင်ဒါတွေငါနဲ့ဘာမှမဆိုင်ဘူးလူကြီးအစ်စ်တွေတက်လို့နေမျက်နှာလိုမျက်နှာရကျွေးတာနင်ကိုယ်တိုင်ကရွာမှာအရက်ပုံချက်အရက်ပုံလိုက်ဖြတ်ပြီးရောင်းနေတဲ့အကောင်ဆိုတော့မဟုတ်တာတွေလုပ်နေလို့ဖားပြီးကျွေးတာ စားတော့ပါဦးလား မမှန်ကန်လို့ကျွေးတာမာနဲ့လူကကိုယ့်ထဲကပက်ဆံတပြားမှအလကားအကုန်မခံဘူး စားပြီးနားမလည်လောက်ပြီးဥရုဘီတကြီးကိုပြောပါဦးဗျာအဲ့ဒီကျေးရွာလူကြီးတွေကိုထမင်းကျွေးတော့ကဥရုဘီလည်းပါတယ်လေဥရုဘီကကျေးရွာလူကြီးဆိုတော့ဥရုဘီထမင်းစားပြီးလို့အိမ်ပြန်တော်သိမ်းမြင်အတွက်ကြက်သားစီပြန်ကိုဂျိုင်းနဲ့ထည့်ပေးလိုက်သေးတယ်လေဟဲကျေးဇူးတရားကိုသတိရစားပါဗျာမောင်ဟင်းကချောင်းထဲ၌တဝဲလဲလဲဖြစ်နေတော့ကျွန်ုပ်ကိုပင်လှမ်း၍စီးရုံးနေချေပါတကားတတ်လဲတတ်နိုင်တဲ့မောင်ဟင်းပင်သည် မောင်ဟိန်းနင်းပစပိတ်ထားဆောင်နင်းဒီလိုအမျှော်မြင်နဲ့ကျွေးမယ်ဆိုရင်ငါတို့မစားဘူး ပြောကြပါခမရတို့ကျေးရွာလူကြီးတွေငယ်ငယ်ကရာဇဝင်သမားတွေမတင်ခဲ့ရဘူးလားတလုတ်စားဘူးသူ့ကျေးဇူးတဲ့စကိုင်းမင်းကိုလှုပ်ကြံဖို့သွားတဲ့ငထင်ငယ်လေးခုနှစ်ရဲ့သမင်းစားရလို့ဘိုက်စားပြီးစကိုင်းမင်းရဲ့သမင်းကိုစားတယ်ဘိုက်ပြည့်သွားတော့သူ့သမင်းရှင်ဖြစ်တဲ့စကိုင်းမင်းကိုမတတ်တော့ဘူးကျွန်တော်ကခမရတို့ကိုသမင်းကျွေးတဲ့သမင်းရှင်လီသမင်းရှင်ကိုကျင်တာပါပြောလေကဲလေ တကြီးပါစီကသောတာထွက်ချေပြီး ငါနားကြီးလာပြီငါအကြောင်းနင်သိတယ်မဟုတ်လား တိပါတယ်တကြီးရဲ့အဲ့ဒီသမင်းစားတဲ့နေ့ကတကြီးစားကောင်းလို့ဆိုပြီးသုံးမကန်တော့တွဲထက်လိုက်တယ်လीအမလေးဗျတကြီးဤလက်ဒီကမောင်ဟိန်းဤခေါင်းပေါ်ကျလေပြီးမောင်ဟိန်းကလေဝမ်းထဲ၌ခေါင်းလေးပူ၍ဖင်တန်ကျသွားတော့၏နေပစကိုပိတ်ထားထားခဲလာရင်ဒီထက်နာမယ်ဟိကောင်တွေလေကိုတိုးထိုင်းပြီးကန်းကိုခေါ်လာခဲ့ တကြီးအမိတ်ကြောင့်မောင်ဟိန်းတို့၏လေဦးကိုကျိုးပစ်စား၍ကမ်းဘဲသို့တရွေ့ရွေ့ဆွဲလာပါတော့တယ်ရေလယ်၌တဝဲလဲလဲဖြစ်နေတော့ကျွန်ုပ်၏လေကိုတစ်ချက်ကြည့်လိုက်ပြီးတကြီးပါစီက ဥတို့ပြီခမည်းဟာလီဒီရွာမှာကျုပ်ပြီးရင်ရွာလူကြီးဆိုတော့ခမည်းပဲရွာလူကြီးအစ်စ်ဆိုတော့ကျုပ်ကတော့ခမည်းကိုရှေ့ဆုံးကတင်ပြီးလှုံငါးနဘောနားလဲအောင်လောက်ခိုင်းခမည်းကလှုပ်လိုက်ရင်တောက်တော့လဲခမည်းတုတ်ချေပြားကိုမီးဖို့မလဲပါဘူးကျွန်ုပ်ကပွဲပြီးခံပြီးတကိုးကတ်တွင်သွားတဲ့ဖြစ်မခံချိမခံတာဖြစ်ရပါတော့တယ်မကြေမနက်ဖြစ်လူပြိုကြီးဘက်ကိုလှည့်ကြည့်လိုက်တော့ဂိုင်းပင်များကြား၌ရေငုပ်၍ကောင်းနေတုံးပါတကားရော့ဥတို့ပြီဒီလော်တက်နဲ့လော်ဘီလိုက်ခဲ့ကျွန်တော်တို့လည်းတကြီးပါစီပြီးတော့လှော်တက်ဖြစ်လေကိုလှော်ကာကမ်းဘက်တို့လာခဲ့ရပါတော့တယ်ဒီနေ့ကမကောင်းပါလားဥတို့ပြီမောင်တော့မယ်ဗျတကြီးကကောင်းရင်ကိုမွက်ကြည့်ပြီးကျွန်ုပ်ကလှမ်းပြောလိုက်ပါတယ်ကျွန်ုပ်နဲ့စံကောင်းများအယံမိတာဖွဲ့ဝင်များကအရက်ပေါ်များကိုလေပေါ်မှတဲချပါတယ်မှန်ပေ၏နေလုံးကွဲပြောက်၍အလင်းအောင်ပြောက်ပြီးတော်မူကဲဥတို့ပြီဒီရက်ပုံးတွေကိုခမည်းအိမ်မှာဒီညတိုင်းထားလိုက်ခမည်းအိမ်ကဒီနေရာနဲ့နီးတယ်ဟိုမှာလှမ်းမြင်နေရတာမဟုတ်လားမောင်ဟိန်းတို့နှစ်ယောက်ကိုတော့ကျုပ်အထုတ်တဲ့ထည့်ပြီးထိတ်တုံးခတ်တာမယ်မနေ့ကျရင်ဒီရက်ပုံးတွေနဲ့ဒီနှစ်ယောက်ကိုမြိုင်နာရဲစခန်းကိုပို့ရမယ်ဒီနေ့တော့မိုးချုပ်နေပြီလူငယ်လေးများကတကြီးအမိတ်ကြောင့်ရက်ပုံးများကိုကျွန်ုပ်၏အိမ်တို့တည်ယူသွားကြပါတော့တယ်တကြီးအိမ်တို့တည်သွားရလျင်ဝေတော်ခီဖြစ်ဖြစ်မတက်တာလှပြီတကြီးနဲ့ဥတုပီကျွန်တော်တို့နှစ်ယောက်ရှီယာမောင်ဟိန်းကကုတ်ကုတ်ကလေးကတ်လာပါတယ်ဘာတော့ဒီလိုလေးကျွန်တော်တို့ညှိလိုက်ရအောင်ဘာညှိရမှာလဲစစ်လက်ကိုလားငါတို့စစ်လက်မတော့ဘူးကွာတဲနားဝေတာကိုမျိုးရမှာတာခမားတို့တွေနဲ့အလုပ်လုပ်ရရင်ငတ်တည်မယ်ကျွန်တော်ဆိုလိုချင်တာကနားလည်မှုလာပြောင်းပြီးဘာနားလည်မှုလဲခက်တာပဲ
မောင်ဟင်းကခေါင်းကိုတပြင်းပြင်းကုတ်ပါတယ်ဒီမှာဗျာကျွန်တော်ရှင်းရှင်းပဲပြောမယ်ဒီအရက်ပုံးကိစ္စကိုအမှုမလုပ်နဲ့ခံဝန်ကြက်နဲ့ပြန်လှုပ်ပေးတကြီးရင်ကိုတနီမိုးကနေတွတ်ပြမိုးပေးမယ်မောင်ဟင်းကလက်မြင်လေတယ်ကျွန်တော်တို့ကြေးရွာကလေးများ၌တွတ်မိုးအိမ်နဲ့နေနိုင်သူကလွန်စွာမှဂုံရှိလာပေစွဥပမာမြန်ရစာတွတ်ပြီးနေ၏တကြီးကလျင်မြန်လှချေ၏တကြီးလက်တိဆုပ်ကမောင်ဟင်းခေါင်းပေါ်တို့ထမ်းမှန်၍ကြပြန်လေ၏မောင်ဟင်းနေ့စကားကငါတို့ကိုစော်ကားတာငါတို့ကဓမ္မဓမ္မကြတဲ့ကြေးရွာလူကြီးတွေကွလက်စားမှထမင်းစားရတဲ့ကောင်းတွေမဟုတ်ဘူးလက်ပေလက်ယူတို့ရန်သူဆိုတာနေမကြောက်ဘူးလားအေးနေဟာငါတို့ရဲ့ရန်သူကိုရန်သူလိုပဲဆက်ဆံရတော့မယ်အားနိုးလာမို့ဒီကကိုကျိုးတုပ်ပြီးအိမ်ကိုခေါ်လာခဲ့ကိုရွာသားချင်းချင်းမို့ငါကတက်တက်ညံညံစဉ်းစားနေကမှတင်းကငါတိတ်ခါကိုလာစော်ကားတယ်တကြီးကဒေါရပြပြနဲ့မောင်ဟိန်းတို့နှစ်ယောက်လုံးကိုသူ့အိမ်တို့ခေါ်သွားချေပြီးတကြီးမထွက်ခွာမီကျွန်ုပ်ဘက်တို့လှည့်၍စုံမဩဝါဒစကားကိုပြောသွားချေသည်ဥတို့ပြီးတွေ့တယ်မဟုတ်လားလူကြီးတယောက်ဖြစ်လာရင်ဒီလိုလက်ပေလက်ယူမှုတွေကိုရင်ဆိုင်ရမယ်ဒါကိုစိတ်ဓာတ်နဲ့ကြကြခံရမယ်ကြားလားခမ ्या ကကြောက်တော့အတွေ့အကြုံမရချက်သေးလို့တင်ပေးနေရတာအာရုံးကိုလာပြီးဒီပစ္စည်းတွေနဲ့ငါ့ကိုလာမသိတတ်နဲ့လေရုံးကိုလာပြီးမသိတတ်ကြနဲ့နှုံလိုက်အားလိုက်တာကျွန်ုပ်မှတကြီးစကားကိုအောက်တက်တက်ဖြစ်ခံလိုက်ရပါတယ်တကြီးထွက်သွားပြီးမှကျွန်ုပ်လည်းအိမ်တို့နွားလျစာပြန်ခဲ့တော့၏အိမ်ဘော်တို့ရောက်ဒီနေ့ငူဆူဆူကြည့်နေတော့မတ်တိတ်မင်းနဲ့ကျွန်ုပ်ရေဆိုင်ရပေတော့၏ခြာနဲ့တစ်ဖက်တို့လှည့်ပြီးကျွန်ုပ်ကမတိကျိုးနှုံပြုလေ၏ဘိုက်ကလေးမှမူကာတွန်းစာအုပ်ကိုဖတ်၍ကျွန်ုပ်လာဒီကိုပင်ဂယူပြူမိပုံရှိချေဘိုက်စာတယ်ကွာသမင်းမွဲပြင်ကွာပြင်စရာဘာမှမရှိဘူးခွန်မငပိရနဲ့ကြောင်ရှာတိမိဖို့ကျွန်ုပ်လည်းဟင်းနာမယ်ကြားဒီနဲ့စာနေတော့ဘိုက်ပင်အလိုလိုပြည့်ချေပြီကျွန်ုပ်လည်းအိမ်ရှင်း၌မြေမိုးချိုးပြီးသမင်းဝိုင်း၌ထားမြေပြုနေပါအောင်ရှင်ဒီပုံတွေကဘာတွေလဲအော်မောင်ဟင်းတို့ရက်ပုံတွေလीလိုင်စင်မရှိပဲခိုးချက်လို့တို့ကဖမ်းလိုက်တာလေအလုံးမရှိအလောက်ရှာပါတော့သူ့ဘာသာရက်ချက်တာပဲဓမြတိုက်တယ်မှမဟုတ်တာအရက်ချက်တယ်ဆိုတာလိုင်စင်ရှိရတယ်လိုင်စင်မရှိရင်ဥပဒေကိုချိုးပေါက်တာဥပဒေကိုချိုးပေါက်ရင်အုတ်ထုတ်နေတဲ့ရွာလူကြီးတွေကိုစကြင်တာစော်ကားတာရှင်လူကြီးပြစ်မှာစကလုံးတွေတိတ်ပြီးကြီးကျယ်နေတယ်လက်စာမရလို့လက်စာတာရရင်ဟင်းမပြောလိုက်ချင်ဘူးကဲပြောစမ်းရှင်ဘယ်နဲ့မေပြတွေ့မှာလဲကျွန်ုပ်ကမှတ်သိမြင်စကားကြောင့်ရှေ့ဆက်ရမည့်စကလုံးများထွက်မလာနိုင်တော့ချေရရရွာရေးကိစ္စနဲ့ဝမ်ရေးကိစ္စကတွန်တွဲနေပါကလားကျွန်ုပ်စဉ်းစားမှုပြုနေစဉ်အိမ်ရှိမှခေါ်တန်းကြောင့်စိတ်သက်သာရရချေ၏တော်တင်းမြင့်ခေါ်တန်းနှင့်သူအိမ်ပေါ်တို့လှမ်းတက်လာသူကမောင်ဟိမ့်မင်းမမမြလေးပင်သည်မမြလေးလက်ထက်၌ဂျိုင်လေးတစ်လုံးကိုကင်ထားပါလေမမြလေးလာထိုင်ဘာကိစ္စလဲအိုးအိမ်မှာဘဲရာဟင်းချက်တာနဲ့လက်ပို့တာအတော်ပဲဥတုဘီတမင်းစားနေတာနဲ့ဟင်းလည်းဘာမှမရှိဘူးအတော်ပဲရော့ဥတုဘီဘဲရာဟင်းလေးစားပါမမြလေးကတွက်လက်စွာပင်ကျွန်ုပ်ပကံတဲတို့ဘဲရာဟင်းခတ်တဲ့ပေးလေတော့၏စားပါဥတုဘီရဲ့စားစီခြင်းလို့ကျွန်ုပ်လည်းဟင်းတုံးကိုကြည့်ကကန်ရက်ခက်ဘေးဘယ်ရမှာအခက်ဒါနဲ့ညနေကကိုဟင်းတို့ပစ္စည်းတွေဥတုဘီတို့ဖမ်းလိုက်တယ်ဆိုအဲ့ဒါလေးသိရင်လို့အကြံဉာဏ်လေးဘာလေးတောင်းရအောင်လာခဲ့တာပဲဒီကိစ္စဘယ်လိုလုပ်ကြမလဲကြည်လှုပ်လိုက်လေကျွန်ုပ်ကစကားအပြောဆိုဆင်ခြင်ရချေပြီးကျွန်ုပ်မှာဘဲရာတောင်းလေးကိုမတိမတာလက်လေးနဲ့ဖယ်ပြီးကြောင်ရှာတီးတစ်ဖက်ကိုသမင်းနဲ့အောက်ကတစ်ချက်နှွှေးလိုက်ရပါတယ်ဒီကိစ္စအသိမလဲဘူးမနေ့ပြန်မြိုင်နာရဲစခန်းကိုပို့ဖို့စီစဉ်ပြီးပြီဥတုပီရဲ့ကိုရွာသားချင်းတလောက်ကြီးတော့မလုပ်တင်ဘူးတကယ်ဆိုဖေးဖေးမမပေါ့ကျမယောက်ျားကလည်းဒီလောက်ကိုမလုပ်ချင်ပါဘူးအကျွေးတွေကလပင်ခန့်နေလို့အကျွေးကြည့်အောင်လုပ်နေရတာပါမမလေးကတထောင်စစ်လောက်ရှိတော့လက်ကောက်များကိုလှုပ်ခါ၍ပြောရှာလေ၏အကျွေးရှိပြီလို့ဒါပေါ့ဒီကိစ္စကတကြီးလောက်တာဆိုတော့တုံနဲ့မဆိုင်ဘူးလေဒီလိုတော့မပြောပါနဲ့ဥတုပီရဲ့တကြီးနဲ့ဥတုပီတို့ကလင်မယားလိုနေတာလင်မယားလောက်တန်းကစားမယ်ဟဲ့နေ့စကားကကြော့တက်ရင်းနေတယ်လို့ပြောတာဥတုပီပြောဝင်းမယ်ဆိုရပါတယ်ဟောငါကဘာကိုပြောရမှာလဲဒီလိုလေတကြီးကိုဥတုပီကပြောပေါ့ကိုဟင်းကိုမြိုင်နာရဲစခန်းကိုမပို့ပဲသူ့ကိုဒီလောက်နှောက်မလို့တော့ပါဘူးဆိုပြီးခံဝန်းနဲ့ပြန်လို့ပေးလိုက်ပါလို့ဒီအရေးပုံတွေကိုလည်းတကြီးပဲကြေးရွာပိုင်းပစ္စည်းအနေနဲ့တဲယူလိုက်ပါလို့ပြောပေးပါကိုရွာသားချင်းမဟုတ်လားဥတုပီရေဟောမဖြစ်ဘူးကျွန်တော်မပြောရဲဘူးမမလေးကမှတ်တဲ့မြင်အားကြည့်ကဒီမဲ့မမမြင်ရောဥတုပီရောနားထောင်နော်တကြီးကိုဥတုပီပြောရင်ရမယ်တကယ်လို့ပြောပေးမယ်ဥတုပီကိုယ်တိုင်ကတောင်းဝယူပြီးလှုပ်ပေးမယ်ဆိုရင်ခုကျမဝတ်ထားတဲ့လက်ကောက်တွေထဲကဟောဒီလက်ကောက်တရံကိုမမမြင်ကိုလက်ဆောင်ပေးမယ်ဟေးကျွန်ုပ်စားဆဲဆဲသမင်းလောက်ကပြုတ်ကြချီပြီးမတ်တင်မြင်ကအယောင်လက်တော်မျက်လုံးဖြင့်လက်ကောက်လေးများကိုကြည့်ရှာပါတယ်စားအုပ်ဖတ်နေတော့ဘိုက်ကလေးမှာငေါက်ကနေထထိုင်လိုက်ပါတော့တယ်
အားလုံးမျက်လုံးကကျွန်ုပ်ကိုစုပုံကြလာချီပြီးကဲဘာလို့မလဲကျွန်ုပ်ကစိတ်တွင်းမှပေါ်လာတော့ဒေါသကိုမျိုးတိတ်ချုပ်သေးရပါတော့တယ်မမလေးကကျွန်ုပ်ကိုစော်ကားချီပြီးလက်ကောက်တရံယူ၍ရွာလူကြီးဥတုဘီကမောင်ဟင်းကိုလှုပ်ပေးလိုက်ပြီးဆိုတော့တည်င်းသာအကယ်၍ပြတ်တတ်သွားလျင်ကျွန်ုပ်တက်လုံးထိန်းလာတော့တိတ်ခါကတပြားသားမှတန်ဖိုးရှိတော်မူမဟုတ်ချေသူများတတွေးခွက်ပက်လက်မျောရှာပြီးဘယ်လိုလဲသဘောတူတယ်မဟုတ်လားကျွန်ုပ်ကသမင်းဝိုင်းမှာဝေါ်ဝင်နဲ့ထားလိုက်ပါတယ်နေခုချက်ချင်းငါအိမ်ပေါ်ကဆင်းသွားစမ်းဟင်းဘလို့ပြရတာလဲဥတုဘီနေဘာမှထပ်မမေးနဲ့ငါတိတ်ခါကိုအိမ်ပေါ်ထိလာပြီးစော်ကားတာနေလုံးပြီးနေမတွားရင်နေကိုတကြီးရင်ခေါ်သွားပြီးထိတ်တုံခတ်ပြီမယ်ဒါပဲမမလေးကမကြေမနက်စူစူဆော့ဆော့ဖြစ်အိမ်ပေါ်မှဆင်းလေ၏နှုတ်မှလည်းတိုးတိုးဖြစ်စကားဆိုသွားချေသည်လူကြီးဖြစ်မှလေကျဲနေတာသူ့မိမကချက်စရာစံမရှိရင်ငါတို့စီကပဲလာချင်းနေတာခုမှမပြောလိုက်ချင်ဘူးတိုက်ယူတာနော်မိမဖျားပတ်ရမယ်မမလေးကမကြေမနက်ဖြစ်ထွက်သွားချေပြီးဘိုင်လေးကကျွန်ုပ်ရှိရတို့ဖြတ်ခနဲ့ကတ်လာပြီးအာနာရှာရှာတွေ့ရေကိုရွာတာချင်းချင်းပဲဗျာမင်းဘာသိလဲဒီကောင်မောင်ဟိန်းမြိုင်တာမြို့ကလူတွေကိုဘာပြောတယ်မှလေတုံတန်းရွာကလူကြီးတွေကိုခပိုက်တဲ့ထဲထားတာတဲ့တုံတန်းရွာမှာသူ့ရက်ပုံချက်တာဘယ်သူမှမမှန်ရဲဘူးတဲ့ဘလောက်စော်ကားလဲရှာတွေ့ရေ तू ပြောချင်တယ်ပြောပါစီခုအိစကိုရှာတွေ့လုပ်ပေးလိုက်လက်ကောက်တရံအေးအေးဆေးဆေးရပြီမပိုင်လားမင်းခွေးစကားမပြောနဲ့ဒီလိုလုပ်ရင်ခွေးပြစ်သွားမယ်နားလေလားဦးခွေးပြစ်တာနောက်ထားလက်ကောက်တရံရဖို့အရေးကြီးတယ်ကိုယူထားတာဘသူတိတာမှတ်လို့သွားဆောင်ဝါစိတ်ညစ်ရတယ်အထေးသွားမှာပါတာဟေးဆိုင်မှာကြောင်တိုင်းဟင်းစားဖို့ချိန်ရတယ်ခုလောက်ဆိုကြက်လောက်ပြီးသွားပြီပြို့ဖျားဖြစ်မဲ့အုတ်နီခဲကြီးဘိုက်ကလေးကကျွန်ုပ်ကိုကလိသွားချီမတ်တိန်မြင်ကကျွန်ုပ်ကိုမျက်စောင်ထိုးကြည့်ပြီးအခန်းတွင်းတို့ဝင်သွားပါတော့တယ်ကျွန်ုပ်မှာတာတယောက်တည်းအိမ်ရှိခန်း၌ငူငုံငောင်ကြီးကြမ်းရက်ခဲ့ရှာပါတော့တယ်နန်းနဲ့မိုးတော့အလင်းရောက်၍ထရံပေါက်မှနေချီကျွန်ုပ်၏ကိုပေါတို့ဖျားကြတော့အချိန်၌ကျွန်ုပ်အဲ့ရမှနိုးထချီပြီးတဝါဝါတန်းရင်မောင်ဟိန်း၏အရက်ပုံကြီးများကိုကြည့်ကာဒီနေ့တော့မြိုင်တာကိုတက်ရအောင်ပါပါလားဆိုတော့အသွေးကြောင့်ကျွန်ုပ်မဲပြက်ထွက်ရန်အစီအစဉ်ကအလိုလိုပြက်ပြားချီ၏ကျွန်ုပ်လည်းကိုလက်တဆင်ပြီးအိမ်ရှိကိုပြက်၌အခါထားထိုင်နေတော့၏ကျွန်ုပ်၏ဇနီးမတ်တိန်မြင်နှင့်ဘိုက်ကလေးတို့ကဘယ်ချိန်ကအဲ့ရမှထားရခဲ့ချီပြီးမသိချေကိုပြက်ပေါ်၌ရေခွက်တစ်ခွက်ဖြစ်ထိုင်နေရ၏အကြံအိုးပင်မတ်တိန်မြင်တဲတော့ပုံမရချေညကလည်းကျွန်ုပ်မှာထမင်းစားပြက်ရချီဟာဝမ်ပိုက်စားလောင်နေပေတော့၏ခုနေမို့ဟင်ကားလေးဖြစ်ဖြစ်အတော်ဆုံးလေးဖြစ်ဖြစ်တီးလိုက်ရရင်ကောင်းလေစွာယိုးရှတ်တို့နိုးပြီလားအော်လူပြိုကြီးစောတယ်မောင်လာကွက်မင်းရဲ့ဘိုက်ကလေးနဲ့မတ်တေးမြင်တို့တော့မရှိဘူးဟုတ်လားကျုပ်ကလည်းဘိုက်စာတာနဲ့ရှာတို့ရဲ့နန်းနဲ့ခင်အကြံဝဲလေးကိုကတ်စားဖို့လာတာတလွဲဖြစ်ကုန်ပြီအမေတို့ကလည်းရွာထဲသွားတာပြန်မလာသေးဘူးလူပြိုကြီးကရှုံးဝဲမဲနဲ့ထိုင်ကြလေကျွန်ုပ်တို့လူပြိုကြီးကစားလောင်မှုတ်တဲ့ချင်းအဖြစ်မှာတူနေသည်ဟုဆိုရတော့၏ဟောဒီကအကျော်စောလေးယူကြအောင်မလားကျွန်ုပ်တို့ထိုင်နေစဉ်ရွာတွင်း၌လှဲ့လေရောင်းချနေတော့အကျော်တယ်မလေးခင်မှုရောက်လာချီပြီးအတော်ပဲဇက်တို့အကျော်စားမယ်ဟေ့ခင်မှုလာအောင်လာပါပြီခင်မှုကကျွန်ုပ်၏ကိုပြည့်ရှိတို့အကျော်ပန်းလေးကိုချလေအကျော်30ဖို့ထည့်ပေးစမ်းဟုတ်ကဲ့ခင်မှုကအကျော်ထုတ်လေးကိုရိုးရိုးတည်တည်ပေးရှာပါတယ်ဒါနဲ့နေစမ်းပါဦးနင်တို့မနဲ့အစောကြီးအကျော်ထကြော်တာဟိုနေ့ကမီးလာလို့ဆိုကြက်ပြီးဝမ်းငိမ့်လို့ငိမ့်သွားတယ်ဆိုမမှန်ပြောစမ်းဟုတ်ခုဘေးနာကသဲတွေကငါတို့လူကြီးတွေကိုတိုင်ထားတယ်မီးကိုအဲ့လိုပေါ့ဆိုင်ရင်တို့တွေဟာလုံးပြောင်းသွားမယ်နင်မသိဘူးလားသိပါတယ်ရိတ်ပြီးတဲငါမပြောလိုက်ချင်ဘူးဒီကိစ္စဟာငါအပိုင်တဲကဖြစ်နေတာဆိုတော့တကြီးပါစီတို့ဥတုပီတို့ကိုနောင်မဖြစ်အောင်ဆုံးမပေးရမယ်လို့တာဝန်ယူလိုက်ရတယ်သွားဒီကိစ္စကိုအရန်မိတအန်တို့မသိလို့သိရင်နေမလဲဘူးဦးအန်တို့လက်မို့ဖြစ်ချင်းသိပါတယ်ကျမလည်းမနေ့ကျတော့ကောင်းချင်းပေါင်းနဲ့အကျော်ကျွေးလိုက်တော့သူတာဝန်ယူပြီးဖြည့်ရှင်းပေးပါမယ်လို့ပြောပါတယ်ဟေးကျမသွားလိုက်အောင်မယ်နော်ခင်ပုကအကျော်ပန်းကလေးကိုကင်ကခါတော့တုတ်ကလေးထွက်သွားချေတယ်လူပြိုကြီးအကျော်ဖို့မပေးဘူးလားဟေးနောက်မှပေးတာပေါ့ကျွန်ုပ်ကလူပြိုကြီးစောတဲ့မောင်ကိုမတိမတာလှမ်းကျင်းမိပါတယ်အကျော်အလကားစားရတဲ့ဖြစ်အတော်ပီတိဖြစ်နေပုံရပါတယ်ရှက်တော့စားလေဗျာယူနေတော့မရှိဘူးစိတ်လေတယ်ကျွန်ုပ်လည်းအကျော်တစ်ခုကိုအားနာစွာဖြင့်ကောက်ဝါလိုက်ရပါတယ်အရတာရှိလိုက်တာစားရလိုက်တာကျွန်ုပ်တို့၏လူပြိုကြီးစောတဲ့မောင်ကလွန်စောမှကျေးရွာလူကြီးလှုပ်ချင်နေသူပင်သည်မြန်အသက်ကြီးမှလူကြီးဖြစ်မှာအားကြလိုက်တာလက်နှိပ်တမ်းမိလေးတကန်ကန်ဖြစ်ဟိုလူဟောက်ဒီလူဟောက်အလုံးမျိုးကိုလည်းသူဝါဒနာပါပါတယ်ပြောတာကြားလား Yes sir ဟုတ်ကဲ့ငါပိတ်ကန်လိုက်ရရွာလမ်းမကြီးပေါ်မှာအီးပါရလားမင်းကတော့လူလစ်ပြီးဆိုပြီးတွေ့တာပေါ့ဟုတ်လား
ဘယ်ရမလဲငါလက်နှိပ်တမ်းမီးနဲ့ထိုးမှတန်တော့တာပဲထဆန်းမထဘူးကြအမေတတကိစ္စကိုဒီလမ်းလူကြီးကလိုက်ရှုပ်နေတယ်ကျွန်တော်တို့ကြေးရွာလူကြီးများထဲတွင်ဤကဲ့သို့စုံပြူများလဲတခါတလေရောရောင်ပါတတ်ချီဤအခါကိုလူချင်းချင်းဖေးမကထိန်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 ဖြစ်ပြုပြင်ရပေတော့ဤထိုစုံပြူလူပြိုကြီးပါဝင်ပုံကလည်းအချက်ပိုင်လှဤလူပြိုကြီးစောတင်မောင်အမေကရွာ၌ကုံစုံဆိုင်ဖွင့်ထားပါတယ်သဘောကောင်းလွန်တော့သူတို့မိသားစုအနေဖြင့်ဆိုင်လေးမှာအလွန်ရောင်းကောင်းတယ်လို့အလွန်လဲအကျွေးကြလေ၏ SE ကအကျွေးရရင်ဝေးမယ်မများသေးပါဘူးတော်တော်ရဲ့အခုမှ100ကျော်လေးပဲရှိနေတာလှကုန်တော့ယူနော်လှကုန်တော့ညီယောက်ျားကလှကထုတ်မှာမို့လားမဟုတ်ဘူးလေလှကုန်တော့လှကုန်တာပါပဲဟဲငွေကစပားပေါ်ပြီးမှရမှာလှကုန်မှယူဆိုတာမြို့ကလူတွေလိုပြောကြည့်တာကျွန်ုပ်တို့လူပြိုကြီးမှာကြေးရွာလူကြီးစည်းတွင်ပါဝင်ချင်းရှာပေးရာသူ့အမေအကျွေးစင်းစာအုပ်ကိုကန်၍သူနှင့်ပတ်သက်ရာအိမ်များတို့တအိမ်နဲ့တအိမ်စင်လိုက်၍စီယုံရပေတော့၏သူ့အမေကမသိရှာပေကျုပ်ကိုထောက်ခံကျုပ်ရွာလူကြီးထဲမှာပါရင်ခမားတို့ကျုပ်အမေစီကအကျွေးတွေကိုရှော်ပေးမယ်နားလေတယ်နော်တကယ်ဤတို့ဖြင့်တအိမ်ချင်းကြေးရွာလူကြီးရွေးချယ်ပွဲတွင်ထိုလူပြိုကြီးစောတင်မောင်မှာရွာ၏အနောက်ပိုင်းအိမ်ချေတရာ၌လူကြီးဖြင့်ရွေးချယ်ခံရပါတော့တယ်နောင်လာမည့်အရှိခါများ၌လူပြိုကြီးစောတဲ့မောင်ကိုအင်ဂျီရီယာလူကြီးဖြစ်မှဝမ်းနဲစွာထုတ်ပယ်ခဲ့ရပုံကိုတင်ပြပေးအံသိပါဘူးတော့လူပြိုကြီးတယောက်အပိုင်လူကြီးဖြစ်ရင်စားရနေပြီထင်တာခုတော့မပြောလိုက်ချင်ဘူးတရွာလုံးတကြီးပါစီနဲ့ဥတုပီကိုမကြောက်ရဘူးသူ့ပဲကြောက်နေရတယ်ကိုခိန်ခင်ညာကျွန်ုပ်တို့ရရွာလူကြီးလောက်ရဒီမှာလွယ်ကူလှတယ်တော့မဟုတ်ချေရရွာကျိုးလောက်ကန်ကျင်တော့ဝါသနာရရွာကျိုးတဲဘိုးကျင်တော့စေတနာမိမိနိုင်ငံနဲ့လူမျိုးအတွက်အောက်တချက်တဲတပွဲအဖြစ်ပါဝင်ခြင်းတော့အနှစ်နာဤနာတော့နာရှိမှာတာရွာလူကြီးအင်္ဂါရက်နဲ့ညီပေးလိုက်မည်လေးစားပါတယ်ဆရာတို့စားလေဗျာဘာငိုင်းနေရလဲကျွန်တော်တို့စားပြီးတောက်ပြီးရင်ဒီအရက်ပုံးတွေကိုတဲပြီးတကြီးအိမ်ကိုတွားရအောင်မယ်10နာရီထွက်မဲ့စိန်တက်နိုင်မော်တော်နဲ့မြိုင်တာမြို့ကိုအရောက်ပြေးရအောင်မယ်မဟုတ်လားကျွန်ုပ်လည်းမုတ်တစ်ချက်ကိုစိုးမိတ်မျိုးချကကျွန်ုပ်အိမ်ပေါ်မှာအရက်ပုံးများကိုတကြီးအိမ်တို့ပို့ရန်စဉ်းစားရပါတော့တယ်ဤကိစ္စကိုကျွန်ုပ်မလုပ်ချင်လှပြီကိုရွာသားချင်းချင်းဖေးမချင်းပါ၏သို့တော့မောင်ဟိန်ကမြိုင်နိုင်မြို့၌လေလုံးထွားကကြုံတန်းရွာလူကြီးများကိုငွေနှစ်ပေါက်၍အစုဆက်လိုင်စင်မဲ့အရက်များကိုလှုပ်နေဟန်တည်င်းလှည့်နေချေ၏ဤကိစ္စကိုကျွန်ုပ်ပြတ်သားစွာမကင်တွယ်လျင်ကျွန်ုပ်တို့တိုက်ခါကြပေတော့မည်ရှက်တို့လှဲလာပြီဗျို့လူပြိုကြီးစောတဲ့မောင်ကကိုပြစ်ပေါ်မှပြေးစင်းကကျွန်ုပ်ဝိုင်ကလေး၏ဝါတို့ထွက်ပြန်ချေ၏ဟိန်းကောင်ချက်ကြီးမင်းတို့လဲရဆန်ငါတို့အရေးကြီးတဲ့ပစ္စည်းတွေတကြီးအိမ်ပို့เสียရှိတယ်ငါတို့အရေးကြီးနေလို့မလိုက်ရင်ဖြစ်ဘူးလားတိတ်ဆန်းချက်ကြီးအချိန်မရှိဘူးမင်းကောင်လေးတို့ကိုလှဲပေါ်ကခေါ်စမ်းဒီလန်းလာမိတာငါအမားကျွန်ုပ်တို့လည်းမောင်ချက်ကြီးနွားလဲဖြစ်လိုင်စင်မဲ့ရက်များကိုတင်ကာတကြီးအိမ်တို့ရောက်ခဲ့ချီတော့၏ကဲလူပြိုကြီးရေငါသွားပြီဟေ့နေအောင်ချက်ကြီးမသွားရဘူးဒီပုံးတွေတင်မောစိတ်ကိုလိုက်ဖို့အောင်ဟာငါမှရေးကြီးနေလို့ချက်ကြီးရရရွာရေးကိစ္စကိုမင်းမလုပ်ချင်ဘူးလားမင်းကိစ္စကိုငါရာမကဲရင်မင်းကလေးတယောက်ကာယင်တွေပြက်ပြမှုနဲ့အချောက်တွေရောက်နေပြီမောင်ချက်ကြီးကသူ့အပြစ်သူသိ၍ငြိမ်ကုတ်သွားပါတယ်လူပြိုကြီးကအများသူငါရှေ့တွင်ဤကိစ္စကိုထုတ်ဖော်ပြောရမသင့်ချေချက်ကြီးအဖြစ်မှန်ကိုကျွန်တော်တို့ကအသိဆုံးလူပြိုကြီးမင်းငါရဲ့အဖြစ်မှန်ကိုမသိဘူးနော်အေးကြီးမကိုငါကလက်ဆွဲတာမဟုတ်ဘူးသူကငါလက်ကိုဆွဲတာကြည်စမ်းပါဦးကိုချက်ကြီးတို့များတာမာထွက်ချိုင်းလိုက်ပါပြီရင်အုပ်ကြီးတွေကကကျွတ်သားများအဖူထစ်တွေနဲ့လက်မောင်းကြီးတွေကလည်းအားကိုးချင်စရာယောက်ျားပီတာလှပါပြီနဲ့အေးကြီးမကိုဒီလက်မောင်းကြီးတွေနဲ့တခါတော့ပွေ့ကြည့်စမ်းပါတော့ဟာပောက်ရပြောပြီပောက်ရမဟုတ်ဘူးတကယ်ပါဟဲ့ဟိုမှာအေးကြီးမနဲ့ချက်ကြီးဘာတွေဖြစ်နေလဲမသိသမီးဘာတွေဖြစ်တာလဲဘာဖြစ်တာလဲကိုချက်ကြီးမကောင်းဘူးသမီးလက်ကိုဆွဲပြီးရီးစားစကားပြောတယ်အောင်မဲနင့်လိုနှုတ်လို့ခက်တဲ့အုတ်ချိုင်းမဲ့ပေါက်ကများငါသမီးကိုရီးစားစကားပြောတယ်လာစမ်းငါမကျင်တတ်ဘူးကျေးရွာလူကြီးကိုတွတ်နိုင်မယ်ဟိုက်စောတဲ့မောင်အမေစကားကြောင့်ချက်ကြီးခမအကြိုက်ရိုက်နေရှာ၏ကဲချက်ကြီးမင်းကိစ္စရေးကြည့်ရင်တွားကျွန်ုပ်ဝင်ရှင်ပေးမှချက်ကြီးတက်တာရသွား၏ကျေးဇူးပါပဲဥတုပီရဲ့ကျွန်တော်အမေအခုအိမ်မှာအသေးတန်ဖြစ်နေတယ်ဗျာနေ့လာညလာပဲအဲ့ဒါကုန်းမောင်ရွာကသူ့ညီမကိုမသေးခင်လေးမှတွေ့ကျင်တယ်ဆိုလို့အပြေးလွှားခေါ်မလို့ဟေးစောကပြောပါတော့လားကွာပြောရမှာအားနာလို့လူပြိုကြီးပြောတယ်လို့ရိုက်ရွာရေးကိတ်ကဲတော်ပြီချက်ကြီးမင်းကိစ္စမြန်တာတော့ချက်ကြီးဘဝကတနာဖို့ကောင်းလေစွာအမေတခုသားတခုဘဝမိမမယူပဲမိခင်အိုကြီးကိုလှုပ်ကြွေးနေရှာသူပင်သည်လူပြိုကြီးစောတယ်မောင်မင်းလောက်လိုက်ရင်အရာနဲ့အကြောင်းကြီးပဲချက်ကြီးခမမင်းကိုကြောက်လို့မင်းပြောတဲ့အတိုင်းလှုပ်ပေးရှာတာအခုဘယ်လောက်ချိန်ကုန်သွားလဲမတတ်နိုင်ဘူးဒါကိုကိစ္စမဟုတ်ဘူးအရေးကြီးတာဆောင်းရစရာကိစ္စခီးရောက်ဖို့ပဲ
ချက်ကြီးအမေသေးရင်ကြောက်တို့ဖဲဝိုင်းစီစဉ်ပေးမယ်အသေးပွဲကိစ္စတွေခေါင်းထဲမှာထည့်လို့မရဘူး မင်းတော်လူမှုရေးခေါင်းပါလားကွာမင်းကငါကြည့်နေတာကြားပြီနော်ယာယီမှုပြစ်ကလေးကဘဝင်လေဟတ်နေတယ်ဒီယောကကုဖို့မလွယ်ဘူးမင်းအချိုးဝင်းပြေလို့ကတော့ငါတို့ကမင်းကိုဖြုတ်ပြစ်လိုက်မယ်နားလေလား ဘာပြောတယ်ဥတုပီကကျုပ်ကိုဖြုတ်ပြမယ်ဟုတ်လားရီတောင်ရီရှင်သေးရဲ့ချုပ်ကအများဆန္ဒနဲ့ရွေးတဲ့ကောင်းဗျခမရဘောနဲ့ဖြုတ်လို့မရဘူးမှတ်တာ လူပြိုကြီးကလက်တိလက်မောင်းတန်းကကျွန်ုပ်ကိုရမ်းတွေ့ချပြီးကျွန်ုပ်လည်းဒေါသလျောက်ပြောမိလက်မိတစ်ဖြစ်မိမိကိုယ်ပင်ပြန်ရှက်မိပါတယ်လူပြိုကြီးကမိမိနဲ့တကြီးပါစီတို့၏လှုပ်ပိုင်ခွင့်ကိုနားမလဲသူကပြုတ်စော်နန်းနေချပြီး စွပြုတ်နဲ့လည်းမဟုတ်ဘူး လူပြိုကြီးကိုမကြေမနက်တိုင်စာများကကျွန်ုပ်တို့ဌာန၌များစွာရောက်ရှိနေပေပြီဤတိုင်စာများနှင့်ပတ်သက်၍နောင်လာမည့်အခါများ၌ကျွန်ုပ်ရေးထားပါဦးမည် ရေရတယ်ကြေးရွာကသဘောကျလို့လူကြီးခါရတာများဥတုပီကငါ့ကိုဖြုတ်ပြမလို့တဲ့ အော်လို့တာရေးလိုက်ချင်တယ်စီးစိတ်လေးနဲ့ပေါက်တာလောက်တော့မဖြုံပါဘူး လူပြိုကြီးကကျွန်ုပ်ကိုစောင်းချက်၍တချင်းလေးပင်ဆိုလိုက်ချေသေး၏ကျွန်ုပ်လည်းပြန်လဲပြောဆိုခြင်းမပြုတော့ပြီကျွန်ုပ်လည်းကျွန်ုပ်တို့၏ကြေးရွာလူကြီးများ၏ရုံခန်းတို့ဝင်ခဲ့ပါတော့တယ်တကြီးပါစီကရုံခန်း၏စပွဲ၌အကြာနာထိုင်ကကိုမြောက်နေလေ၏ရုံခန်း၏စရေးလေးမောင်ဝင်းကဇာရွက်စာသားများနှင့်အလှုပ်ရှုပ်နေချေပြီးကျွန်ုပ်လည်းကျွန်ုပ်အတွက်တတ်မှတ်ပေးသောစပွဲတွင်ဝင်ထိုင်ပါတယ်ကျွန်ုပ်စပွဲပေါ်တွင်ဇာရွက်စာတန်းဖိုင်တွဲများဥဒုဘီတကြီးပါစီခေါ်တိုင်းကြောင့်ကျွန်ုပ်မှအလှတကြားဖြစ်သွားရပါတယ်ဘာလဲတကြီးဥဒုဘီခမ ्या ကိုတုတ်ကြည့်နေတာကြာပြီးအရက်ပုံးတွေလှဲပေါ်ကချပြီးစောတဲ့မောင်နဲ့အော်ကြီးဟစ်ကျဲစကားများနောက်ပြီးရုံကားတဲ့ဝင်လာကျုပ်ကိုတောင်နှုံမဆက်ပဲခမ ्या စပွဲပေါ်မှာခမ ्या ထိုင်ငူကြီးစဉ်းစားနောက်ပြီးမျက်နှာကပြုံးတော့ဘာလဲခမ ्या ယူနေပြီလားဟာတကြီးကလည်းပောက်ရပြောတော့မေမယူပါဘူးအသွေးလွန်သားလို့ပါကျွန်ုပ်ကိုမျက်စိထောက်ထောက်ကြည့်နေတော့တကြီးရောက်ကျွန်ုပ်မှအနေရခဲလာချေ၏ကဲအချိန်သိမ့်မရဘူးလှဲတစည်းကိုရှာခိုင်းအရက်ပုံးတွေကိုတင်ပြီးစင်တက်နိုင်မော်တော်အမိမြိုင်တာမြို့ကိုတွားရမယ်ကဲလာဟိုနှကောင်ထိတ်တော်ဖြုတ်လိုက်အောင်မေကျွန်ုပ်နဲ့တကြီးပါစီလဲမောင်ဟင်းနဲ့တန်ယူတို့နှစ်ယောက်ကိုအချုပ်ခန်းထဲမှာထုတ်ကကိုလက်တဆင်စေးကြောပြီးပဲပြောင်းနဲ့ကောင်းကျင်ပေါင်းကိုအစာပြေအနေနဲ့တကြီးကတော့ကကျိုးမေးပါတယ်မောင်ဟင်းမိမမမြလေးမှလည်းပြုံးရွှင်ဖြစ်သူ့ယောက်ျားအတွက်အကျော်မျိုးစုံကိုတခန့်တနာကြီးကျွေးပါတယ်သမင်းကျော်ကပါလေမော်ဟင်ကားလေးကနှစ်ကြိုက် စားနော်ကိုဟိန်း စားတယ်ညတဲ့ကမိမလာပိုးတဲ့ဘဲရာဟင်းနဲ့သမင်းတို့အကျက်ပဲစားရသေးတာမောင်ဟင်းနဲ့တဲယူကအပူပင်မဲ့စွာပင်ပလုတ်ပလောင်ဖြစ်မိန်ရွှက်စွာသွားပါတော့တယ် စားနော်ကိုဟိန်းစိတ်သက်နဲ့တာစားဒီအကျော်လေးကိုမိုက်ကေပုစီကကျမတို့ပက်ဆာနဲ့ဝယ်လာတာအကျွေးစားတလူလူတောင်းစားတလူလူမဟုတ်ဘူးစိတ်သက်နဲ့တာစားသူတို့မှမရှိလို့ကောင်းဝယ်လှုပ်ရှားနေကြတာ စားပါကွာစားပါမမလေးစကားကြောင့်လူပြိုကြီးစောတဲ့မောင်မှာလေကလေးကိုချုံပြီးတဖက်တို့ပင်လှည့်သွားချီပြီးကျွန်ုပ်မှာဘိုက်တဲ့ရောက်နေတော့ကြော်ပင်ဒေါရထွက်မိတော့၏မမလေးမျိုးလုံးကကျွန်ုပ်ရှိရတော့ပင်ရည်ညွှန်းနေချီပြီးကဲမြန်စားကြမော်တော်မမီပဲနေအောင်မေမောင်ဟိန်းမင်းတို့စားနေတာကလည်းပျော်ပွဲစားထွက်တာကြနေတာပဲ ဒါနဲနေတယ်တကြီးရဲ့တော်ကြာမှတကြီးတို့လူကြီးအားလုံးကိုကြက်သားစီပြန်နဲ့သမင်ကျွေးအောင်မယ် အောင်မေမြိုင်နာမျိုးကအချုပ်ကားထဲမှာဇံမြန်ရမယ်ကောင်းကများ တကြီးပါစီဘာမှမသိပါလားတကြီးအခုကျုပ်ကိုလိုင်စင်မဲ့ချက်ရက်တွေမိလို့ဖမ်းတာမဟုတ်လား ဟုတ်တယ်လीအဲ့ဒါဘာဖြစ်လဲ တကြီးတို့ကြေးရွာလူကြီးတွေကိုအရန်လေးစားသွားပြီဗျာတကယ်ကိုတီလာသမားသီးနဲ့ပြည့်စုံပါပေတယ် မင်းဘာတွေပြောနေတာလဲမောင်ဟိန်းမောင်ဟင်းကကျွန်တော်တို့ရှင်းနိုင်ကြောက်ကလေးထိုင်ကလက်ကလေးပင်ခြီလိုက်ချေသေး၏ဒီလိုပါတကြီးရေကျွန်တော်အရက်ပုံမချက်တာကြားပါပြီတကြီးတို့ဟိုတကာဆုံးမပြီးကလေးကကျွန်တော်မလုပ်တော့တာပါအခုတကြီးတို့ဖမ်းမိတဲ့ပလတ်စတစ်ပုံးတွေကဟာတွေကအရက်မဟုတ်ပါဘူးဘာကွာအရက်မဟုတ်လို့ဘာဖြစ်ရမှာလဲရေတွေပါဟင်းမင်းမညာနဲ့နော် ဟုတ်ပါတယ်ဥတုပီရဲ့ရေပုံးတွေပါမနေ့ကအိမ်မှာချိုးရည်ပြတ်သွားတာနဲ့ရွှေတစင်ချောင်းထဲမှာဟိုတုန်းကအရက်ထဲတဲ့ပလတ်စတစ်ပုံးတွေနဲ့ရေခတ်ပြီးပြန်လာခုလိုတကြီးတို့နဲ့တိုးတော့တာပဲကျွန်ုပ်ကလင်းမြန်စွာပင်ပလတ်စတစ်ပုံးတစ်ခု၏အဖုံးကိုဖွေကအနက်ခံကြည့်ပါတယ်ဘာနမှမရကျွန်ုပ်လည်းခွက်တစ်လုံးကိုယူကပုံးထဲမှာအရက်ကိုငှဲ့၍မော့တောက်လိုက်ပါတယ် ရေတွေပါလား ကျွန်ုပ်လည်းမကြေမနက်နဲ့တပုံပြီးတပုံဖွေတောက်ချေရာအရက်ဟူ၍သစက်မြပင်မရှိအားလုံးရေတွေကြီးပင်ဖြစ်ပါတယ်ကျွန်ုပ်မကြေမနက်ဖြစ်ရချေတယ်မနေ့ကတည်းကျွန်တော်တို့ကိုယ်တိုင်စမ်းတဲ့ကြီးခဲ့ကြသည့်စူစူဝါအနံ့များနှင့်အော်အန်ချင်စရာကောင်းသောအရက်များပင်ယခုအရက်ပေါင်းများမှာရေပုံးဖြစ်နေချပြီ ဟတ်ချလောင်လူကနေမြောက်ဖြစ်စေဆရာမောင်ဟင်းကစွမ်းတယ်ဟေး ကျွန်ုပ်စဉ်းစားမတတ်အောင်ဖြစ်ရချေတယ် ဒါဆိုလဲမနေ့တည်းကရေပုံးလို့ပြောပါလား
မင်းပဲသိုးနဲ့ညှိရအောင်တို့သိုးအိမ်ကိုတွတ်ပြမိုးမယ်တို့ ဒါကဒီလိုပါဥတုပီရဲ့တကြီးနဲ့ဥတုပီတို့စိတ်ဓာတ်ကိုသိကျင်လို့စမ်းသပ်ကြည့်တာပါအရက်ဘုံဟောင်းကရေထဲပေမဲ့ဖြုံကနေအနက်ကဘဲပြောင်းမလဲဗျတညအိတ်လောက်ထားလိုက်တော့မှအနပြောက်ပြီးရေပဲရှိတော့တာကျွန်တော်ဝမ်းသာပါတယ်ဗျာ ဘာဝါနာတာလဲကွာ တကြီးကတဆူဆူတစ်ချက်ချက်ဖြင့်မောင်ဟင်း၏လဲကောက်ကိုဆွဲလေ၏ဒီလိုပါတကြီးနဲ့ဥတုပီတို့စိတ်ဓာတ်ကိုသိကျင်လို့အချုပ်ခံပြီးကျွန်တော်မိမနဲ့ကြိုတင်တိုင်ပင်ထားတယ်လို့ညကြတော့ဥတုပီစီအရင်သွားပြီးဒီကိစ္စကိုလှုပ်ပေးရင်ရွှေလက်ကောက်တရံပေးမယ်နောက်ပြီးတကြီးနဲ့တကြီးတော်စီသွားပြီးဒီကိစ္စလှုပ်ပေးရင်ရွှေလက်ကောက်တရံပေးမယ်ဆိုပြီးတွားညှိတော့ဥတုပီရောတကြီးတော်ရောခါခါတီးတီးပဲအိမ်ပေါ်ကမောင်းချလိုက်ကြတယ်ကျွန်ုပ်နဲ့တကြီးပါစီတို့မှာတယောက်မျက်နှာတစ်ယောက်ကြီးလိုက်ကြပါတယ်အော်သူလဲငါ့လိုပါလားဟူတော့စိတ်ဓာတ်ကရင်သွင်း၌စကားပြောချေ၏ကျွန်တော်ပျော်သွားပါတယ်တကြီးရဲ့တကြီးနဲ့ဥတုပီလိုတမားလေးရှိတဲ့လူကြီးမျိုးကိုကျွန်တော်ရှစ်ခိုးပြစေ ဟေးကောင်မင်းမရှိခိုးနဲ့ဒါမင်းနောက်ဆရာများမှတ်နေလားလူကြီးကိုမင်းကစဆရာများမှတ်နေလားကွာဒါစော်ကားတာမင်းလိုရက်ပုံချက်တဲ့ကောင်းကများငါ့ကိုသမားလေးရှိမရှိစမ်းတတ်လို့တဲ့တွားဆောင်ကွာအချုပ်တယ် ခင်ဗျာ ဝင်စားအချုပ်တယ် မောင်ဟိုင်းနဲ့တဲဦးမှာအချုပ်ထဲတော့နောက်တစ်ခေါက်ဝင်ရတော့၏တကြီးပါစီကဒေါ်တာထွက်လို့မစုံတော့ချေ လူကြီးကိုများမလေးမခနဲ့ ကျွန်ုပ်မှာအရက်ပုံးမှရေပုံးဘွားတို့ပြောင်းလာရသည်ကိုဦးလဲလဲဖြစ်ရပါတော့တယ်ကျွန်ုပ်ညဘက်အိယာဝင်စင်မှာပင်စမ်းတတ်တိုင်းချင်းစုစုအရဲနာကနှာခေါင်းထဲသို့တိုးဝင်ချေ၏ထိုအနားကြောင့်ပင်ကျွန်ုပ်ကောင်းစွာအိပ်ပျော်သွားလေလားမသိကျွန်ုပ်စိတ်ထဲ၌အိယာမှနိုးလာသလိုကြောင်ချောက်ချာဖြစ်ရပေတော့၏အရက်ပုံးရေပုံးဇလန်ကကျွန်ုပ်ခြားခြားလဲချေပြီး ဒါမဖြစ်နိုင်ဘူးတကြီးမဖြစ်နိုင်ဘူးမနေ့ကတည်းကဒီပုံးတွေကိုကျွန်တော်တို့စမ်းသပ်ပြီးလက်ခုံးနဲ့တောင်တငုံတောက်လိုက်သေးတယ်အရက်မအရက်အစေးပြဘာလို့ရေပုံးပြစ်သွားရတာလဲ လူပြိုကြီးစောတင်မောင်ကမကြင်မနှက်နဲ့စကားဝိုင်းတွင်ဝင်လာချေပြီးဒီအရက်ပုံးကိုဥတုပီအိမ်မှာထားတာဥတုပီမှာတာဝန်ရှိတယ်အရက်ပုံးကနေရေပုံးဖြစ်သွားတော့ဘလို့လို့ရဲစခန်းအပ်ပြီးတရားရုံးတင်မလဲဒီကိစ္စတွေဟာဥတုပီရဲ့မယိုသားမှုတွေပဲခုနကြုတ်ကြားတယ်မောင်ဟိမိမစီကလက်ကောက်ရံယူပြီးအကြံဖန်လောက်တာဖြစ်နိုင်တယ်တကြီးကတော့ရှင်းတယ်ရှင်းတာမှတကြီးကောင်းလို့ပြောင်းပြောင်းပဲအရိတ်တုံးခိုးစရာမရှိဘူးကျွန်ုပ်ယူသားမှုကိုစော်ကားလွန်းထားတဲ့ပြည့်ကျွန်ုပ်မှာလူပြိုကြီးရဲ့လဲကောက်ကိုဖျက်ကနေဖမ်းဆွဲလိုက်ပါတော့တယ်လူပြိုကြီးကရက်ကန်နဲ့ပါလာ၏ကျွန်ုပ်ကအာရပါရထိုးချလိုက်ရင်စက်ကြောလာပြင်းတို့ပင်လွှဲဆွင်သွားပေရော့မည်တေကျွန်ုပ်မှာစိတ်ကိုချုပ်တိလိုက်ရပါတယ် စိုးတယ်မောင်ငါ့ကိုမစော်ကားနဲ့မင်းစကားကြောင့်ငါဘယ်လောက်တိတ်ခါကြသွားလဲဆိုတာမင်းသိလား ဒါတော့ဘယ်သိမလဲကိုလို့ရင်ကိုခံပေါ့ကျွန်တော်တို့အခြေအနေကိုသိတော့တကြီးပါစီမှာ ကဲတော်ကြတော့အချုပ်တဲကတရားခံကိုယ်တိုင်ကရေပုံးပါလို့ဝန်ခံနေပြီးတကယ်လဲရေပုံးပြစ်နေပြီးဒီရေပုံးကြီးကိုမြိုင်တိုင်မြို့ထိတဲသွားလို့ကတော့အားလုံးအဆက်ခွဲပဲကဲစိုးတယ်မောင်မင်းလူကြီးကိုဒီလိုခံပြောစရာလားဘိုးတရားခံကလက်ကောက်ပေးတာတော့ဥတုပီတို့ကအိမ်ဘောကနှင်ချတာငါနဲ့ဥတုပီတို့ကတသွေးတဲ့တရားတဲ့ပဲ ဒါကတော့ကျုပ်ကိစ္စမဟုတ်ဘူးအရက်ပုံးကနေရေပုံးဖြစ်တာကိုပဲကျုပ်မကျင်တတ်ဘူးလက်တလုံးချအလိန်ခံလိုက်ရတာဥတုပီမှာတာဝန်ရှိတယ်ဒီကိစ္စကိုဥတုပီရှင်းပြပါပွပွလင်းလင်းရှင်းပြပါကျွန်ုပ်အခြေအနေကတန်တရာဝင်စရာအခြေအနေတို့ရောက်နေတော့၏အမှုတကအမှုထဲမှာတန်တရာအမှုကအဆိုးဆုံးပဲတကြီးမျက်လုံးများကလည်းနှုံးမပြောဆိုခြင်းမရှိတော့လဲမျက်လုံးချင်းကစကားဆိုချပြီးကျွန်ုပ်မိတို့ကြံရပါမည်နီလွန်စွာမှကြံရခက်ချပြီးလူပြိုကြီးကလွန်လှပေ၏ကဲစိုးတယ်မောင်မင်းဘာမှစောရကတက်မနေနဲ့ဒီကိစ္စမှာဥတုပီကိုငါယုံတယ်ဒီကိစ္စကိုငါတေးသေးချာချာလေ့လာမယ်မင်းငါအကြောင်းသိတယ်မဟုတ်လားငါဟာဒီရွာမှာတမာတိအရှိဆုံးကွာငါပြောတာနားထောင်တကြီးစကားကြောင့်လူပြိုကြီးမှာအတန်ငယ်ငိမ့်တက်သွားပြီးအချောက်ထဲမှမောင်ဟင်းကိုလှမ်း၍ကျိမ့်ပြန်လေ၏ဟေးကောင်မောင်ဟင်းဒီကိစ္စဒီမှာပြီးမယ်ထင်လားလော်လန်နဲ့မပြီးဘူးကွာငါကလည်းဒီရွာမှာတကြီးလိုပဲတမာတိအရှိဆုံးလူကြီးကွာမမှန်တာဆိုရင်နည်းနည်းလေးမှမကြိုက်ဘူးသွားမယ်ငါစုံစားလို့သိရင်တော့မမြလေး ရှင်နေလဲပြန်တော့နေယောက်ျားကိုမှတ်လောက်သားလောက်အောင်ဆုံးမရမယ်ဘဲနဲ့ဗျာလူကြီးတွေကိုနှောက်စရာမရှိကြံမှန်နှောက်ရတယ်လို့ကိုရွာသားအချင်းချင်းမို့တီးကန်နေတာသွားမမြလေးလဲညှိုးငဲ့စွာဖြင့်ထွက်သွားချေတယ်မြည်တိဆိုစေကားမူကျွန်ုပ်စိတ်ထဲ၌တစုံတစ်ခုကိုအလိုမကျနိုင်ချေအရက်ပုံးမှရေပုံးဘိုးကပြောင်းသွားခြင်းမှာကျွန်ုပ်အနေဖြင့်မြည်တို့မှနားမလည်နိုင်တော့ချေလူကြီးလောက်တဲ့လူဟာနေရာတကာမှာစစ်ဆက်တေးချရတယ်ဥတုပီရဲ့ဒီရွာမှာကြောက်မရှိရင်ခမ ्या လူကြီးပဲခမ ्या ကိုကြုတ်ဘလို့လုပ်ပြီးဆက်ရရမှာလေခက်တာပဲဗျာတကြီးကဘောက်ဆက်ဖြင့်ကျေးရွာရုံခန်းအတွင်းသို့ဝင်သွားပါတော့တယ်ကျွန်ုပ်လည်းအချုပ်တွင်းမှမောင်ဟင်းကိုမကြေမနက်ဖြင့်ဘူးကြီးကြီးပြစ်လိုက်၏မောင်ဟင်း၏စပြပြမျက်နှာကကျွန်ုပ်ဒေါသကိုပို၍ထွက်စေပါတယ်မောင်ဟင်းနေ့ကိုဒီအချုပ်ခါနဲ့ကတကြီးလွတ်ပေးရင်တော့ငါမလွတ်ဘူးကွာဟဲရပါတယ်ဥတုပီရဲ့
တူးကစေတနာတူးကဝေဒနာပေါ့ကျွန်ုပ်လေတကြီးကိုပြက်၌အကြံတော်အဖြစ်ထိုင်၍ရေနေခွက်ကိုငှက်ယူတောက်နေစဉ်နွားလဲတစီကကျွန်ုပ်တို့ရှေ့တို့အပြေးလွှာရောက်ရှိလာပါတော့တယ်ပြိုးဥတုပိဟာဘာလဲအလှတကြားဖြစ်လိုက်ရေမောင်ဘွားရေ မောင်ဘွားမှာလှဲပေါ်မှာခုံစင်းပြီးချက်ကြီးအမေဆုံးပြီဗျချက်ကြီးလည်းမရှိဘူးဥတုပိတို့ရွာလူကြီးတွေကိုလိုက်ရောက်အကြောင်းကြတာ ဟေးခုနလေးမှချက်ကြီးကုန်းမောင်ရွာကိုထွက်သွားတာကွာကြကုန်ပြီသူ့မေဆုံးတာ तू မသိရှာပါလားကဲကိစ္စဝိစ္စအစီအစဉ်ရအောင်ငါနဲ့တကြီးပါစီလိုက်ခဲ့မယ်ခဏဆောက်အောင် ကျွန်ုပ်လည်းအမေတစ်ခုသားတစ်ခုချက်ကြီးဘဝကိုလွန်စွာမှတနာမိပါတယ်ချက်ကြီးအမေအလောင်းမြေချဖို့ကိစ္စကိုရွာမှာပင်တာဝန်ယူရပေတော့မည်ကျွန်ုပ်လည်းတကြီးပါစီကိုအကျိုးတဲ့အကြောင်းတွေပြောပြချေရာဒါရွာရဲ့လူမှုရေးကိစ္စပဲကျုပ်တို့ရွာလူကြီးတွေကဝိုင်းဝန်းလုပ်ပေးရမှာပေါ့တာဝန်ရှိတယ်ဒီတော့ဥတို့ဘီခမရလိုက်သွားလိုအပ်တာတွေအားလုံးစီစဉ်ကျုပ်တော့မြို့ကလာမဲ့ဧည့်သည်တွေကိုတွေးဖို့ရှိတယ်လို့ ကျွန်ုပ်လည်းချက်ကြီးအမေကိစ္စကိုမိခဲတို့စီမံရမည်ကိုအကွက်ကြအစီအစဉ်ကိုတလန်းလုံးရေးဆွဲလာခဲ့ပါတော့တယ်ချက်ကြီးကလူနုံလူအေးဆိုတော့ဒီကိစ္စတွေကိုသူပြန်လာရင်လဲစီမံတတ်မီမဟုတ်ချေကျွန်ုပ်စီးလာတော့လှဲကချက်ကြီးတို့အိမ်ရှိရောက်ချေပြီဟောဟိုမှာလူကြီးလာပြီရွာအိတ်လူငယ် 3-4 ယောက်ကပြေးထွက်လာချေပြီ ဟဲ့အောက်တူပါကိစ္စစီစဉ်ရအောင်လာတာကွ ကျွန်တော်တို့အားလုံးစီစဉ်ပြပါပြီဥတုပီသူတို့စကားမှန်လာပြီစွချက်ကြီးအမေစောင်းဒီမှာနိုင်ဝက်ပင်မရှိသေးအိမ်ရှိ၌ဝါးတိုင်များဖြင့်မန္တပင်ထိုးပြီးချေပြီဘယ်ချိန်ကတွားငားလိုက်သည်မသိမန္တတွင်၌ဖျားချမ်းများအစတာခင်းပြီးထားလိမ့်ပြီကျွန်ုပ်လည်းလှဲပေါ်မှဆင်းကား ဟဲ့နင်တို့တွေတက်ညီလက်ညီရှိကြပုံကောင်းတယ်ဒါနဲ့နေအောင်ချက်ကြီးအမေတော်ချဲမကိုငါကြည့်အောင်မယ် ကျွန်ုပ်လည်းအိမ်ပေါ်တို့အသက်ပြောက်နေရှာတော့ဒေါ်ချဲမကိုကြည့်လိုက်တော့ကျွန်ုပ်အံ့ဩရလေ၏ဒေါ်ချဲမမျက်နှာ၌တနခါအဖွေးသားခေါင်း၌စပယ်ပန်းလေးများပင်ပန်ထား၍နှခါ၌နှခါနီပင်စိုးထားချေသေး၏အပေါ်၌လွှမ်းကြောင်ထားသည်ကတော့ဒေါ်ချဲမ၏အကောင်းဆုံးထမိန်လေးတစ်ထည် ဟဲ့တေတဲ့လူကအခုမှပူပူနွေးနွေးပဲရှိသေးတာနေတို့ပြင်ဆင်ပုံကလည်းများလာကြီး ကျွန်ုပ်လည်းဒေါ်ချဲမ၏လက်ကိုကန်ကြည့်၍သူတို့အားပြစ်တင်စကားဆိုပါရဲ့ဥရုပီရဲ့ချက်ကြီးကုန်းမောင်ရွာကိုသူ့တော်တွားခေါ်မယ်ဆိုတဲ့ကကျွန်တော်တို့ကိုသူ့အမေအတွက်တာဝန်ယူဖို့ပြောပြီးသား မင်းတို့ရွာကကျမ်းမရေးမှုလေးကိုခေါ်ပြပြီးပြီလားခိုင်းမြင့်မောင် တွားခေါ်ပါတယ်အားချင်းကိုတွားခေါ်ပါတယ်ရွာရှိပိုင်းကိုတွားနေလို့မတွေ့ခဲ့ဘူးဒီရောက်တော့ဒေါ်လေးချင်းမှအသက်မရှိတော့ဘူး အေးလေတရဝါတစ်ခုကန်တစ်ခုပဲဘယ်တတ်နိုင်ပါမလဲလေကဲဒီကိစ္စတို့တွေပဲစီစဉ်ကြတာပေါ့ကဲမင်းမဲဒီဘက်ချမ်းကဇိမ်ကောင်းတွေကိုလိုက်စုစမ်းပါဦး ဟုတ်ကဲ့ခိုင်းမြင့်မောင်ကထိုင်နေရာမှဖြတ်ကနေထားလိုက်ပါတယ်ခိုင်းမြင့်မောင်ဤခါးကြားမှထိုးတာတော့ဖဲတော့ကလေးကပြုတ်ကျလေပြီခိုင်းမြင့်မောင်ကကြပြားကောင်းကောက်ပြီးအိမ်ပေါ်မှတချိုးတဲ့ပြေးစင်းတော့ဤ ခိုင်းမြင့်မောင်နေအချိုးတွေငါမသိဘူးမှတ်နေလားအခုမရတ်ဆောက်ပြီးဒီကိစ္စကိုဝိုင်းကူနေတဲ့ရွာကလူငယ်တွေကဖဲရဲမှုနဲ့တကြီးထိတ်တုံးစာမိပြီးတာကောင်းနေကြီးပဲနေကတော့ရွာမှာရှစ်ဆုံးကဖဲဝိစာငါမပြောချင်ဘူးကူညီချင်တာကနည်းနည်းဖဲရဲဖို့ကများဟွန်း အဲ့ဒီလိုတော့မပြောပါနဲ့ဥတုပီရဲ့သူတို့ရှိလို့ဒီကိစ္စမြန်ပြီးတော့တာ ပိတ်စမ်းမောင်ဘွားမင်းဘာမှမသိပဲဝင်မပြောနဲ့ဒီကောင်တွေကဖဲရဲဖို့လောက်တည်တာငါတို့မှာအလောင်းမြေကြဖို့ကိစ္စကျွေးမွေးဖို့ကိစ္စအားလုံးစီစဉ်ရမှာကွာ ကျွန်ုပ်လည်းချက်ချင်းယာအိမ်မှုဆယ်အိမ်မှုများကိုအရုပကိစ္စအတွက်ရွာထဲရှိအိမ်များတို့အလူခံထွက်ခိုင်းရပါတော့တယ် ကဲရွာထဲမှာရှိတဲ့အိမ်တွေကိုစေတနာရှိတဲ့လောက်အလူငွေတွေကောက်ကွာဒီကိစ္စဟာရရွာကတာဝန်ယူရမှာအားလုံးတက်ညီလက်ညီရှိပါစေနော် ကျွန်ုပ်လည်းသူတို့ကိုမှားကြပြီးနောက်ညဘက်ဖဲဝိုင်းကိစ္စကိုဟာရဖို့စဉ်းစားရင်းအိမ်တို့ပြန်လာခဲ့ပါတော့တယ်ကျွန်ုပ်တို့ရွာသားတွေကမြို့ပြများကဲတို့မဟုတ်ချေအတုပရှိလျင်ဖဲဝိုင်းရှိဖဲဝိုင်းမှရရှိတော့အကောင့်ငွေများဖြင့်အတုပရှင်ဤလုံငွေများကိုဖြည့်ဆည်းပေးရပါတယ်အကောက်ထဲကမနိုင်နဲ့ကွာအတုပဆိုလျင်တော့ငွေတက်နိုင်တော့ဖဲသမားများကိုတကူတကဖိတ်ကြားရ၏ကျွန်ုပ်တို့ကြေးရွာများ၏ဒလေးစရိုက်ကယခုထက်ကိုရှိနေပါချေသေးတော့၏ငါမကယ်ရင်ဒီမတာမြေကြမှာမဟုတ်တော့ဘူး ကျွန်ုပ်လည်းစားလောင်မွတ်တိုင်နေတော့ဝမ်ဘိုက်ကိုဖြည့်ဆည်းရန်အိမ်ဘော်တို့တက်ခဲ့ပါတော့တယ်လာကုတုဘီသမင်းစားဖို့စင်းနေပဲမသိမြင့်လေတံကပြောင်းလဲမြန်လာချေတယ်သမင်းဝိုင်းကအိမ်ရှိခါ၌အခသားပင်သည်ကျွန်ုပ်လည်းခက်တီဟမ်ဘာဘာနှင့်သမင်းဝိုင်း၌အခသားထိုင်ချလိုက်ရပေတော့ဒီတကားစားကုတုဘီဒီမှာကုတုဘီကြိုက်တတ်တဲ့ဝတ်သားစီပြန်တုံးထန်သားတွေများဣနေတာပဲဒီမှာအေးပြေကင်းမွန်ချီအတူတော့မပါဘူး ဒါနဲ့ဘိုက်ကလေးရော ဘိုက်ကလေးမနဲ့ကလေးကအိမ်ကထွက်သွားတာသမင်းစားချင်တော့ပြန်မလာသေးဘူးကျွန်ုပ်လည်းစားလောင်စွာဖြင့်သမင်းကိုအားကုန်လွှဲတော့၏လွန်စွာမှမြိန်လာ၏မတ်တဲ့မြင်ကဤဟင်းဤသမင်းကိုမြည်ကဲ့သို့ဖန်တီးဒီကိုကျွန်ုပ်မမေးအားတော့ချေစားနော်ကတုပီ
ဒီဝက်သားကအသီးလေးလက်ဖို့ပေးတာ အသီးကဘာလို့လာပို့တာလဲ အော် तू မွေးထားတဲ့ဝက်တကောင်ညကရင်မြောင်းနဲ့ပြုတ်ကျလို့တေးတယ်ဆိုလားအဲ့ဒါရှာတို့အတွက်တဲ့ငါးပိတ်တာကြီးများတော့လက်ဖို့တာတချို့တစ်ဝက်ကိုစားနဲ့လေတချို့ကိုစားဖို့ချက်တပတ်လောက်တော့သမင်းဟင်းမပူရတော့ဘူး ကျွန်ုပ်လည်းထိုခါမှထမင်းနေတော့ဤကျွန်ုပ်ယောက်ျားတစ်ယောက်၏တာဝန်ကလှင့်ဟင်းနေချေပြီကျွန်ုပ်တို့ကျေးရွာလူကြီးရွေးချယ်ပွဲစည်းကမ်းချက်အရရွာလူကြီးအရွေးခံရသူသည်ငွေကြေးချောင်လဲသူဖြစ်ရမည်ဟုပါလေရာကျွန်ုပ်မှာငွေကြေးချောင်လဲသူပိုရှန်သူတယောက်မဟုတ်ချေဒို့စေကမူကျွန်ုပ်၏နာမည်ကျော်ကြားမှုကကျွန်ုပ်၏အခြေအနေအမှန်ကိုဖုံးလွှမ်းပစ်တော်ဤကျွန်ုပ်ကရွှေကြောပြောင်ပြောင်ဝမ်းခေါင်ခေါင်ပင်သည်ရွှေပင်နာလို့ရွှေကြီးတော့မထင်နဲ့သမင်းစားကောင်းနေတော့ခိုင်မြင့်မောင်ရောက်လာပြန်ပါတယ် ဘာကိစ္စလဲဟိ အော်ဥတုပီသမင်းစားနေတာကိုအားနာစရာဗျာဒီလိုဗျအရုပအိမ်အတွက်ရွာကတာရေးနာရေးတမယုံမှာရေနွေးအိုးတို့အကြမ်းမကန်တို့ကွန်းအေးတို့တွားငှတာတမယုံလူကြီးဦးစိုးဝင်းကမငှားလိုက်ဘူးဗျ ဟေးဘာဖြစ်လို့ ကျွန်တော်တို့ကိုမယုံဘူးတဲ့ဗျအဲ့ဒီပစ္စည်းတွေငှားချင်ရင်ဥတုပီရဲ့ထောက်ခံချက်ယူလာခဲ့ပါတယ်ဗျာတော်တော်ဆိုးတဲ့လူကြီးဗျာကိုရော်တာချင်းချင်းများပြော့ရက်ပါ အော်ခိုင်းမြင့်မောင်နင်တို့ကိုတမယုံလူကြီးဦးစိုးဝင်းကဘယ်ုံပါမလဲနင်တို့တွေငှားပြီးရင်ပစ္စည်းကပြည့်ပြည့်စုံစုံမှပြန်ရတယ်မှမရှိပဲဟာပကံလုံးအကြီးနှလုံးပြောက်နင်တို့ဖဲသမားတွေကိုဟိုကယုံမလားဟဲ့ ဟဲဟဲတခါတလေမားတာပဲဗျာလူကြီးပြီးပြီးခွတ်လို့ရမှာပေါ့ဒီရွာမှာကျွန်တော်တို့လိုဖဲသမားတွေမရှိရင်ဘယ်အရုပမှမစီကားဘူးဗျ ကဲကဲထားပါတော့ကျွန်ုပ်သမင်းလက်စတတ်လိုက်အောင်မေ ကျွန်ုပ်လည်းနှောက်ထပ်စားလျင်နှစ်ပကံလောက်ရှော့ကနေဝင်နိုင်တော့အာသာမပြေသည့်စိတ်ကိုမျိုးသိရလေ၏ရေကပြင်း၌လက်စေးပြီးစာရွက်ဖြူတစ်ခု၌တာရဲနာရဲဥက္ကဋ္ဌဦးစိုးဝင်းထံသို့တာဝန်ယူပါကြောင်းစာကိုရေးပေးရ၏ ကဲခိုင်းမြင့်မောင်ပစ္စည်းတွေမပြောက်ရှာဖို့နဲ့ညကြရင်ရွာကလူကြီးလူကောင်းတွေလာရင်အဲ့ခံဖို့မင်းတာဝန်ယူစေးလိုက်တို့လက်ဖက်တို့ဝယ်ချမ်းဖို့ကိစ္စကိုညနေ9 လမှစီစဉ်မယ်ရွာထဲမှာပိုက်ဆံကောက်ခိုင်းထားတာညနေမှငွေဘယ်လောက်ရတယ်ဆိုတာသိမှာကဲကဲသွား ခိုင်မြင့်မောင်ကကျွန်ုပ်၏ထောက်ခံစာရွက်ကိုယူ၍အိမ်ပေါ်မှဆင်းလေတယ်ကျွန်ုပ်လည်းအိမ်ရှိကိုပြစ်တို့ဆင်းကအကျန်းလဲကိုဆင်ယူ၍တောက်နေတော့၏ဤကဲ့သို့ရက်ရည်ရွာရည်ကိစ္စများတွင်ခိုင်မြင့်မောင်တို့လိုကာလတာတိုက်မှာလွန်စွာမှအကူအညီရကြပေ၏ရွာ၏လူငယ်လေးများပေမှု6 တစ်ခါ6 တစ်လက်ဆက်ဆံရတော့၏ကျွန်ုပ်၏ကျေးရွာလူကြီးဘဝကမလွယ်လှချေပါလားဒီညကျွန်တော်တို့ဂီတာသိမယ်ခင်ဥလေကျွန်တော်ကိုညွတ်လာအောင်သိမယ်မိုးလင်းချင်လင်းမစေလူကြီးတွေဝင်မပါနဲ့နော်ဒီတခါပဲကျွန်တော်တို့အခွင့်အရေးကောင်းတာခွင့်လို့နော်သို့တော့မျိုးပြလူကြီးဘဝလည်းလွယ်မြောင်နှင့်နဲ့လာပေကျွန်ုပ်ကြားဘူးနာဝရဆိုလျင်နေတတ်လျင်အေးမနေတတ်ရင်ဘေးဆိုတော့စကားပင်သည် ဒီမှာရက်ခွက်လူကြီးကျမတို့ကအဆက်အသွယ်ကောင်းတယ်ဒီတော့လူကြီးပီပီအေးတာနေကျမတို့အမွေမှုကိုတရားရောက်တက်မယ် ကျေးရွာလူကြီးဘဝလည်းတကယ်တော့မလွယ်လှချေရက်ရွာ၏များမြောင်လှတော့ကိစ္စများကိုဖြေရှင်းရပါတယ်သို့တော့ကျွန်ုပ်တို့ကမြည်သည့်အခါမျှမျက်နှာမရခဲ့ချေ ငန့်သားကိုဟိုကောင်မသားကထိတ်တူးလို့ခေါင်းပေါက်သွားတာစေးဖို့ငွေလေး200နဲ့ကြေးရမှာလားငါကမြိုင်နိုင်မြို့တက်ပြီးတရားဆွဲချင်တာဒီကောင်မကမိမလဲသိန်းကျွဲရွာလူကြီးကိုငွေတရားနဲ့ပစိုးတကွင်လက်ထိုးတယ်လीဥတုပီရဲ့ရောက်ဖဘိုက်ကလေးဝတ်နေတာအဲ့ဒီပစိုးလीဤကဲ့သို့အမြင်ဆောင်မှုများကများပြားလှချေတော့သည်ဤကိစ္စမျိုးဘိုက်ကလေးသာကြားလျင်ထိုမိမဒုက္ခရောက်ချေတော့မည် လှလို့ကြည်တာလားပိတ်လှလို့လားပစိုးကလှလို့လား ကျွန်ုပ်လည်းပြဿနာရှင်းရတော့မည်ကျွန်ုပ်တို့ရွာသူရွာသားအများစုမှာရွာလူကြီးစကားကိုလေးစားတတ်ကြပါတယ်သို့စေမူကြားစကားလည်းယုံတတ်ကြပါတယ် တကြီးပါစီတို့ဝါလာတာတွားတော့မစုံတော့ဘူး ဟောသွားမစုံတော့အန်သွားလေးနဲ့ကြိတ်ပြီးဝါတာဗောဟဲ့ ကျွန်ုပ်ရွာလူကြီးဖြစ်လာချိန်ရွာလူကြီးတို့၏အကြောင်းကိုကောင်းစွာသိရပါတော့တယ်ရွာလူကြီးဘဝကစားခွေဝါခွေဟူ၍ဘာတစ်ခုမှမရှိပေမတရားအနိုင်ရ၍စားလျင်လိုက်ယူလျင်ထိုကိစ္စကကြာမနေအပုပ်နာကလှန်၍ထွက်ချေတော့သည် ဟေးဟိုမှာတို့ရွာလူကြီးလာနေတယ်ဥပဒေရုပ်ကလည်းကောင်းခက်ခညာညာရှိပါပြီနဲ့မောင်ရင်လေးပြောတာဟုတ်ပါရဲ့ဒါပေမဲ့သူ့ကိုကငါးပုတ်နာထွက်နေတယ်ငါးပုတ်တွေများဈေးတွေကဝယ်ပြီးတိုက်ပုံအင်ကြီးထဲလာလားမသိဘူး ကျွန်ုပ်လည်းအကြမ်းမကန်ကိုစိန်ပြင်းနေပြေတောက်ရင်ကျွန်ုပ်၏ရွာလူကြီးဘဝလေးကိုတွေးတော့နေမိပါတယ်တခါတရံအလူမင်္ဂလာဧည့်ခံပွဲများနှင့်တာရေးနာရေးကျွေးမွေးရေးများတို့ကျွန်ုပ်ရောက်သွားလျင်အလှရှင်အလှမအများကလှိုက်လဲပြူငါစွာကြိုဆိုရင်းယိုဒေစွာအေဦးခန်း၌နေရာပေးတတ်ကြပါတယ်ဤအခါကျွန်ုပ်မှာဝန္ဒပီတိဖြစ်ရပါတယ်ရွာလူကြီးကုံဆိုတော့မန်လေးလဲတက်မိပါတော့တယ်ကျွန်ုပ်တို့ကပုတုဇဉ်လူသားများမဟုတ်ပါလားရှတ်တို့ကျွန်ုပ်အသွေးစိတ်နေစဉ်အယံမိတဲ့အာနိုးလာမို့ပြေးဝင်လာချီပြီး ဟဲ့အာနုအလှတကြားဘာကိစ္စလဲ မပြောချင်ပါဘူးဥတုပီရဲ့လူပြိုကြီးစောတင်မောင်အတီးရဲ့မွေးမြူရေးချန်ထဲမှာတွားတောင်းကြနေလေရဲ့ကျွန်တော်ပြောလို့လည်းမရဘူးဗျ ဟဲ့ဘာဖြစ်လို့လူပြိုကြီးကတောင်းကြနေရတာလဲ အာနိုးလှမိုးကရေတစ်ခွက်ကိုဂုတ်ကနေတောက်ပြီး
တီလိုအတီးမွေးထားတဲ့ဝက်တကောင်မင်းညကရေမြောင်းထဲပြုတ်ကြပြီးသေးတယ်အဲ့ဒါကိုအတီးကမနဲ့မှတီလို့သူ့ဘက်ကိုဆဲပြီးအရင်ကြီးအောင်ရွာကလူတွေကိုလှပေးနေအကျွေးရောက်နေအဲ့ဒါလူပြိုကြီးကအတီးကတာတလှန်ခြင်းမရှိပဲတာတတဲ့အတွက်အေးယူမယ်လုပ်နေတယ်ကျွန်ုပ်ကအာနိုးလှန်မိုးစကားကြောင့်ကျွန်ုပ်ဝမ်ဘိုက်ထဲရောက်ရှိနေတော့ဝက်တာဟင်သမိုင်းဦးအစကိုတီးရတော့ဤဂလူကိုကျွန်ုပ်လည်းကိုပြစ်ပေါ်မှာအသာဆင်းလေတော့ဤဒီဝက်ကသူ့ဘာသာကမင်းကြောထပြီးမြောင်းထဲကြသေးရင်ကိစ္စမရှိဘူးဟိုတရုတ်ဒီကငွေလိုလို့ဝက်ပေါ်ရောင်းချင်တော့နှုတ်ပိတ်ခအနေနဲ့အိမ်ကိုလာပေးတဲ့ဝက်တာငါးပိတ်တာကငေါ့အနေနဲ့လှဆာမှုမရိုးသားမှု ကဲဥတုပီလိုက်ခဲ့ပါဒီကိစ္စကိုဖြေရှင်းလိုက်အောင်ကျွန်ုပ်လည်းအာနိုးလှမိုးခေါ်ရတော့လိုက်ခဲ့ပါတော့တယ်လမ်း၌အာနိုးပြောတော့စကားကြောင့်ကျွန်ုပ်အပြေမှန်ကိုရိတ်စားမိလေ၏ဥတုပီရဲ့အတီးကကောင်းရှာပါတယ်တူးဝက်သေးလို့ခွဲချမ်းစိတ်ပြပြီးရွာသားတွေကိုအကျွေးရောက်နေဥတုပီအိမ်တို့တကြီးအိမ်တို့ကိုလည်းဟင်းစားဖို့တယ်ကျွန်တော်ကိုလည်းဟင်းစားပေးတယ် လူပြိုကြီးကိုဟင်းဆောင်မပေးဘူးလား မပေးလို့ပြဿနာတက်တာပေါ့ကျွန်ုပ်လည်းတစ်ဖက်စကားကိုယုံမှား၍မရချီအတီးမွေးမြူရေးခြံတို့ရောက်မှသာအပြေမှန်ကိုသိရပေမည်ကျွန်ုပ်လည်းခမ်းမစိတ်ပင်နေ၍အတီးမွေးမြူရေးခြံလေးတို့ရောက်ခဲ့ပါတော့တယ်ကျွန်ုပ်လာဒီကိုမြင်သည်နှင့်အတီးကအားရဝန္တာပြေးချလာပါတော့တယ်ဝါရှင်းရင်လေဝါအားကြီးရှင်းရင်လေရွာလူကြီးဖြေရှင်းမိပါဦး နေကျွန်တော်ရှင်းပေးမယ် တရုတ်အတီးကကျွန်ုပ်အနီးတို့ရှိသမျှသွားများပေါ်အောင်ပြုံးပြီးအနီးတို့ကတ်ချီ၏လူကြီးအိမ်ကိုဟင်းစားပို့ထားလားစားရလေနော်ဝါကရှီဒနာအင်ညိုင်တာနဲ့ပို့လိုက်တာ ဟဲ့အတီးမင်းဘာမှဥတုပီကိုကတ်ပြောနေစရာမလိုဘူးကွာမင်းတာတာလှန်စင်မရှိပဲတာတတာဥပဒေနဲ့ညှိစွန်းနေတယ်မင်းကိုတို့ရေးယူရတော့မယ်အတီးကလူပြိုကြီးစကားကြောင့်ခြုံပွဲချငိုလိုက်လေတော့၏အေးဝါလီဝါမီယိုဖီလာမွေးမြူရေးအလုပ်ကိုလုပ်ပေမဲ့ပါနာတိပါတာသူတစ်ပါးအတက်ကိုတတ်တဲ့အလုပ်ကိုဝါမီလုပ်ဘူးလူကြီးအခုဝါကိုအေးယူမယ်ဆိုတော့ဝါအရန်စိတ်ထိခိုက်သွားပြီအေးကျွန်ုပ်ကအဖြစ်မှန်ကိုသိထားသူမို့ခက်တိတီဖြစ်လူပြိုကြီးကိုကြည့်ပါတယ်ဒီကိစ္စကလူပြိုကြီးလွန်နေဟုပင်ကျွန်ုပ်ယူဆပါတယ်မြောင်းထဲကျ၍ရင်းနှီးတေတော်ဝက်ကိုပိုင်ရှင်ဖြစ်သူကအရင်ကျေအောင်ဖော်ရောင်းရရှာပါတယ်အတီးကအပြစ်မရှိပေကုတူလီယဝန်းလဲဝကဲဆရာတို့ဒီကိစ္စကိုဆုံးဖြတ်ပါတက်တိတ်ခံပစ္စည်းတွေတော့ကျွန်တော်သိမ်းထားပြီဒီမှာဝက်မွေးချစ်ဖို့မိုးပြဲတယ်ရင်တွေအိုးတစ်လုံးဝက်ချစ်တောင်းတစ်ဖက်ဝက်မီတစ်ချောင်းသူတို့အသုံးပြုတဲ့ပစိန်တစ်လက်ဓာတ်တစ်လက်မှိန်တစ်ချောင်းဒါဆိုတက်တိတ်ခံပစ္စည်းလုံးလောက်ပြီအတီးကမွေးမြူရေးလုပ်ငန်းကိုလုပ်ပြီးတော့လဲယခုလိုဥပဒေမဲ့အလုပ်မျိုးကိုသူမလုပ်ဘူးရှာပေရှာကြနင်းတို့အတားတော့မှဝါစိတ်ချမ်းသာလေလူပြိုကြီးဆွဆွဲတကဲတို့လိုင်စင်မဲ့တားတချင်းကိုလဲသူလောက်ကံမြည်ဟုကျွန်ုပ်မထင်ခဲ့ချေကျွန်ုပ်လေချောင်းကအတီးဝက်တာတုံးတတ်တာအစီရွှဲကိုစားရလေတော့ကြောက်လေချောင်းအစီပိတ်ချီပြီကျွန်ုပ်ပြောမယ်လူပြိုကြီးဒီကိစ္စဟာဝက်လေရေမြောင်းတဲ့ကြပြီးတေးတဲ့ကိစ္စကြီးကျယ်အောင်ပြဿနာရှာစရာမလိုဘူးလူပြိုကြီးကိုရွာသားအချင်းချင်းမှန်တဲ့သူဘက်ကလိုက်ရမယ်အတီးလောက်ကျွန်ုပ်ခေါ်တန်းကြောက်အတီးကကျွန်ုပ်နားတို့လင်းများစွာကတ်လာပါတယ်ဘီလိုလေလူကြီးပြောပါကဲအတီးလူပြိုကြီးကိုမင်းဖြတ်ထားတဲ့ဝက်တာနှစ်ပိတ်တာလောက်ပေးလိုက်ဆောင်ကွာကျွန်ုပ်စကားကြောက်လူပြိုကြီးမှာဆွဲခုံကဒေါ်တပုံထချီပြီးကျွန်ုပ်ကလက်သေးလက်မောင်းတန်း၍ဒီမှာဥတုပီကျုပ်တို့အိမ်ကတဆွေလုံးတစ်မျိုးလုံးနှက်ကိုကွယ်တဲ့အမျိုးဆိုတာမသိဘူးလားဒီလိုတရုတ်အမဲကိုအိမ်ပေါ်အတင်မခံဘူးဘာလဲဥတုပီကဒီလိုဟင်းလေးဘာလေးပေးလိုက်ရင်ကြေးအေးမဲလို့ယူဆတယ်ပေါ့ဟုတ်လားဥတုပီကျွန်ုပ်လည်းလူပြိုကြီးစကားကြောက်လွန်စွာပင်ခေါင်းလျှောက်လေတော့ပြီးမင်းကိုဒီတဘောနဲ့ပြောတာမဟုတ်ဘူးလူပြိုကြီးကိုရွာသားအချင်းချင်းမပြစ်စလောက်ကိစ္စလေးကိုပြဿနာမကြီးအောင်လုပ်ပေးဖို့ရေစရာပြက်စရာအနေနဲ့ပြောတာဘာဗျဒါရေစရာအပြောင်ပြက်ကိစ္စလားကျုပ်ကိုဝက်သားပေးပြီးကိုချစ်တရားကိုစော်ကားတယ်ပေါ့မင်းကိုစော်ကားတာမဟုတ်ဘူးဝက်ကကမင်းကြောထပြီးရေမြောင်းတဲ့ပြုတ်ကြလို့သေးတာတို့ကဘလို့လောက်ပြီးအေးယူရမှာလဲဟာကျွန်ုပ်လည်းအတီးဝက်သားလက်ဆောင်ကိုရယူထားသူဖြစ်တဲ့ဖြစ်ကျွန်ုပ်ကအတီးဘက်တို့ပါချေပြီးအကယ်၍အတီးတစိုးလက်ဆောင်ကိုကျွန်ုပ်၏မှတ်တမ်းမြင်မယူခဲ့လျင်ဤကိစ္စကိုကျွန်ုပ်အသေးအချာစစ်ဆေးရတော့မည်ကျွန်ုပ်ဆုံးဖြတ်ချက်ကချိန်ဝင်ရှာခဲ့တို့တဲမစွာရှိရပေတော့မည်တစိုးလက်ဆောင်ဆိုဒီမှာလွန်စွာမှပင်လူဤစိတ်ကိုရိုင်းစေတတ်မှန်းကျွန်ုပ်သိရလေတော့၏ယခုကျွန်ုပ်ကတုံးထတာဝက်တာတုံးကြီးများကိုမြင်အောင်နေပေတော့၏ကောင်းပြီဒါဆိုရင်ဒီကိစ္စကိုတကြီးပါစီကိုတင်ပြရမယ်ကျွန်ုပ်ကလူပြိုကြီးစကားကြောက်အကြံအိုက်ချေပြီးကျွန်ုပ်မှာလူပြိုကြီးကအဆိုင်လိုက်ဝါစားချင်နေပြီးလူပြိုကြီးကငယ်သည့်အမှုကိုကြီးအောင်လုပ်နေချေပြီးကေဝါတောင်းမှမာလေအားလုံးကိုတောင်းမှမာလေရွာလူကြီးတွေကိုတော့လေးစားလေဒီကိစ္စကြေးရွာရုံးကိုလည်းမိခေါ်ပါနဲ့လို့ဝက်သားတွေအကျွေးရောင်းထားလေရွာသားတွေစီကလည်းဝက်ဖို့ပိတ်ရှာမယူတော့ပါဘူးအားလုံးကိုလှူတယ်လို့ပဲဝါရှိဘောထားပါလေဒီမှာဝါရရှာရှိလေရွာသားတွေရှိကအကျွေးရှင်းရှာရဲ့အားလုံးရှိမှာဟော့တယ်လို့ရှုပ်ပြလိုက်ပါပြီဒ
တရုတ်အသီးကအကျွေးစင်းစာရွက်များကိုကျွန်တော်တို့ရှေ့မှာပင်စော်ပဲပြစ်လိုက်ချေတော့၏ဝါရဲ့ရှုံရှုံမှုကများတော့ဝါယူချင်လေတရုတ်အသီးကမြေပေါ်တို့ခြေပေးလက်ဖြင့်လှဲချလိုက်တော့၏လူပြိုကြီးကမကြေမနက်အတွေ့ဖြင့်ကြည့်ရင်ဘာပဲဖြစ်ဖြစ်ညကြရင်အသီးအနေနဲ့ရုံးကိုလာပြီးဖြစ်ရှင်းပါ ဘာပြောလေရုံးကိုလာပြီးဖြည့်ရှင်းရအောင်မယ်တေးရှင်လဲဝါအဖြစ်ကဆိုးပါလေမပိတာကူရာတာဆက်တဲ့ကလို့ဝါမှာဝက်လေးလေးရှုံငွေလေးရှုံမပိတာပဒါမီလူပြရပြီပေါ့ တရုတ်အသီးကထုံဝဲချငိုလေပြီကျွန်ုပ်မှာလူပြိုကြီးကိုမြည်တို့ပြန်လဲပြောဆိုရမည့်စကားကိုအပြေလွှာစဉ်းစားနေရတော့၏လူပြိုကြီးကရှုတီတီနှင့်ကြည့်ပြီးကျွန်တော်တို့ရှေ့မှထွက်ခွာမည်အပြုကျွန်တော်တို့ထံသို့နွားလဲတစီပြင်းပြင်းမောင်းချလာတော့ကြောင့်ကျွန်တော်တို့မှာစကားရှင်ရပ်သွားပါတော့တယ်ကျွန်ုပ်ကံကောင်းဒီဟုဆိုရပေမည်နွားလဲပေါ်မှာတကြီးပါစီပါလာချေပြီးတကြီးကနွားလဲပေါ်မှာနေ၍ဟောဥတုပူရေတုတ်ပြရှာလိုက်ရတာတရွာလုံးနှနေပြီဒီညအရေးကြီးတဲ့ကိစ္စရှိတယ်အဲ့ဒါကျုပ်တို့အမြန်ဆုံးတိုင်ပင်စရာရှိလို့ဗျဟုတ်လားနေစမ်းပါဦးဥတုပီဒီအသီးရဲ့မွေးမြူရေးချောင်းကိုဘာကိစ္စနဲ့ရောက်နေရတာလဲပြောစမ်းပါဦးလူပြိုကြီးကတကြီးပါစီလှဲတံတို့အပြေလာသွားပါတော့တယ်တကြီးကျွန်တော်ပြောပြမယ်လူပြိုကြီးမေးရင်မပြောနဲ့ငါမေးတာဥတုပီကိုမေးတာပါစပိတ်လူပြိုကြီးကတကြီးစကားကြောင့်နှုတ်ပိတ်လေပြီပြောစမ်းဥတုပီဘာပြဿနာလဲကျွန်ုပ်လည်းတကြီးနားတို့သွားကဝက်ကလေးရေမြောင်တဲ့ပြုတ်ကြသည့်ဖြစ်စဉ်မှယခုလူပြိုကြီးနှင့်ပြဿနာတက်ရသည့်အဖြစ်ပြက်ပါထည့်ပြောရပါတယ်တကြီးကသူ့ကောင်းပြောင်ပြောင်လေးပို့၍အသီးလောင်းအသီးကထိုင်ရမှထ၍တကြီးထံသို့ပြေးသွားပါတယ်နင်းဝက်ရေမြောင်တဲ့ကြပြီးတေတုံးကရေမြောင်တဲ့ကနေဒီဝက်ကိုဘသူတွေဆဲယူတယ်လဲ ဟိုဝါချိုင်အလုတ်တမတာကြီးရဲ့ခြံဘေးကကိုမြကြီးရဲ့ဝါရဲ့ ကွယ်တာကြီးနဲ့မြကြီးကိုတွားခေါ်ဆောင်တကြီးစကားကြောင့်အသီးမှာသူ့လူများကိုအများဆုံးပြေးခေါ်တော့၏တာကြီးနဲ့မြကြီးကအများဆုံးရောက်လာတော့၏တာကြီးနင်းမပြေးရမယ်ငါ့ကိုလည်းညာရင်ဘလို့ဒုက္ခရောက်မယ်ဆိုတာနင်းသိတယ်နော်ကျွန်တော်မျိုးမလဲဝပါဘူးဗျာတခင်ကြီးကိုဟုတ်ကြောင်မှန်ကြောင်ကျွန်ုပ်ပြောဆိုပါပြီဗျာအရှင်တခင်ကြီးရွှေစိတ်တော်မညို့စေဖို့ကျွန်တော်မျိုးမောင်သားကြီးဟုတ်ကြောင်မှန်ရထွက်ဆိုပါပြီဗျာကျွန်ုပ်လွန်စွာစိတ်ပြက်ချီပြီးအသီးချမ်းလို့ဓမ္မမောင်တာကြီးကငယ်စဉ်ကကြောက်ယူယခုဇမင်သားယူတာကြီးမှန်လားပါတကြီးဒေါသထွက်၍လှဲပေါ်မှာမတ်တရက်လေပြီတာကြီးနေငေါ့ကိုလိုက်ပြောင်းနေတာလားမဟုတ်ရကြောင်းပါဗျာမဟုတ်ရကြောင်းပါကျွန်တော်မျိုးကြီးအသက်ကိုချမ်းသာပေးပါဗျာဟိတ်ကောင်တာကြီးမင်းငါရှိကထွက်တာဆန်းငါထားလောက်လိုက်မိတော့မယ်ဒီဆိုင်ယူနဲ့ကတမောက်မြကြီးကရှေ့တို့ရွရွလေးရောက်လာပြီးတကြီးဒီကိစ္စအမှန်ပါပဲဝက်ကသူ့ဘာသာသူညအိတ်တော့ဝက်ကမင်းကျော်ထပြီးဝက်မနောက်ကိုလိုက်အရှိန်မထိန်နိုင်ပဲရေမြောင်းထဲပြုတ်ကြပြီးရေမြောင်းထဲကိုကတော့ရိုက်ထားတဲ့ဝချိုနဲ့ချက်ကောင်းကိုထိပြီးသေးတယ်တာတာလိုင်းစင်မရှိပဲကိုဘာသာတာတာရောင်းတာမဟုတ်ပါဘူးနမူနာကြည့်ပါဒီဝက်ချစ်တောင်းနဲ့ဝက်မီးတွေမှာဒီရေမြောင်းပုတ်ထဲကရှုပ်တဲ့တောင်တင်နေတာတကြီးကနွားလဲပေါ်မှာအခသားထိုင်ကကွယ်ဒီကိစ္စကိုဒီမှာပဲပြီးပါစီဒီဝက်ကလည်းခမင်းကျော်ထပြီးရေမြောင်းထဲပြုတ်ကြသေးတာမှန်တယ်ကဲစေးကလေးမောင်ဝင်ဒီကိစ္စမှာဝက်ပိုင်ရှင်အသီးရဲ့တက်ဒီတာကြီးနဲ့မြကြီးကိုမှတ်တမ်းရေးလိုက်တကယ်လို့တာတာလှန်ရှင်မရှိပဲဝက်ပေါ်ရောက်တယ်လို့သတင်းကြရင်သူတို့၃ယောက်ကိုခေါ်ယူစစ်ဆေးရမယ်အရေးယူရမယ်လူပြိုကြီးမင်းအိမ်မြန်တော့ညကြရင်ရုံခန်းကိုလာခဲ့ဥတို့ပြီးကြောင်းနဲ့လိုက်ခဲ့အာနိုးလာမို့မင်းရဲ့အရန်မီတာတွေကိုဒီညအတွက်စူးစီးတာလူဆောင်ရင်ငါ့စီလာခဲ့ဒါပဲကဲဥတို့ပြီးလဲပေါ်တဲ့သွားမယ်တကြီးပါစီကနှုံးမအမိတ်များကိုတရဆက်ပြောပါတော့တယ်ကျွန်ုပ်လည်းတကြီးပါစီအမိတ်တိုင်းလှဲပေါ်တော့တက်ရပါတော့တယ်တကြီးကကြံသူများကိုလှဲ့ပေမကြည့်တာဝလှဲထွက်ခတ်တီတီဖြစ်ဟမ်ဘာဘာထွက်ခဲ့ပါတော့တယ်တကြီးကသူ့နွားလှဲကိုပါပလီယာကားများထင်နေလားမသိကျွန်ုပ်နဲ့လူပြိုကြီးတရုတ်ဒီတို့တုံးဝိဆိုင်ပြဿနာကိုတကြီးဖြေရှင်းလိုက်ပုံကလွန်စွာမှအမခံပင်ဒါကြောင့်လဲရွာလူကြီးဖြစ်ရက်တည်နိုင်ရှာပေ၏ကျွန်ုပ်လည်းဖားဓမဆုံးအချိန်တကြီးပါစီကိုအထင်ကြီးလေးစားသွားရလေတော့၏ဒီမှာဥတုပီလူများရှိမှာခမားကိုကြုတ်အပြစ်မပြောချင်လို့နော်ဒီဘာမဟုတ်တဲ့ကိစ္စကိုရေးကြီးခွင်ကျဲပြဿနာလုပ်ပြီးရှင်းနေရလားဒီရွာမှာကြုတ်ပြီးရင်ခမားကရွာလူကြီးပဲပြဿနာတစ်ခုရဲ့အစအစင်းမြစ်ကိုလိုက်ပြီးဖော်ထုတ်ရတယ်ကိုယ့်ရဲ့ပိုင်နိုင်တဲ့ဆုံးဖြတ်ချက်ကိုချရတယ်လူပြိုကြီးလို့ကိုယ့်အောက်ကလူနဲ့စကားများရတယ်လို့ဥတုပီကိုကြုတ်ရက်ကြည့်နေတာကြားပြီးလူကြီးလောက်ပြီးဘာမှရဲဝဝမဆုံးဖြတ်တတ်ဘူးကျုပ်ရင်လေးတယ်ကျုပ်တာဖြုံးခနဲ့သေးသွားရင်ရွာအတွက်ရင်လေးတယ်တကြီးပါစီကကျွန်ုပ်အားပဲပဲနဲ့နဲ့ဆော်ချပြီးကျွန်ုပ်မှာအားနာမှုတွေ့ဝဲမှုရဲဝစွာမဆုံးဖြတ်နိုင်မှုများကြောင့်တကြီးရဲ့ပြည့်စုံစကားကိုခံရချေတော့ပြီးကျွန်ုပ်ကအမှန်တကယ်ပင်တကြီးပါစီခြေပြားပင်မပြီးပါချေတကားကျွန်ုပ်ရှက်လာပါ၏ကျွန်ုပ်ကအများတင်မြောက်ရတာရွာလူကြီးဖြစ်ရပါတယ်ကျွန်ုပ်၏အရေးချင်းများကတောပြစ်မုတ်ဆိုးတယောက်၏ရည်ချင်းပင်ရှိချေ၏
ရေထဲကငါ့ကိုဖမ်းပြလီမင်းကောကြွဖမ်းပြပါလားကုန်းပေါ်တက်ပြီး ကြေးရွာတစ်ခုလုံးကိုအုပ်ချုပ်နိုင်တော့အရေးချင်းမှာရှာမရှားပါတကားကျွမ်းကျင်ရလိမ္မာဆိုတော့စကားကကျွန်ုပ်အတွက်လွန်စွာမှမှန်ချေပြီး ဥတုပီ တကြီးပါစီကဖြတ်ခနဲ့ကျွန်ုပ်၏ပခုံးကိုပုတ်လိုက်ပါတယ် ကျုပ်ပြောတာစိတ်ဆိုးလားဟမ်မဆိုးပါဘူးဆိုးရင်လည်းလဲတယ်လိုက်ပေါ့ဗျာကျုပ်ကအသက်ကြီးလာပြီကျမ်းမာရေးကတိတ်ကောင်းတာမဟုတ်ဘူးစိတ်ဆောင်နေလို့နော်ဒီရွာလုံးမှာကျုပ်ကခမားကိုအားကိုးတာကဲဒါတွေထားလိုက်ဒီညမြိုင်နာရဲစခန်းကရဲတပ်ဖွဲ့ဝင်တွေလာကြလိုက်မယ်ဟုတ်လားဘာကိစ္စများလဲဘယ်သူမှမပေါက်ကြစင်းနဲ့အောင်ဟိုတလောစီကကုန်းမောင်ရွာမှာဓမြတိုက်မှုတကူဖြစ်တယ်လေလက်ဝတ်လက်စားတွေနဲ့ငွေလင်း9000ပါတော့တာမှတ်မိတယ်မဟုတ်လားသိတယ်ယခုအဲ့ဒီကုန်းမောင်ရွာကိုဓမြတိုက်တဲ့ကောင်တွေကျုပ်တို့ရွာရဲ့အရှိဘက်တော်တန်းထဲမှာခိုးအောင်နေတယ်အဲ့ဒါသူတို့ကိုဒီညဝိုင်းဖမ်းဖို့ပဲတတိဝိရိယတော့ရှိမှဒီကောင်တွေမှာလောက်တနတ်နှစ်လက်ပါတယ်လို့ကြားတယ်ကျုပ်တို့ရွာလူကြီးတွေကရဲတပ်ဖွဲ့နဲ့ပူးပေါင်းရမယ်ဒါပဲအဓိကကတော့ကျုပ်တို့ရွာကအိမ်နဲ့အိမ်ကိုဓမြတိုက်ဖို့စီစဉ်နေပုံရတယ် ကျွန်ုပ်မှာတကြီးစကားကြောင့်တက်ကြွဖြစ်လာချေပြီးကျွန်ုပ်တို့ရွာကိုထိပါစော်ကားလာမိလူဆိုးဓမြကောင်များကိုကျွန်ုပ်တို့ကြိုတင်နှိမ်နှင်းရပြီတော့မီလွန်စွာမှအားရဖို့ကောင်းလေစွာ ဒါနဲ့ချက်ကြီးရဲ့အမေအာတုပကိုလည်းလှည့်ဝင်အောင်မဥတုပီတေးချာစီစဉ်ခဲ့လားစိတ်ချတကြီးကျွန်ုပ်တေးချာစီစဉ်ပြီးခိုင်းမြင့်မောင်ကိုတာဝန်ပေးခဲ့တယ်ခက်တာပဲဒီဖဲဓမကစိတ်ချရပါမလားခုလောက်ဆိုချက်ကြီးပဲရောက်နေလောက်ရောပေါ့တာဝချက်ကြီးအိမ်ဘက်လှဲကိုလှဲစမ်း ကျွန်ုပ်တို့ဒီချက်ကြီးအိမ်ဘက်တို့လှဲဦးကိုပြန်လှည့်လေတော့ဤတကြီးလှဲလေးမှာအိဘက်ဖြစ်ချက်ကြီးအိမ်ရှိတို့ရောက်လာလေတော့ဤကျွန်ုပ်ကိုမြေဒီနှစ်ချက်ကြီးမှာသူ့အမေရောက်လောင်းသားမှထကကျွန်ုပ်ကိုဖက်တော်ရိတ်ငိုပါတယ် ဥတုပီလောက်ပါအောင်ဗျကျုပ်မင်းမသေးသေးဘူးဒီကောင်ဖဲသမားတွေရန်တန်းစွတ်ပြောနေတာကြီးစားမအောင်အမေရဲ့နှခမ်းကိုကြည့်တလောက်နဲ့ကျုပ်ကိုစကားပြောဖို့အာရုံနေတယ် ချက်ကြီးစကားကြောင့်ကျွန်ုပ်မှာကောင်းတမန်ကြီးသွားပါတယ်ဒေါ်ချင်းမနာတို့ကျွန်ုပ်တေချာစွာကိုက်ရသွားလေ၏ဒေါ်ချင်းမ၏မျက်နှာကပေါင်တာဖွေးတာကျွန်ုပ်လည်းဒေါ်ချင်းမ၏လက်ကိုစုပ်ကန်၍ရင်ညှို့ထက်ကိုနားပြဖိကနားထောင်မိတော့၏ကျွန်ုပ်ကြားသည့်ဘူးတော့အတွေ့အကြုံရဆိုလျင်ကျွန်ုပ်ကိုယ်တိုင်ပင်လွန်စွာမှထိတ်လန့်သွားတော့၏ကျွန်ုပ်ဖြတ်ကနေနေရာမှထက တကြီးရွာရဲ့စေးမှုလေးကိုနေမျိုးကိုအမြန်ထွက်ခေါ်မှဘာဖြစ်လို့လဲဒါကိုနောက်မှရှင်းပြမယ်တာဝရွာစေးကန်းကစေးမှုလေးကိုအမြန်ထွက်ခေါ်ခဲ့မသိတွေ့အောင်ရှောင်းတော့ တာဝါကပြေးကလေးထွက်သွားချီပြီးကျွန်ုပ်တို့လည်းဒေါ်ချင်းမဘေး၌စုပြုံဝိုင်းထိုင်၍အခြေအနေကိုမျက်တော်မှာခတ်စတန်းကြည့်နေကြ၏မကြာမီစေးမှုလေးကိုနေမျိုးကြပြားဖြစ်ရောက်ရှိလာတော့၏ဘာဖြစ်တာလဲဥတုပီ ဒီမှာတော်ချမကိုတေးချာစစ်စေးပါအောင်ဗျာတေးတာမှဟုတ်ရလားလက်တွေကလည်းခုထိပူနေတော့ ခက်တာပဲအလောင်းမြင်ပြီးမှတေမတေဆန်းတရတာဒီတခါပဲကြုံရတယ်ကျမ်းမရေမူလေးကိုနေမျိုးကငကြက်ဖြစ်ဟိုထောက်တီထောက်စန်းတလေတော့၏စန်းတနေတော့ကိုနေမျိုး၏မျက်လုံးများကပို၍ပြူးကျက်လာတော့၏ဟာမှားကုန်ပြီဒုက္ခတော့များကုန်တော့မယ်ကိုနေမျိုးကဒေါ်ချက်မကိုသူ၏ပညာဖြင့်ဟို၌ဒီ၌ကုဒလေတော့၏တခဏအကြာဒေါ်ချက်မထံမှညညူတန်ထွက်ပေါ်လာ၏ဝိုင်းအောင်ကြည့်နေတော့သူများအားလုံးလှပြကုန်ကြတော့၏ဟေးဒေါ်ချက်မစီကအတန်ထွက်လာပြီးဒေါ်ချက်မတကယ်မသေးဘူးဟာသေပြီးသားလူကပြန်ပြီးရှင်ဟုတ်ထုံးတာမရှိဘူးဟာဒါဖုတ်ဝင်တာတချို့ကအိမ်ပေါ်မှဆင်းပြေးတော့၏မဖြစ်ဘူးဖုတ်ဝင်တဲ့လူကတွေ့ကြရတာတောင်းစားတာ ဆရာလေးကိုနေမျိုးကဂွန်းစားဖြစ်ရေဆက်ချပေ၏ဒေါ်ချက်မမှာတင်းအင်းညညူတန်နှင့်အတူကြလာတော့ရေများကိုရှာပစ်အသာရက်လေ၏ကြည့်နေတော့ကျွန်ုပ်မှာကြည်တီများပင်ထချေတော့၏ဝေနေမှာ ဒေါ်ချက်မတကယ်မသေးပါဘူးဗျာယောဂပြင်းလို့တတိလစ်ပြီးမျောသွားတာပါခမည်းတော်တွေကြိုကြိုတင်တင်လူနာကိုစမ်းသပ်ကြည့်ဖို့ကောင်းတယ်အခုပြီးဆိုလဲဆုံးဖြတ်တာကြောင့်အသက်တစ်ချောင်းဆုံးရှုံးရတော့မလို့တီလေးပဲလိုတော့တယ်အမေမသေးဘူးဟုတ်လား ဟုတ်တယ်မင်းမသေးပါဘူးတတိလို့ပြီးမေ့မျောနေတာခုတတိပြန်ရလာပြီမင်းအမေကိုမြို့စေးုံခေါ်သွားပြီးတေးချာကုတရင်တော့ယောဂတက်တာလာလိုက်မယ်မြို့မှာကစေဝါပစ္စည်းစုံနေကွာဟုတ်ကဲ့အမေမသေးဘူးငါအမေမသေးဘူးကွာ တေချာရဲ့လားကွာ မင်းမပြောတယ်ခိုင်မြင့်မောင် ဟိုတေချာအောင်ကြည့်ပါဦးချက်ကြီးကဝေါကနေခုံ၍နိုင်ရ၌ထောင်ထားတော့ဓာတ်ကိုပြေးဆွဲလေတော့၏မင်းတို့ဖဲနွားတွေကိုငါတတ်မယ်ငါအမေကိုမသေးသေးအောင်တတ်ဖို့လှုပ်တဲ့ကောင်တွေမင်းတို့ကိုငါတတ်မယ်ဟဲ့လိုမယ်ချက်ကြီးခိုင်မြင့်မောင်တို့ဖဲဓမာအားလုံးကမန္တတွင်မှတချို့တည်းပြေးလေတော့၏ဒေါ်ရထွက်နေတော့ချက်ကြီးကိုကျွန်တော်တို့မှအတင်လိုက်ဆွဲရလေတော့၏ပြေးရချက်ကြီးဒေါ်ရထွက်နေပြီအပြေးနောက်ကြလို့ကတော့အဆဲပြုတ်ပဲမအေးဘေးတွေနေတို့ဖဲရိုက်ဖို့ငါအမေကိုမသေးခိုင်းနဲ့နေတို့အမေတွေနေတို့အမျိုးတွေကိုပေးတယ်ခိုင်းဟာခိုင်မြင့်မောင်နေကိုငါမကျေနပ်ဘူးဟာနေကိုယုံလို့လူနာစောက်ကင်ထားတာကွာနေလှုပ်ရက်တယ်
ကျွန်ုပ်တို့လည်းချက်ကြီးကိုချော့မော့ကအိမ်ပေါ်တို့ပြန်ခေါ်လာရတော့၏စိတ်လျှော့ချက်ကြီးကိုငိန်တက်အောင်ချော့မော့ပြီးဒီခါကျွန်ုပ်လည်းမန္တတောင်း၌မလှုပ်မရှက်ငိန်တက်စွာထိုင်နေတော့တကြီးပါစီထံသို့လာခဲ့ပါတော့တယ် ပြိုးဥတုပီအရုပပွဲမဖြစ်တော့ဘူးလား မန္တရှိမအော်မဲတန်ကြောင့်ကျွန်ုပ်တအပ်တော်လှည့်ကြည့်လိုက်မိပါတော့တယ်ဈေးအောင်ခေါ်လင်းများကိုခေါင်းပေါ်၌ရွရွလာတော့ရွာထဲမှခင်ပုံးနှင့်ဈေးတဲ့တချို့တော်တော်နေတို့ဘာလုပ်တာလဲ တော်ချက်အရုပမှာဈေးရောက်မလို့လေ တေးငါပြောလိုက်ရတော့ကြ မတွားနိုင်သေးဘူးအရုပဖြစ်ဒါပဲသိရှင်နေဒီနေ့ဖန်ဝိန်ကောင်းမယ်လို့ခိုင်မမောင်ကကြိုပြောထားလို့ငွေ300လောက်ရင်းပြီးအတော့ဆောင်လောက်လာတာဟုတ်တယ်ကျမလည်းအကျော်နဲ့ကွန်ရင်ပေါင်းလေးလောက်လာတာ တေးငါလုပ်လိုက်ရထွက်တော်ဆောင်ငါရှိကမြန်ထွက်တော်ဆောင်တကြီးပါစီကထိုင်နေရမှထကဒေါရထွက်ဟန်ပြမှမတွားချင်နဲ့ထွက်သွားပါတော့တယ် တကြီးရဲ့အရုပဖြစ်ဒါလေးမိတာစိတ်ဆိုးမှန်ဆိုးနဲ့နှင်းစရာမလိုပါဘူးတော့ တေးစာကြောရှိပါဒါနာရေးကိစ္စဟာနာရေးကိစ္စနေတို့ကဈေးရောက်မှုပဲသိဟိုဖဲသမားအုပ်စုကလည်းဖဲရိုက်ဖို့ပဲသိတကြီးပါစီကခြေပေးလက်ပြဖြာပေါ်ပြန်ထိုင်လိုက်လေ၏ကျွန်ုပ်တို့တော့ရတလေးကအတုပရှိ၍ဖဲဝိုင်းစီကားလျင်ထိုအတုပ၌ဈေးတယ်မလေးများကစီစီရီဖြင့်စီကားနေလေတော့၏ယခုခိုင်းမြင့်မောင်ဖဲသမားအုပ်စုဦးစီးတော့အတုပဆိုတော့မစီကားမဘူးရတော့ချီထိုအချက်ကိုတီတော့ဈေးတယ်မများကလည်းမမောင်ခင်တဲကပင်နေရာဥယျာဉ်ရောက်ရှိနေပေ၏ထူးခြားလှပေဆိုလူတွေဘလို့ဖြစ်ကုန်ကြလဲမသိပါဘူးဟူးဒီမှာဥတုပီပြောပါတကြီးပြောရမှာလဲထထနေလို့မပြောချင်ဘူးတော်ချက်မှတကယ်သေးမသေးခမသေးချာမလေ့လာဘူးလားအော်ခိုင်းမြင့်မောင်နဲ့အိမ်နီးနားချင်းတွေကကျွန်ုပ်ရောက်တော့အလောင်းမြင်ပြီးနေတဲ့ဥစ္စာကျွန်ုပ်ကဘလို့ပြောရမလဲအဲ့ဒါခက်တာဗောဒါရွာလူကြီးမှာတာဝန်ရှိတယ်သေးချာလေ့လာစမ်းသပ်ပြီးမှသေဆောင်တာမှန်ကန်ကြောင်းအတီးပြုရမယ်အခုကြည့်စမ်းအတုပအတွက်ခိုင်းမြင့်မောင်တို့ငှားထားတဲ့ပစ္စည်းတွေဘယ်သူတာဝန်ယူပြီးပြန်ဖို့မလဲရင်လေးတယ်ခိုင်မြင့်မောင်တို့ကတော့ပြန်လာရဲမှာမဟုတ်တော့ဘူးဒီတော့ဒီကိစ္စတွေအားလုံးတာဝန်ယူပြီးရှင်းတော့နောက်ပြီးအောက်တုပအတွက်ရွာထဲကကောက်ထားတဲ့ပတ်စံတွေအားလုံးဒေါ်ချက်မအတွက်မြို့တက်ဆေးကူဖို့ခရီးစရိတ်စေဘဝါခအပြစ်တာပေးလိုက်တော့ဟုတ်ကဲ့ဟမ်ဘာမှမျက်နှာမလွှဲရဘူးဘာမှစိတ်မချရဘူးဒီချိုးနဲ့ကတော့မလွယ်ဘူးဟွန်းကဲကျုပ်သွားမယ်ခမရဒီမှာနေခဲ့ပစ္စည်းတွေပြန်ပို့စရာရှိတာအကုန်စီစဉ်ဒါပဲတကြီးပါစီကနွားလဲပေါ်တက်၍ထွက်ခွာသွားချေပြီးကျွန်ုပ်မှမနဲ့ထဲကတကြီးအပြစ်တင်စကားတာခံရရရှာပါတော့တယ်ကျွန်ုပ်ဤအေချန်လာတော့မုတ်ဆိုးဘွားလေးကိုလွမ်းစွန်မိပါတော့တယ်မရှောင်ရင်လွတ်တယ်ညဒီကတိတ်ဆက်၍မောင်းလွန်းလှပါတယ်နှင်းဆက်ကြတာတစ်ဖြောက်ဖြောက်နဲ့ကျွန်ုပ်တို့ဤခြေတံတစ်ချက်ကမောင်းနေတော့တောအုပ်တွင်၌စူညာစပြုတ်ချေပြီးလက်နှိပ်တမ်းမီးကိုတကြီးမိတ်စခါမှုအမိတ်ဖြင့်မြည်သူမြမဖွေးကြရချေနောက်ဆုံးတော့လေတုတ်ပြီးဟာတုတ်ပြီးပါပဲလီတော်ကျွမ်းသည့်ကျွန်ုပ်မှာရှေ့ဆုံးမှအမောင်တို့ကိုစံဝါဝါလျှောက်ကကျွန်ုပ်၏ခါကိုရဲတပ်ဖွဲ့ဝင်တယောက်ကကင်ပါတယ်ငါညီပစိုးကိုဖြည်းဖြည်းကင်ဆောင်တရခါလက်တက်ခတ်တယ်လို့မကင်နဲ့ပစိုးကြွကြရင်ခက်မယ်ဥတုပီရဲ့အမောင်နဲ့ဘယ်သူမှမြင်ပါဘူးဟီဟီကျွန်တော်နောက်မှာလဲတယောက်ကခပတ်ကျိုးကိုအတင်းဆွဲထားတာဘိုက်ကြောတောင်တင်းနေပြီကဲငါညီပစောက်ပိုက်ကျွန်ုပ်လဲရဲသားလေးကိုဟတ်သားပြီးမောင်နေတော့တောအုပ်တွင်တို့ဆန်းကသွားနေရပါတော့တယ်ကျွန်ုပ်တော်ပါပေအိုဂျီတန်ဘက်ဆိုဒီမှာရွာနဲ့ဝေးလာတယ်မဟုတ်အီလန်အီခီကကျွန်ုပ်၏ဈေးကွက်စီးပွားရေးနယ်မြေ၏အင်းမင်သည်အီလန်၌ပေါက်နေတော့အပင်များ၏ရနကိုခံရင်ကျွန်ုပ်ရှေ့တို့ဆက်၏ကျွန်ုပ်နောက်မှလူဒန်းကအစိတ်30ခန့်ရှိပေမည်ဥတုပီတကြီးကလှမ်းမေးတယ်ဓမြကောင်တွေနေရာကိုရောက်ဖို့ဘယ်လောက်လိုသေးလဲတဲ့ဖြေလိုက်စားငေါ့ကြီး900ညက်လောက်ဆိုရောက်ပြီလို့ဟာ900ညက်လို့မြေမယာမပြောနဲ့ဗျဘယ်လောက်ကြာရင်ရောက်မလဲဒါပဲပြောကျွန်ုပ်ကအခြေအနေအရရကိုစဉ်းစားပြီးနောက်15မိနစ်ဆိုရောက်ပြီကောင်းပြီကျွန်တော်သတင်းပို့လိုက်မယ်ရေဒါလေးကအနောက်တို့လက်စစ်ကန်တင်းပို့လိုက်ပါတယ်။မောင်နေတော့တောအုပ်ဆက်၌ကျွန်ုပ်၏ကျွမ်းကျင်လာတော့မုတ်ဆိုးဘာသာရက်ကိုအတောင်းကြရပါတော့တယ်။မောင်နေတော့ခီလန်ကလာမရှိကျဲမရှိဘာဆိုဘာမှမမြင်ရ။ဤခီကိုအတင်စားရှုသူခီထွက်မီဆိုရင်ကျွန်ုပ်လမ်းညွှန်ရပြီ။ကျွန်ုပ်၏ရှေ့ဆက်မိခီကိုကြီးကြလောတင်ကန်းစာယူကြလော့။ဥတုပီရှေ့ကိုဘာမှမမြင်ရဘူးမှောင်တာမှလောက်ွယ်ညတကောင်ရမမဟူရာကြောက်ရိုင်းတုံးကိုလူတကာကောက်ခိုင်းအောင်တော့ရချင်မရအနောက်မှရဲချက်ကြီးကသူ့ရဲဘော်ကိုတစ်ချက်ထုလိုက်တော့ဤတင်းအောင်နေပစောက်ပိတ်ထားစမ်းဒါဟန်နီမွန်ထွက်နေတာမဟုတ်ဘူးဟိုမှာလမ်းကျွမ်းကျင်တဲ့ဥတုပီနောက်ကိုတေးသေးချာလိုက်စမ်းကျွန်ုပ်မှာကျွန်ုပ်၏ကျွမ်းကျင်သောဘာသာရပ်ဖြစ်တဲ့ဖြစ်တကြီးပါစီအော်လောက်အောင်ကျွန်ုပ်တက်ကြွသောပညာပြရပေတော့မည်ကျဲမရှိလမရှိမှောင်နေတော့တော်လန်ချင်းချင်းကလေး၌ကျွန်ုပ်ဝယ်လျက်မှောက်လိုက်၏ထို့နောက်ကြောက်စလက်ခဲလုံးလေးကိုရှေ့တက်တို့မြေပြင်နှင့်တရွတ်တိုက်ပစ်လိုက်၏ကဲသွားရာတန်ကိုမြေပြင်နှင့်နာနာကိုက်၍နားဆွလိုက်၏ ကဲ
ရဲဘော်လေးရှေ့ကိုတက်မယ်ရှေ့မှာရွှွန့်အိုင်ရှိတယ် ဟုတ်ပါတယ်နော်ဥတုပီ စကားမရှိနဲ့ရှေ့မှာလမ်းပြောက်ရှိတယ် ကျွန်ုပ်ကဤဒေတာကိုကျွမ်းကျင်ပြီးသားသူမို့လမ်းကြောင်းကိုမမြင်ရပဲသိနေချီပြီးရှင်း၌ကျွဲလူအိုင်ရှိပါတယ်ထိုအိုင်၏ရှင်း၌ယိုဂျီတန်းဆိုဒီကလည်းအရက်အဝါဒကောင်း၍တစ်ပင်ကြီးများအုပ်ဆိုင်နေတော့တော်တန်းကလေးပင်သည်ကျွဲလူအိုင်ကိုကျွန်ုပ်တို့ကိုယ်ဆောင်၍တွားရပေတော့မည်ဥတုပီစခန်းမှုကလှမ်းပြောနေတယ်အချိန်သိမ့်မဆိုင်ပါနဲ့တဲ့ ကောင်းပြီလို့ပြောလိုက် ဒုက္ခပါပဲသူကောင်းတာကဘာကောင်းတာလဲမသိဘူး ဝန်းကျင်ကမှောင်နှင့်မဲကျွန်ုပ်တို့နှင့်ရဲတပ်ဖွဲ့ဝင်များလူစုကွဲသွားကြပါတယ်ထိုခိုက်ကျွန်ုပ်တို့ရှေ့မှလူတိုးတန်ခတ်တဲ့ကိုကြားလိုက်ရပါတော့တယ် ကြားလာတကြီးကြားတယ်အသားညင်းညင်း အမောင်တို့ထဲမှာအောင်မြင်စုရှာတော့အတန်ကြီးကပေါ်ထွက်လာချေတယ် ဟိတ်ဟိုးနှကောင်မပြင်းနဲ့ရက်စမ်းမင်းတို့လူတွေဒုံးမိတာပြီ လူစုံနှစ်ယောက်ကလှုပ်တဲ့နက်ပြစ်ပြန်၍ပြစ်ပါတယ် ဟောတနတ်နဲ့ပြန်ပစ်တယ်ဟာပြစ်ပြီးပြေးပြီတကြီးကျွန်တော်တို့ပဲလာနေပြီဘယ်လိုလုပ်မလဲဘယ်လိုလုပ်ရမလဲဖမ်းရမှာပေါ့ဟိုကတနတ်နဲ့မုတ်ဆိုးလုံနေပြီတနတ်အကြောင်းဘာမှမသိဘူးဒီကောင်တွေကင်တတ်တာကြည်တတောက်ထိုတနတ်တစ်ချက်တော့ပြီးရင်တနတ်မှကြီးမရှိတော့ဘူးခမရတတ်တယ်မရှိအသားနေတကြီးတိုက်အစ်မရဲနဲ့နော် တကြီးကိုကျွန်ုပ်တားချင်မရလိုက်ပါတကြီးပါစီကရဲအိုးစွာမတ်တက်ရ၍ရှစ်တက်မှပြေးလာနေတော့လူစုံနှစ်ယောက်ကို ဟိတ်ကောင်တွေရောက်စမ်း မမျော်လင့်ပဲပေါ်လာတော့တကြီးတန်ကြောင့်လူစုံနှစ်ယောက်ခြေလမ်းတို့တောက်သွားပါတော့တယ် ငါကြောင်တော့ရတကြီးပါစီကွာဘာစီလဲနားမလဲဘူးရှေ့ကမဖယ်ရင်ပြစ်မယ်ပြစ်ကွာပြစ်ဆောင် တကြီးပါစီကအာကတတ္တိရှင်ပေသည် ပြောမရလဲကဲကွာအမလေးဖြောက် တကြီးပါစီကအနောက်တို့လမ်းကျရှာပါတော့တယ်ကျွန်ုပ်လည်းတကြီးပါစီတနတ်မှန်သွားပြီးဟူတော့အသိစိတ်ကြောင့်အလွန်မင်းစိုးရင်သွားပြီးအနီးရှိလူစုံနှစ်ယောက်ကိုကျွန်ုပ်တို့လူစုမှာညာတံပေး၍ဝိုင်းဝန်း6နှောင်ရပါတော့တယ် အမလေး ကျွန်ုပ်မှာဥဆောင်ဝင်လုံးသူဖြစ်တဲ့ဖြစ်လူဆိုး၏တနတ်တင်နဲ့ရဲနေချက်ကြောင့်နဖူးမှာဟတ်သက်ကွဲချေပြီးကျွန်ုပ်မှာတတိလက်လွတ်မဖြစ်ချေအနီးရှိဒုတ်တို့တစ်ချောင်းကိုကောက်၍လူဆိုးကိုတွယ်မြည်ဟုကြံရွယ်ကရှိသည်ကျွန်ုပ်တို့လူစုကလူဆိုးကိုဖမ်းချုပ်ထားပြီးလေပြီ မလုံးနဲ့ မကြာမီရဲတပ်ဖွဲ့ဝင်များနှင့်အရာမီတပ်မှအာနိုလမိုးတို့အုပ်စုရောက်လာတော့၏သူတို့လက်ထက်၌လည်းလူဆိုးနှစ်ယောက်ကိုဖမ်းချုပ်ခေါ်လာလေ၏ကျွန်ုပ်လည်းပေါက်တာတော်နဖူးကိုသတိမထားနိုင်တကြီးပါစီတို့ပြေးသွားခဲ့ပါတယ်တကြီးကပက်လက်ကြီးမျက်လုံးကိုပြူးကဆက်ဆက်ကြီးဖြစ်နေလေ၏ တကြီးကျွန်ုပ်လှုံနိုးတံကိုတကြီးမကြတော့ကျွန်ုပ်ရင်ဘတ်ကိုနားပြက်အသာကိုက်ရွက်ထောင်ပါတယ်အသက်ရှူတံကိုပင်မကြရတကြီးကတေဆုံးချီပြီးတကြီးကိုပေါ်မှတန်ရာကိုရှာကြည့်တော့ရင်ဝတက်တက်၌ညီဆွဆွသွေးဆက်များ တကြီးတနတ်မှလို့ကိစ္စပြတ်ပြီ ရဲရရှိကတကြီးကိုတေချာစွာကြည့်ပြီးနောက်ကဲရွာကိုအများဆုံးတဲကြရွာစည်းကန်းကိုအများဆုံးသွားကြမယ်ကျွန်ုပ်ပင်တကြီးကိုကောက်ယူပွေး၍ရွာစီတို့အများဆုံးပြေးခဲ့၏တကြီးလိုပုံကိုမျိုးတယောက်ဆုံးရှုံးရမည့်အဖြစ်ကိုကျွန်ုပ်မလိုလားပေတကြီးတေဆုံးခဲ့ပြီးဆိုလျင်ကျွန်ုပ်တို့ဂျုံနှမ်းရွာအတွက်လွန်စွာမှကြေခွဲပေါ်ရာနှင့်နာမှုကြီးပင်သည် တကြီးကိုတုတ်ပြောတယ်အသိမြဲပါနဲ့လို့ခုတော့ကိုကျိုးနေရပြီဗော တကြီးတက်တိကရှာမရှာတော့တကယ်ယောက်ျားကောင်းတစ်ယောက်၏တက်တိမျိုးပေသည်သူ့လောက်စိုးစားဝတ်မီဟုကျွန်ုပ်မထင်ချေကျွန်ုပ်တို့ရွာကိုရောက်တော့နတ်နဲ့အာယုံရောင်ချီနုလေးပင်ပေါ်လာချီပြီးကျွန်ုပ်တို့လည်းရွာ၏စေကန်းရှိရာတို့တချို့တည်းပြေးဝင်ပြီးစေးမှုလေးကိုနေမျိုးအားအတင်းနှိုးရပါတော့တယ် တကြီးဘာဖြစ်လို့လဲတနတ်မှလို့ခုစောင်းမဲမရဘူးမြန်လေးကြည့်ပါဦးဇာလေးကိုနေမျိုးရေ ကိုနေမျိုးကသွေးစုံနေတော့ရင်ပတ်မှတန်ရာကိုတေချာစွာစစ်ဆေးပြီးကဲစေကန်းကျင့်တယ်လူအုပ်ကအများကြီးပဲကျွန်တော်ဘာမှမလုပ်တတ်တော့ဘူးအကုန်အပြင်ထွက်ပြီပါကျွန်ုပ်လည်းဇရာကိုနေမျိုးနာကပ်၍ ကိုနေမျိုးအခြေအနေဘလို့လဲ အခြေအနေတော့တိတ်မကောင်းဘူးမြင်တဲ့အတိုင်းပဲတွေးတယ်ကလည်းရင်ဘတ်မှာအိုင်လို့သွေးထွက်လို့နေပြီခြေလက်တွေလည်းအေးလို့မြို့တယ်သွားလဲလမ်းမတင်ကိစ္စချောနိုင်တယ်ကဲဥတုပြီအပြင်ထွက်ကျွန်တော်အစွမ်းကိုစူးစမ်းကြည့်မယ်ကျွန်ုပ်ကစေကန်းပြင်တို့ထွက်လိုက်ပါတယ်စေကန်းပြင်၌ရွာလူအုပ်ကြီးကမနှဲလာချေရွာလုံးကျွတ်မြစေကန်းရှိ၌စုဝဲရောက်ရှိနေကြတော့၏တကြီးပါစီတနတ်မှန်၍တေးပြီးဟူသောတည်င်းကတရွာလုံးတို့ချက်ချင်းပြက်လေပြီရွာသူရွာသားများကသူတို့ချစ်တော်တကြီးအတွက်စိုးရင်စွာစေကန်းပေါဝ၌ရပ်နေတော့ကျွန်ုပ်အားတည်င်းမေးရန်စောင့်နေကြတော့၏ဥတုပြီတကြီးချင်းနေကောကျွန်ုပ်ကကိုနေမျိုးပြောပြထားတဲ့ဖြစ်အခြေအနေမှန်ကိုသိသူဖြစ်တဲ့ဖြစ်ရင်ထဲ၌ကြေခွဲစွာခါစားရတော့၏တကြီးလိုပုံကိုတယောက်ဆောင်းရှုံးရခြင်းအတွက်ယူကျိုးမြဖြစ်ရလေပြီတယောက်တစ်ပေါက်ဝိုင်းမိနေတော့စကားများကိုကျွန်ုပ်အသာလက်ကပြ၍စေကန်းရှိတင်းငုတ်လေးပေါ်သို့လှမ်းတက်လိုက်ပါတယ်ကျွန်ုပ်အနေနဲ့ရွာသူရွာသားများ၏ဝန်ထဲကြေခွဲနေခြင်း၌ရဲတော့အားပေးစကားကိုပြောဆိုရပေတော့မည် ကျုံတိုင်းရွာသူရွာသားအပေါင်းတို့ဒီအချိန်မှာဒီစကားကိုကျွန်ုပ်အနေနဲ့ကြေကွဲဝမ်းနေစွာဖြင့်ပြောကြရပေတော့မည်တကြီးပါစီဟာကျွန်ုပ်တို့ကျုံတိုင်းရွာသူရွာသားတွေရဲ့ရရွာလုံခြုံရေးကျွန်ုပ်တို့ရွာကိုထိပါနှောက်ယှက်လာမဲ့အန်ဒီယကိုကာကွယ်ရင်းအသက်ပေးလူသွားခဲ့ပါပြီလူအုပ်အတွင်းမှအုံငိုတန်ကကျဲလောင်စွာထွက်ပေါ်လာပါတယ်
တကြီးတေပြီးဆိုမှတကြီးကိုချစ်တော်ရွာသူရွာသားများကအမခများပြားလှကြောင်းကျွန်ုပ်သိရပေတော့၏ဥပစီကကျွန်ုပ်တို့ရွာ၏အားကိုရတော့ခေါင်းဆောင်ကောင်းတူဖြစ်တဲ့ဖြစ်ကျွန်ုပ်လည်းလက်တီလက်မောင်းတန်းကရဲရဲတောက်အားပေးစကားကိုပြောဆိုရပြန်ပါလေရွာသူရွာသားအပေါင်းတို့တင်တို့ငိုကြွေးမနေနှင့်တကြီးပစီကိုချစ်ရင်တကြီးပစီကိုလေးစားရင်တကြီးပစီလှုပ်ဆောင်သွားတဲ့ရွာရဲ့ကောင်းကျိုးများကိုဆက်လက်ထိန်းသိမ်းပေးပါတင်တို့ယခုအချိန်ကစပြီးတကြီးပစီအတွက်ရဲရဲဝိုးဝိုးကြီးကောင်းယူကြစမ်းပါသူဟာရွာသူရွာသားကောင်းကျိုးအတွက်အသက်ဆွတ်သွားတဲ့အာဇာနည်ပုဂ္ဂိုလ်ပါဒီနေ့ဒီရက်ကိုတုံတိုင်းရွာရဲ့အာဇာနည်ဥပစီရဲ့နေထူနေမြအဖြစ်သတ်မှတ်ကြပါဥပစီအတွက်ကောင်းမှုကုသိုလ်ပြုကြရင်အမျှတမ်းဝေးကြပါအာဇာနည်ဥပစီကိုဂုံပြုတော်အားဖြင့်၎င်းအမြဲတမ်းတတိယစေဖို့၎င်းရွာလဲမှာဥပစီရဲ့ရုပ်ထုနဲ့ဝမ်းနယ်ချင်းအထိမ်မှတ်ကြောက်တိုင်ကိုစိုက်ထူကြပါနှစ်စဉ်ဒီနေ့ဒီရက်ကိုရောက်တိုင်းကြောက်တိုင်မှာလွမ်းသူပန်းခွေချ၍အလေးပြုကြပါဂုံပြုကြပါတတိယကြပါအမလေးဗျကျွန်ုပ်ကအာမအပြည့်နဲ့စကားပြောနေခိုက်ကျွန်ုပ်၏တင်ပါကိုနောက်မှဖနှောက်ပြပေါက်လိုက်တဲ့ဖြစ်တစ်ဆောင်ပေါ်မှာပြုတ်ကြပါတယ်ကျွန်ုပ်ကြပြားကြရလူလဲထားကြည့်လိုက်တော့တကြီးပါစီတကြီးမသေးဘူးတကြီးပါစီကကျွန်ုပ်ကိုခါတော့၍ဘူးကြီးကြည့်ပါတယ်သူ့ပြီးခမနေကငါ့ကိုတော်တော်သေးသေးရှင်နေတာပေါ့ဟုတ်လားနေခုလိုပြောနေမှငါတောက်ချက်လုံးလုံးကွဲပြီနေတော့တကြီးကပြောဆိုသူ့အိမ်ဘက်သို့ထွက်သွားပါတော့တယ်ရွာသူရွာသားများကတကြီးနာတော့ဝိုင်းလာကြပြီးတကြီးမတည်ဘူးနော်ဥရုပီကတေးပြီဆိုလို့ကျွန်တော်တို့ငိုလိုက်ရတာတော့ကြငါရှိကဖိုက်ကြဆောင်ငါမသေးဘူးဟိုလူတုတ်ပီတင်းမတရွာလုံးဝိုင်းပို့ကြတကြီးပါစီကလေကျွန်တော်တို့ရွာသူရွာသားတွေကတကြီးတနတ်မှန်လို့ဆိုပြီးယူကျုံမြငိုကြွေးနေရတာခုတော့ငိုနေရတာအလကားပေါ့တကြီးပါစီကရှက်တော်တာထွက်ချေပြီးတော့ကြအားလုံးအိမ်ပြန်စိုးစီကြက်တည်းမရှိဝိုင်းငိုရတယ်လို့အားလုံးတော့ကြငါဒီတဲ့ဒေါ်တာကြီးလာရင်အားလုံးထိတ်တုံးဆောင်ပြီးတော့မယ်တကြီးပါစီဒေါ်တာထွက်လာပြီးကိုတိတော့ရွာသူရွာသားများကဘေးတို့ရှဲကုန်တော့၏တကြီးပါစီကလည်းမကြေမနက်တော့အတွင်ဖြစ်လူအုပ်အတွင်းမှထွက်ခွာသွားပါတော့တယ်တကြီးပါစီထွက်သွားပြီးတော့လဲလူအုပ်ကြီးကမပြန်ချီကျွန်တော်တို့ကိုတကြီးပါစီအကြောင်းမေးကြပါတော့တယ်ကဲမေးတဲ့လူတွေအားလုံးသိရအောင်စေမူးလေးကိုနေမျိုးပဲဒီတစ်တုံးပေါ်တက်ပြီးရှင်းပြလိုက်ပါဗျာကျွန်ုပ်လည်းကြားချင်တယ်ဗျဖြစ်ပါတယ်ဥတုပီတော်ကြတကြီးတိတ်ခါရပါတယ်ရှင်းပြလိုက်ပါတကြီးတက်တိဘလောက်ရှိတယ်ဆိုတာရွာသားတွေသိရတာပေါ့စေမူးလေးကိုနေမျိုးကတစ်ဆောင်လေးပေါ်လှမ်းတက်လိုက်ပါတယ်ရွာသူရွာသားများခမညာတကြီးပါစီဟာလူဆိုးသမားနဲ့ထိုက်တိုက်ရင်ဆိုင်တဲ့အခါမှာတကြီးမှာဘာလက်နဲ့မှမရှိပါဘူးအဲ့ဒီလူဆိုးကသူ့ရဲ့လှုပ်တနတ်နဲ့တကြီးကိုပြစ်တယ်လူဆိုးရဲ့တနတ်တန်ကြားရတဲ့အချိန်မှာတကြီးဟာပလက်လန်ကြပြီးမျက်လုံးကြီးအပြူးသားနဲ့တတိမေ့သွားရှာပါတော့တယ်တကြီးကိုကြည်စံထိသွားတာပေါ့မထိပါဘူးခမညာလူဆိုးပြစ်လိုက်တဲ့ကြီးကရဲစခန်းမူကြီးပြောတယ်လို့ဗလာကြီးပါမသေးနိုင်ပါဘူးတကြီးဘိုက်ပေါ်ကသွေးတွေကတော့ဥတုပီလူဆိုးကိုဝင်ဖမ်းရင်လူဆိုးရဲ့တနတ်တင်နဲ့ရိုက်ခံရတဲ့တန်ရာကစီးကြလာတဲ့သွေးတွေပါပဲအခုတကြီးပါစီကိုတန်ရာရှာမတွေ့တဲ့အစုံရေတပေါင်းကိုမျက်နှာပေါ်လောင်းချတော့တတိယပြီးအခုရှက်ရှက်နဲ့အိမ်ကိုပြန်သွားတာပဲဖြစ်ပါတယ်ကဲရွာသူရွာသားတို့လူစုခွဲကြပါတော့တကြီးပါစီမသေးပါဘူးခမညာတနတ်တန်ကြားတာနဲ့တတိမေ့သွားတယ်ဆိုတော့တော်မကောင်းကြားမကောင်းပါလားကဲဥတုပီခမညာနှဖူးကတန်ရာကိုစီးလိုက်ရအောင်ဆရာလေးကိုနေမျိုးပြောမှကျွန်ုပ်နဖူးမှတန်ရာကိုဆေးထက်၍ပတ်တီးစီးဖို့တတိယ၏ထိုခါမှနဖူးမှတန်ရာကိုလက်ပြစမ်းကြည့်မိ၏သွေးများက6ရိစပြုတ်နေပြီခုလိုဝိုင်းဝန်းကူညီကြတာဒီကကျေးရွာလူကြီးတွေကိုကျေးဇူးရမ်းနေပါတယ်ဒီလိုပါပဲကျွန်တော်တို့ရဲတပ်ဖွဲ့နဲ့ရွာသူရွာသားတွေဟာတက်ညီလက်ညီပူးပေါင်းရင်ရရွာအေးချမ်းသားရမှာပါကျွန်တော်အထက်ရာရှိကြီးကိုတင်ပြပြီးဂုံပြူလက်မှတ်တွေပို့ပေးပါဦးမယ်ဥတုပီတကြီးတော့ဥတုပီကတကြီးတေပြီဆိုပြီးအမှုန်းနဲ့လို့သူ့ကိုယ်သူရှက်သွားပြီကဲကျွန်တော်တို့ကိုခွင့်ပြုပါဦးစခန်းမူကဓမြလူဆိုးများကို6နောင်၍ခေါ်သွားကြပါတော့တယ်အဲ့ဒါရွာလူကြီးလောက်ချင်တဲ့သူတွေလေကုတမင်းကိုစားကြီးတော်နွားကြောင်းဆိုတာပေါ့တွေ့လားဟိုမှာဥတုပီထိတ်ပေါက်လာပြီတညလုံးလည်းမအိပ်ရအိမ်ကြရဲ့မှတ်သိမ်းမြင်နဲ့ရံဖြစ်အောင်မယ်ရှင်တတိထားရွာလူကြီးလောက်ချင်တဲ့ယောဂထလာရင်တော့ရှင်နဲ့ကြုံနဲ့အပြတ်ပဲကိုစီပွားကိုရှာဒါပဲအေးပါမိမရေရွာသူရွာသားတယောက်အနေနဲ့ရက်ရွာရေးဆိုတော့လေကို့မှာတာဝန်ရှိတော်တိတ်ရှစ်စပိတ်မရှိသလိုပဲဗောကိုကိုတုနိုးပြီလားကျွန်ုပ်မြင်းမြကြအောင်အိပ်ပျော်သွားတယ်မသိချေနေလုံးကထမ်းပြားလောက်ရောက်ချိန်မှနိုးသားမိချေတော့ဤယခုသွေးသွားချိန်မှာခေါင်းကတန်ရာမှာတစ်စစ်ကြိုက်လာပါတယ်ညကလည်းတညလုံးအစားတော့ဆို၍ဝမ်းပိုင်းနိုင်မရှိညကအေးပြက်တဲ့ဖြစ်တချို့တဲ့အိယာထဲတို့ကျွန်ုပ်ဝင်ခဲမိပါတော့တယ်တန်ရာကဘလို့နေသေးလေနည်းတော့ကြိုက်တယ်ကေကိုတုမျက်နှာတက်ဖို့ရေစလုံးအစင်းတဲ့ဒီမှာမျက်နှာတော့ဘွာနော်
မသိမြင့်အတန်ကလွန်စွာမှချိုးလာပေစွကျွန်ုပ်လည်းဒဏ်ရာ၏ဝေဒနာကြောင့်မေးမြန်းခြင်းမပြုတော့ပဲအဲဦးခန်း၌အစင်တဲ့မျက်နှာသိ၍မသိမြင့်ပြင်လာတော့သမင်းဝိုင်းတို့ဝင်ထိုင်မိလေတော့၏မသိမြင့်ကစပွဲဝိုင်းလေး၏အုပ်ဆောင်စကားကိုဖွေးရလိုက်ပါတယ်ထူးဆန်းအော်ပွဲရပါတကားဟေမျိုးကစုံလချီ ဒါကဝက်သားကိုကြက်သွန်ဒီဥကြီးတွေနဲ့တုတ်ထားတဲ့ဝက်သားတုတ်ဒါကငါတလောက်ပေါင်းစီတို့ဘူးတဲ့ကဟာနိုင်ငံခြားကလာတာ ဒါတွေဘယ်ကရလဲ နေအောင်ပြောဦးမေဒီဟင်းကပစွန်တုတ်ကြီးစီပြန်ကြည်စံတခါမှမစားဘူးတဲ့ပစွန်တုတ်ကြီးတကောင်တဲကို100 200တန်နေ ကျွန်ုပ်မှပစွန်တုတ်စီပြန်မကန်ကိုကြည့်လိုက်မိပါတယ်ပစွန်တုတ်ကြီးကတပေနီးပါးရှည်လျားလှ၏ကျွန်ုပ်ဤကဲ့သို့တော့ပစွန်တုတ်ကြီးကိုမစားရဒီမှာကြားလာပြီ နေအောင်ဒီမှာရှိသေးတယ်ဒီမှာကတော့ဆော့လို့ခေါ်တယ်ဒီပစွန်တုတ်ကြီးကိုဒီဆော့ဆိုတဲ့ပလင်းထဲကအရင်နဲ့သူ့စားတာတဲ့တိတ်ရတာရှိတာပဲတဲ့ကျုပ်တော့မစားရဲလို့ရှင်စားမဲ့အချိန်မှစားမယ်လို့စိတ်ကူထားတာ မသိမြင့်ပြတော့စော့ပလင်းလေးမှာလှလှပပချစ်စရာလေးပင်ကျွန်ုပ်မှမရေမို့အကန်ကြီးကဟိုလက်ဒီလက်လှုပ်နေပြီတော့၏ကူကူတု ဘာလဲမသိမြင့် ကူကူတုခုလိုပဲရွာလူကြီးလှုပ်စားပါလားယင် ဟေးလှုပ်ပြီ ကျွန်ုပ်မှမသိမြင့်စကားကြောင့်သမင်းဝိုင်းမှထိုင်ရမိမတတ်ဖြစ်လေ၏ ပြောပါဦးရွာလူကြီးလောက်တာတွေ့လားကောင်းမှပတ်သေးနဲ့ ဦးတော့ဒါကတော့အခက်မသိလို့ဖြစ်တာပဲဟာဒီမှာလာပေးထားတဲ့လက်ဆောင်ပစ္စည်းတွေလည်းကြည့်ပါဦးဒီဝက်သားကတော့အသီးစီကရှင်သိပြီးသားဒီငါတလောက်ဘူးလေးကတော့ရွာထိပ်မှာကုံစုံဆိုင်ဖွင့်ထားတဲ့ဒေါ်မဲခလီသူကကုံစုံဆိုင်ဖွင့်တာအကျွေးကြပြီးရှုံးနေတဲ့အဲ့ဒါအရက်ဆိုင်ဖွင့်တော့မယ်တဲ့ဥတုဘီကအရက်ဆိုင်ဖွင့်ဖို့လိုင်စင်လေးဖြစ်ဖြစ်ခွင့်ပြုမိတ်လေးဖြစ်ဖြစ်လုပ်ပေးပါတဲ့ ဟေး ကျွန်ုပ်မှသမင်းဝိုင်းကိုအသာသွန်းဖယ်နေရချီပြီ နေအောင်ဒီပစွန်တုတ်လာပို့ထားတဲ့သူကအင်တတေးလေးကိုရွှေပေါ်လေးရွှေတစင်ချောင်းပေးမှာစင်တက်တကြပစွန်မွေးမြူရေးလုပ်လိုက်တော့ရေချိုပစွန်တွေအရန်ဖြစ်ထွန်းပြီးအခုနိုင်ငံခြားဆိုလားဘာလားမသိပါဘူးအဲ့ဒီလူတွေနဲ့စားချုပ်ချုပ်ပြီးပစွန်တွေကိုရောက်နေတာတော့အလှတွေတိုးလာလို့နိုင်ငံခြားတွားရတော့မယ်ပေါ့ကိုရွှေပေါ်ကတလောက်ကြီးတဲ့ပစွန်တွေကိုရွာမှာမရောက်ဘူးရှင့်သူကအဒေါ်လာနဲ့မှရောက်มาတဲ့တော့ကျုပ်တို့မှာတော့ဒီပစွန်တို့အေယာမကြီးတွေကိုကြည့်ပြီးအမြဲတမ်းတရေယိုနေရတာခုမှပဲစားရတော့တယ် အတော်လာမှရောင်းမဲ့ဆိုလို့အတော်ပါခေါ်လာခဲ့တယ်လीနေစမ်းပါဦးဘာကြောင့်ဒီပစွန်တော့အေယာမကြီးတွေလာပို့တာလေကိုရှိဘောကဘာပြောတယ်လဲ ။အော်မေ့လို့ကိုရှိဘောကအကူကြီးတောင်းသွားတယ်။သူ့မိတ်ဆွေကုမ္ပဏီကိုယ်စားလှယ်ရဲ့ပစွန်ဝဲတဲ့ဆက်လူတွေကကမ်းမှန်ကပ်ပြီးနေတဲ့အခါသူတို့အတွက်လုံခြုံရေးနဲ့အဲ့စင်ကိစ္စလေးတွေကူညီဆောင်ရွက်ပေးပါလို့အကူကြီးလာတောင်းတာပါ။ဒီမှာကတုတ်ပြီးပစွန်တော့ကနှကောင်တောင်းရှင့်။သူတို့ကပိတ်တာနဲ့တောင်ဝယ်တာမဟုတ်ဘူး။ကီလိုနဲ့1ကီလိုဘယ်လောက်ဆိုလားမနှဲပါဘူးတော့ ကျွန်ုပ်မှတပေနီးပါးရှိတော့ပစွန်တော့ကြီးကိုမစားရတယ်လို့ကြည်နေမိရင်ထဲ၌လည်းနစ်နေမိ ။ကေကူတို့စားလိုက်အမဲပစ်ထွက်ဖို့မစင်စားနဲ့တော့ကျန်တဲ့တကောင်ကိုရောင်းဖို့ဆိုထားပြီးပြီ။တော်တော်လာနဲ့ရောင်းမယ်လို့ပြောလိုက်မယ်။ ပြောရတာအားရစရာကြီးနော်မနေ့ပြန်ဈေးစကားအတိအကျပြောရတော့မယ် ကျွန်ုပ်မှဆရာလေးကိုကြည်နိုင်ပြောဆိုဘူးဒီစကားကိုပြန်လဲကြားအောင်မိချေတော့၏တပေကျော်တဲ့ပစွန်တော့ဆိုတာမြို့ကကလေးတွေအတွက်အထူးအဆန်းပဲအယုတ်ရေးပြရမယ်တခါမှမြို့ကကလေးတွေမမြင်ဘူး ပူကကြီးပရစ်ကြီးဖေဒီတက်တော်ကအစကခေါင်းမရှိတာလား ဟမ်ကိုလုံးလည်းရှိသေးတာပေါ့သားရဲ့ ဒါဖြင့်သူ့ကိုယ်လုံးကဘေးရောက်သွားလေတခါမှမတွေ့ဘူးလို့ သူ့ကိုကနိုင်ငံခြားသွားတယ်သားရဲ့ ဒါဆိုအမေကျော်သွေးတော်လွမ်းတဲ့စွန်တုတ်ပေါ်တော့ဖေ အေးထားပါတော့ ဘာဟင်းချက်လဲ အိတ်စပို့ပို့လိုက်တဲ့ပစွန်တော့တွေရဲ့ဗီဇာမရလို့ကြမ်းတဲ့ပစွန်ကောင်းစီပြန် ကျွန်ုပ်မှသမင်းဝိုင်းကိုအသာဘေးကိုတွန်းဖယ်လိုက်ပါတယ်ကျွန်ုပ်စားကျင်စိတ်ကောင်းကန်းသွားချီမတ်တဲ့မြေတသက်လုံးရွာလူကြီးလောက်ပါလားဟူသောစကားမှာကျွန်ုပ်နှစ်တော့ကရွာလူကြီးများကိုစော်ကားချီပြီး ကူတွန်းမစားတော့ဘူးလား ကျွန်ုပ်ကနေရာမှထား၍ကျွန်ုပ်၏ယူသားတော်တိတ်ခါနှင့်မုံမြတ်သောစေတနာအတွက်မတ်တဲ့မြင်ကိုကျွန်ုပ်အချက်ကြဆုံးမရပေတော်မူ မသေးမြင်ငါဟာဒီရွာမှာ ဥတုပီလာပါဦးမြင်လာပါဦး အတန်ကုန်ဟေး၍အော်တန်ကကျွန်ုပ်ပင်နားကွဲလူမတတ်ဖြစ်ရပါတယ် ဟဲ့ဘာဖြစ်လာတာလဲကြားမုံရဲ့ ဥတုပီရဲ့ပြောရမှာမောလိုက်တာဘိုက်ကလေးနဲ့လူပြိုကြီးစောတင်မောင်တို့ကျမရက်ဆိုင်လေးမှာရံပြစ်နေကြတယ်ဘယ်သူမှလည်းဆွဲလို့မရဘူးမြန်လိုက်ခဲ့ပါဦးရှင်တော်တော်ကြာချင်လွန်လက်လွန်နဲ့ဖြစ်ကုန်တော့မယ် အော်ဒုက္ခပါပဲဒီတငယ်ချင်းနှစ်ယောက်ဘလို့ဖြစ်ကြတာလဲ မသိပါဘူးရှင်မြန်တာလိုက်ခဲ့ပါ ကျွန်ုပ်နှင့်မတ်တဲ့မြင်မှာသမင်းဝိုင်းကိုအသာအုပ်၍ဘိုက်ကလေးနှင့်လူပြိုကြီးစောတင်မောင်တို့ရံပြစ်နေသည့်ဂျမ်းပုံ၏ဆိုင်တို့အပြေလွှာလာခဲ့ရပါတော့တယ်မှန်ပါပေ၏ဂျမ်းပုံဆိုင်လေးတွင်၌ဘိုက်ကလေးနှင့်လူပြိုကြီးစောတင်မောင်တို့မှာလုံတွေတပ်ပုတ်ကောင်းနေစေ ဟိတ်ကောင်တေးစမ်းကွာငါ့ဥပကိုစောကောင် ဟေးကောင်ဘိုက်ကလေးငါရဲ့တောက်ကြည့်တို့ကိုဖော်ကောင်လို့အောင်ရော့ ကျွန်ုပ်မှအမော်တကြီးပြေးလာရတော့လေသူတို့နှစ်ယောက်ကိုကြည့်၍လွန်စွာမှစိတ်ပြက်သွားချေတော့၏ တ
သူတို့နှစ်ယောက်ကဘယ်အချိန်ကတောက်ထားမှမသိမူးနေချေပြီးကျွန်ုပ်လည်းဘိုက်ကလေးရဲ့အင်ဂျီစားကိုစောက်ဆွဲလိုက်ပါတယ် ဟိတ်ကောင်ဘိုက်ကလေးလာဆောင်ဒီကို ဘိုက်ကလေးကရက်ကန်နဲ့ကျွန်ုပ်နောက်တော့ပါလာပါတယ် နေရှက်မရှိဘူးလားအရက်ဆိုင်မှာရမ်းပြရတယ်လို့ငါ့ကိုတိတ်ကချတယ်ပေါ့ မဟုတ်ဘူးလေမဟုတ်ဘူးဆရာတို့ကိုတိတ်ကချတာဒီကောင်လူပြိုကြီးဗျအရက်ဘုံကနေရေဘုံဖြစ်သွားအောင်ဟိမင်းစာနဲ့ဥတုပီတို့တကြိတ်တဲ့ညာနဲ့ပေါင်းပြီးလှုပ်တာလို့ဆွဆွဲနေတယ်ဟိမင်းစာမိမမမလေးကဥတုပီကိုရွှေလက်ခောက်တကွင်ပေးလိုက်တယ်လို့ရွာထဲမှာနာမည်ကြီးနေတယ်အဲ့ဒါဆရာတို့သိရလားအဲ့ဒီအကြောင်းတွေလှုပ်ကြံပြီးရွာထဲမှာပြောနေတာဒီကောင်လူပြိုကြီးကိုကြုတ်တီးခံလို့မရတဲ့အဆုံးထကြရောဗျာကျုပ်မှာအပြစ်မရှိဘူးဗျာအပြစ်မရှိဘူး မင်းမဘာအပြစ်မရှိရမှာလဲအပြစ်ရှိတယ်အပြစ်ရှိတယ်ငါလိုလူကြီးတယောက်ကိုမင်းကစထိုးတာအပြစ်ရှိတာပေါ့ မင်းကိုလက်သီးနဲ့ထိုးရုံမကဘူးဓာတ်နဲ့တော့ခုတ်ပစ်ချင်တယ်မနေ့ကလေဥလူလှအိမ်ကိုသွားပြီးဧည့်စင်စစ်ချင်လို့ဆိုပြီးဥလူလှသမီးလှရီကိုရစ်တာအဲ့ဒါလူကြီးလောက်လား ဟိတ်ကောင်မင်းငါတိတ်ခါကိုမချနဲ့ တိတ်ခါချက်ရမယ်မင်းကတိတ်ခါမှမရှိပဲရွာနောက်ဘက်ကမွတ်သားတို့အုပ်စုနွားတက်ပြီးလိုင်စင်မဲ့အမဲတက်ပြီးပေါ်နေတာကိုမင်းကမသိချင်အောင်ဆောင်ပြီးမွတ်သားတို့စီကလက်ငွေယူနေတာငါသိတယ် ဘိုက်ကလေးမင်းတော်တော့နော် လူပြိုကြီးစောတင်မောင်ကအနာပေါ်တုတ်ကြတယ်လို့အခမ်းရအခက်ကြည့်ပြီးကျွန်ုပ်ကသူတို့နှစ်ယောက်ကိုအမြန်ဆုံးလူစုခွဲပြစ်မှဖြစ်ပေတော့မည်အာနိုးလှမိုးကအရက်ဆိုင်စီတို့ရောက်လာချီပြီးတကြီးပါစီကအရက်ဆိုင်မှာရံပြစ်တဲ့လူပြိုကြီးကိုကျေးရွာရုံခန်းကိုအမြန်ဆုံးခေါ်လာခဲ့တဲ့ဥတုပီပါလာခဲ့ပါတဲ့တကြီးနာကပါလာပါတယ်ကျွန်ုပ်လည်းလူပြိုကြီးကိုခေါ်၍ရုံခန်းတို့ထွက်ခဲ့ပါတော့တယ် ဘိုက်ကလေးမင်းအိမ်ပြန်ဆောင်စောစောစီးစီးအရေးကတောက်နေပြီမသိမြင်ဘိုက်ကလေးကိုအိမ်ပြန်ခေါ်သွား ကျေးရွာရုံခန်းတို့ရောက်ချိန်၌ရုံခန်းတွင်မှာကျွန်ုပ်တို့ကျေးရွာလူကြီးများစုံစုံညီညီတွေ့ရပါတယ်တကြီးပါစီကအေးအေးမွားတော်မျက်လုံးဖြင့်လူပြိုကြီးကိုကြည့်ပါတယ် ကဲလူပြိုကြီးစောတယ်မောင်အရက်ဆိုင်မှာဘိုက်ကလေးနဲ့ရမ်းဖြစ်တာကိုငါတို့မပြောတော့ဘူးငါတို့မင်းကိုခေါ်ရတာကတို့အဖွဲ့အစည်းကနေထွက်ပေးဖို့မင်းထွက်စာတင်ပေးတော့ ဟာဘာလို့ထွက်စာတင်ရမှာလဲကျုပ်ဘာအပြစ်ရှိလို့လဲ တကြီးပါစီကစပွဲပေါ်ရှိစာရွက်တစ်ထပ်ကိုယူ၍ ကဲနားထောင်ဒီဇာတ်တွေဟာမင်းကိုမကျေနပ်လို့တိုင်ထားတဲ့ရွာသူရွာသားတွေရဲ့အတိုင်းစားတွေမှာပါတဲ့အတိုင်းငါတို့စုံစမ်းပြီးပြီအားလုံးမှန်ကန်နေတယ် တကြီးလက်ထက်မှတိုင်စာစာရွက်ကအစိတ်30ခမနဲချီ အစိုးဆုံးကရွာရဲ့အနောက်ဘက်ကကျက်စုတော်မှာတစ်ပင်ကြီး9ပင်ကိုတပင်900နဲ့ကုန်းပေါင်ရွာကထင်းခုတ်သမားတွေကိုရောင်းစားတဲ့အမှုကျွေးရွာရံပုံငွေဆိုပြီးခုတုံးလုပ်လိမ့်ဒီငွေတွေကိုကိုကျိုးအတွက်သုံးစွဲတဲ့အမှုနောက်ပြီးဒီကိစ္စကိုတစ်ထုတ်လုပ်ရေးကတော်ကောင်းကြီးကနိုင်ငံပိုင်ကျိုးဝိုင်းထဲကတစ်ပင်တွေကိုခိုးယူခုတ်လဲတဲ့အတွက်ရဲစခန်းမှာအမှုဖွင့်ထားခဲ့တယ် ခမညာ လူပြိုကြီးကပါဇက်အဟောင်းသားနှင့်ဖြစ်ချေတော့၏ တစ်ပင်တွေကအလေးကျပေါက် တိတ်ဆန်းနင်တိရသားနဲ့လောက်တာကျက်စုတော်ဆိုတာနိုင်ငံပိုင်ကျိုးဝိုင်းဆိုတာမသိဘူးလား ဟိုကုန်းမောင်ရွာကထင်းခုတ်တဲ့ကျွမ်းနေတို့အုပ်စုပြောတာကတော့ဒီအပင်တွေကကျိုးဝိုင်းနဲ့လွတ်တယ်တဲ့ကျေးရွာလူကြီးကထောက်ခံရင်ခုတ်လဲခွေရှိတယ်လို့ပြောလို့ရွာလူကြီးဖြစ်တဲ့ကျွန်တော်ကကျွမ်းနေတို့ကိုတပင်900နဲ့ထောက်ခံပြီးဒီငွေတွေကိုတကြီးအပ်မလို့လောလောဆယ်စီကို5နိုင်လေးတစ်လုံးဝယ်ထားတယ် တိတ်ဆန်းခုချိန်ကစပြီးမင်းဟာတို့ကျေးရွာအဖွဲ့အစည်းနဲ့မပတ်တတ်တော့ဘူးဒီကတော်ကောင်းကြီးနဲ့စခါမှုနဲ့မြိုင်တာမြို့ကိုလိုက်ပြီးအမှုရင်ဆိုင်ပြီးတော့ ခမညာတာတွေဟာတကြီးတကယ်ပြောတာလားဗျာ ဘေးငါလုပ်လိုက်ရနေ့ကငါကအချိန်ကုန်ခိုင်းပြီးနောက်နေရမှာလားကဲစခါမှုကြီးတာဝန်ရှိတဲ့အတိုင်းလုပ်ပြီးတော့ကျုပ်လေညကအေးပြက်တော့သမီးလောက်အိတ်ချင်တယ်ဗျာ စခါမှုနှင့်ရဲတပ်ဖွဲ့ဝင်များကလူပြိုကြီးကိုတစ်ဖက်စီစုပ်ကန်၍ရုံခန်းအပြင်ဘက်သို့ခေါ်ထုတ်သွားကြပါတယ် တကြီးကျုပ်ကိုကဲပါအောင်ဗျကိုရသားချင်းချင်းဒီလိုမလုပ်ပါနဲ့ လူပြိုကြီးကရက်ကန်နှင့်ပါသွားချီပြီးကျွန်ုပ်မှလူပြိုကြီးကိုကြည့်၍စိတ်မကောင်းဖြစ်ရပါတော့တယ်သို့တော့ဒီလိုကိစ္စမျိုးကကျွန်ုပ်ဘာမှမတတ်နိုင်ချေနိုင်ငံပိုင်ပစ္စည်းကလူပြိုကြီးလိုကျေးရွာလူကြီးတယောက်ကစောက်ရှောက်ရမည်စားသူကလွယ်တုံစားပြုတ်မှုဒီဆိုတော့လေသူ့လန်သူသွားရပေတော့မည် ကဲဥတို့ဘီကျုပ်တို့စိတ်မကောင်းဖြစ်ုံကလွဲလို့ဘာမှမတတ်နိုင်ဘူးဗျာလူပြိုကြီးကြောင့်ကျုပ်တို့တစ်ဖွဲ့လုံးနာမည်ပြက်ရတယ်ရွာထဲမှာလေကျုပ်နာမည်ကိုတုံးပြီးအရက်ဆိုင်တွေဈေးဆိုင်တွေမှာပတ်စံလိုက်ကောက်ပြီးတုံးပြစ်နေတာကျုပ်သိတယ်ကဲဒါထားလိုက်ရွာထဲမှာအရက်ဆိုင်တွေအများများလာပါလားဗျ တေမထူးနေမထူးတနေကုန်မူးတဲ့ကန်ထူးကွာ အဲ့ဒါကိုခမည်းတော်ကျုပ်တို့တွေကြီးကြပ်ပြီးကြမလုံးဝဖြစ်မယ်ကဲမနေ့ကစပြီးလိုင်စင်မရှိတဲ့ဆိုင်တွေပိတ်ခိုင်းရမယ် ကျွန်ုပ်မှတကြီးစကားကြောင့်ဝမ်းသာသွားလေသည်တနေ့တ၌ကျွန်ုပ်မြန်ရန်စာတုတ်ပြီးမှအချိန်ကာလကြာမြင့်စွာပြစ်ပယ်ထားမိတော့ကျွန်ုပ်၏လက်ဆွဲတော်မဲပြဒနတ်ကိုစေကြောတိုက်ချွတ်နေ၏ရွာ၏များမြောင်လှသောလူမှုရေးလုပ်ငန်းများ၌ရွာလူကြီးတစ်ယောက်အနေနဲ့ရှုပ်ထွေးနေရမှယနေ့တရက်တော့ဝမ်းစာအတွက်မဲပြရန်အလဲလိုနေတော့ဘိုက်ကလေးကိုစောင့်မျှော်နေမိပါတော့တယ်ထိုစဉ်ကျွန်ုပ်တို့အိမ်ရှိတို့နွားလဲတစ်စီးစိုက်ရောက်လာပါတယ်နွားလဲပေါ်မှမောင်ဟင်းမင်းစာတို့လင်များသူတို့လဲပေါ်၌ကအထုပ်ဘိုးကိုစီ
ယိုဥတုပီဟာမောင်ဟင်းတို့ပါလားဘယ်တော့ကြောက်မလို့လေ ဥတုပီကိုလမ်းနှုတ်ဆက်တာကျွန်တော်တို့လင်မယားမြိုင်တာမြို့ကိုပြောင်းပြီးဟိုမှာစားတော့ဆိုင်ဖွင့်မလို့ဗျို့ဟဲဟဲဒီတခါတော့လိုင်စင်နဲ့အကျနာရောက်မှာဗျ အေးကောင်းတယ်ကောင်းတယ် ကဲတင်မောချိန်နီးနေလို့လှဲဘော်ကမစင်းတော့ဘူးတော်တင်းမြင့်ကိုလည်းနှုတ်ဆက်သွားတယ်လို့ပြောလိုက်ပါဦးမြိုင်တာရောက်ရင်ဆိုင်ကိုဝင်ခဲ့ပါဦးဈေးနာလေးတင် အေး သွားပြီဗျို့လှဲလေးကတအီအီဖြစ်ထွက်ခွာသွားချေပြီးမောင်ဟင်းတို့လင်မယားကခလေးမရှိရှာပေတက်ညီလက်ညီစီးပွားရေးတော့စူးစမ်းရှာပါတယ် မောင်တထန်းကဝါကွန်းမဲတရွက်ကကြောက်ခဲ သူတို့အလုပ်တိလုပ်ငန်းမှန်သမျှဥပဒေနဲ့မလွတ်ကင်းဒီကများလေ၏ယခုဥပဒေနဲ့အညီလောက်ကင်စားတော့မည်ဆိုတော့ဝမ်းတာလှပါ၏ကျွန်ုပ်လည်းဘိုက်ကလေးအလာကိုမျော်ရင်းကိုပြက်၌မေကနေအိပ်ပျော်သွားတော့၏ကျွန်ုပ်မြင်းမြကြောင်အိပ်ပျော်သွားတယ်မသိအိမ်ရှိမှစူစူညံညံအတန်များကြောင့်အဲ့ရမှဖြတ်ခနဲ့လန့်လို့ပါတော့တယ်ဥတုပီမြန်မြန်ထားဆောင်ပါဦးဗျအိမ်ရှိတွင်လှဲတစီရက်ထားပါတယ်လှဲပေါ်၌လူအုပ်ကမနှဲလှ ဟဲ့ဘာဖြစ်ကြတာလဲဘိုက်ကလေး ရှက်တို့မြန်မြန်လားရွှေစင်ချောင်းမှာစိတ်သက်နိုင်မော်တော်မှောက်လို့တဲ့ဗျ ကျွန်ုပ်မှာဘိုက်ကလေးစကားကြောင့်ကိုပြက်မှပြေးစင်လိုက်မိပါတော့တယ် ကဲတက်မြန်မြန်တက် ကျွန်ုပ်လည်းများပြားလှတော့လူအုပ်ကြားတို့တိုးဝှေ့တက်ရပါတော့တယ်တို့ပြစ်တအီအီနှင့်ရွှေစင်ချောင်းသားတို့ရောက်ခဲ့ပါတော့တယ် ဟောဟိုမှာတွေ့လားမော်တော်ဖင်ပိုင်းနဲ့နေပြီအထက်ကလူတွေတော့ဒုက္ခပါပဲ ခရီးသည်များကသူ့ထက်ငါအသင်ကူးခတ်နေကြပါတယ်တချို့ကလည်းရေလယ်၌တလဲလေကျေလောင်လှတော့အတန်ကြီးနှင့်အတူလှဲဝင်ရိုးမှာတစ်ဖက်တို့အရှိန်ဖြစ်ထိုးကျသွားတော့၏ဟာလောက်ကြပါအောင်မျိုးကျွန်ုပ်လည်းအရှိန်ဖြစ်လေကရင်ရိုးအောက်တို့ဒလိုက်ကောက်ကွေးကျသွားလေတော့၏ကျွန်ုပ်၏ဦးခေါင်းကတစုံတစ်ခုနှင့်တိုက်သွားသည်ဟုခန်းစားလိုက်ရပါတယ်ကျွန်ုပ်အာယူ၍ထားဖို့ကြိုးစားကြည့်ပါတယ်မိတို့မှထား၍မြလှဲပိန်တစ်ဖက်ကကျွန်ုပ်ခြေထောက်ပေါ်တို့ပြိနေချီပြီးကျွန်ုပ်နောက်ဆုံးတီးလိုက်ရသည်ကတော့ကျွန်ုပ်ထံပြေးလာနေတော့ဘိုက်ကလေးတွင်ပင်ဖြစ်ချေ၏ တတိယလာပြီလားကုတုပီ မသိမြင်ခေါ်တံကိုကြားလိုက်ရပါတယ်ကျွန်ုပ်အာယူ၍မျက်လုံးဖွေးကြည့်လိုက်ပါတယ်ကျမ်းမရေမှုနှင့်ရွာသူရွာသားများ ခေါင်းတော့နည်းနည်းမူးတယ် ခေါင်းမူတာကတဖြည်းဖြည်းပျောက်သွားမှာပေါ့ခြေထောက်တန်ရာကတပတ်လောက်အဲ့ရတဲ့လှဲနေရအောင်ပဲထိုအခါမှကျွန်ုပ်ခြေထောက်ကိုငုတ်ကြည့်မိပါတယ်ညာဘက်ခြေထောက်၌ပတ်တီကအဖွေးတာဥတုပီကန်းကောင်းတယ်လှဲဘင်းကအရှိန်နဲ့ဖိလိုက်တာအယိုးကျိုးမသွားလို့ပေါ့ဗျာနည်းနည်းလေးအက်သွားတယ်ကိစ္စမရှိပါဘူးကျွန်တော်ကြက်စီပေးထားပါတယ်ဟင်းဟုကျွန်ုပ်တက်ပြင်းရှည်ကြီးချလိုက်မိပါတယ်မသေးကောင်းမပြောက်ကောင်းပါလား ဒါနဲ့စိန်တက်နိုင်တင်ပေါ်နဲ့တော့ခီးတဲ့တွေဘာဖြစ်တယ်လဲ စိတ်မကောင်းစရာပဲခရီးတွေဘာမှမဖြစ်ကြပေမဲ့မောင်ဟိန်းနဲ့သူ့မိမမတ်မြတ်လေးတို့ကတော့တင်ပေါ်ဝမ်းပိုက်မှာပိတ်မိနေပြီးရင်မွန်းလို့ဆုံးသွားပြီ ဟင်း ကျွန်တော်အဖို့ထိုတရင်ကစိတ်နှလုံးထိခိုက်စေပါတော့တယ် ဖြစ်မဖြစ်ရလေမောင်ဟင်းရေ ကျွန်တော်လွန်စွာမှပင်စိတ်မကောင်းဖြစ်ရပါတော့တယ်ဒီမနေ့ခင်ပင်လင်မယားနှစ်ယောက်စလုံးပြုံးရွှင်စွာနှုတ်ဆက်သွားပုံကမြစ်လုံထဲ၌တရေရေပြန်မြင်ရောင်ပေတော့၏သွားပြီပြုတ်တေချင်းတရားကစမ်းကြယ်ပေစွ တရွာလုံးစိတ်မကောင်းကြဘူးဒီနေ့မနေ့တင်မောစိတ်ဆင်းမယ်ဆိုတော့မနေ့ထဲကလင်မယားနှစ်ယောက်စလုံးတအိမ်ဝင်တအိမ်ထွက်နဲ့တရွာလုံးလိုက်လာနှုတ်ဆက်နေတာနမိတ်ပြနေလားမသိပါဘူးတကြီးပါစီတောင်ဝင်ကြတော့ပြီဘာလဲမောင်ဟင်းကပြောသွားသေးတယ်ဘာတဲ့ကျွန်တော်တကြီးကိုဒုက္ခပေးပေါင်းများပြီတဲ့တကြီးစိတ်ချမ်းသာအောင်ဒီရွာကထွက်တော့ပါပြီတဲ့ကဲကြည်စမ်းနမိတ်စကားတွေ ကျွန်ုပ်မှာအဲ့ရထက်မှာအသာမှင်းရင်မောင်ဟင်းတို့လင်မယား၏တက်ကြွတော့ရုပ်တွင်ကိုပြန်မြင်အောင်နေမိချတော့၏ကျွန်ုပ်တန်ရာကနည်းနည်းတက်တာလာတော့လဲပတ်တိမဖြီရတဲ့ဖြစ်လမ်းကောင်းကောင်းမလျှောက်နိုင်သေးရှိအိမ်ပေါ်၌ပင်ဘိုက်ကလေးငှလာတော့ဂျိုင်းတော့ဖြစ်စမ်းလျှောက်နေရပါတော့တယ် တော်တယ်မြင့် ဟဲ့ဘသူတော့အိမ်ပေါ်လာခဲ့ ကျမပါ အော်ခင်မြစိုးစမ်းဘာကိစ္စလဲ ဟိုလီတော်လေးရော ငါအတွက်စေခမ်းသွားပြီးစေးတောင်းတယ်ပြန်လာတော့မှာပါ ဟိုလီကျမတို့အမေကမှားလိုက်တယ်ဒေါ်တင်းမြင့်ရောင်းခိုင်းတဲ့ပစ္စည်းက3000မရဘူးတဲ့2900ပဲရမယ်တဲ့အဲ့ဒါကျမအမေကပစ္စည်းပြန်ပေးခိုင်းလိုက်လို့ ဘာပစ္စည်းလဲ ဒေါ်တင်းမြင့်ရဲ့လက်ကောက်လီအဲ့ဒါဥတုပီဒေါ်တင်းမြင့်လာရင်ပြောပြလိုက်နော်ရော့လက်ကောက် မမလေးကလက်ကင်ဘွားဖြစ်ထုတ်ထားတော့လက်ကောက်ကိုကျွန်ုပ်လက်ထဲသို့ထဲ၍အိမ်ပေါ်မှဆင်းသွားလေတော့၏ကျွန်ုပ်လည်းလက်ကင်ဘွားကိုဖွေးကြည့်လိုက်တော့အခါလက်ကောက်လေးတစ်ကွင်းကျွန်ုပ်စဉ်းစားရကြက်ချီပြီးကျွန်ုပ်တို့လင်များ၌ရွှေဆို၍မူးလို့ပင်ရှူစရာမရှိဒီလက်ကောက်ကိုမှတ်သိမြင်မိခဲ့တော့ရသည်နီကျွန်ုပ်စဉ်းစား၍မရအကယ်၍သူစုဆောင်ထားသောငွေနှင့်လက်ကောက်လောက်ထားလျင်လဲကျွန်ုပ်သိရပေမည် အော်ကတုပီအတော်လေးရှောက်နေပြီပဲ မတ်တင်မြင်ကအိမ်ပေါ်တို့လှမ်းသက်ရင်ဆေးပလင်းများကိုဖျားစင်ပေါ်တို့တင်ပါတယ် အတူပတ်ဖို့အမိပြန်လာရတာပေါ့ မတ်တင်ဖြင့် ရှင် ကျွန်ုပ်ကလက်ဝါးပြင်ပေါ်မှလက်ကောက်ကိုဖျက်ပြပြီး ဒီလက်ကောက်ဘသူဟာလဲ မတ်တင်မြင်မျက်နှာကအံ့ဩထိတ်လန့်သွားသောပုံစံသည် ဟ
ဟိုမက်ခင်မြအမေကိုရောင်းခိုင်းထားတာလေ ဒါကိုပြောနေတာမဟုတ်ဘူးဒီပစ္စည်းမင်းဘဲကရလေမှန်မှန်ပြောစမ်း မတ်သိန်းမြင့်ကမထီသည့်ပုံစံဖြင့်အိမ်တိုင်ကိုမှီရင်း တိရှင်လဲပြောရတာပေါ့ဒီလက်ကောက်ပိုင်ရှင်လဲလူ့ဘဝထဲမှာမရှိတော့ပါဘူးလေ ငါ့ကိုနားလျှောက်အောင်မပြောနဲ့ရှင်းပြောစမ်း ရှင်းပြောရရင်တော့ဒီလက်ကောက်ကိုခုသေးသွားတဲ့မောင်ဟိမ့်မိမမက်မြလေးပေးတာ ဘာဖြစ်လို့ပေးတာလဲ မတ်သိန်းမြင့်ကစိတ်မရှိဟန်ဖြင့်တစ်ချက်ကြည့်ပြီး ကဲကန်ရှင်လဲမရှိတော့ပါဘူးကြားရှင်တော့လေပြောရတာပေါ့ဟိုးလွန်ခဲ့တဲ့တလကရှင်တို့တွေမောင်ဟိမ့်ရဲ့အရက်ပုံးကိုဖမ်းပြီးအရက်ပုံးတွေအိမ်ကိုတဲလာတယ်မဟုတ်လား ဟုတ်တယ်အဲ့ဒါဘာဖြစ်လဲ အဲ့ဒီတော့မက်မြလေးကအိမ်ကိုလိုက်လာပြီးရှင့်ကိုပြောတယ်မဟုတ်လားသူ့ယောက်ျားမောင်ဟိမ့်ကိုလွတ်အောင်လုပ်ပေးရင်လက်ကောက်တွေရန်ပေးမယ်လို့ရှင့်ကိုပြောတော့ရှင်ပဲအိမ်ဘောကမောင်းချတယ်မဟုတ်လား ဟုတ်တယ်ငါကအမှန်တရားပဲ အေးညဘက်ရှင်အိပ်ပျော်နေတော့မက်မြလေးကတစ်ခေါက်ပြန်လာပြီးတကြီးကိုလှတ်ထိုးတာတကြီးထားရိုက်လို့ပြေးခဲ့ရတယ်လို့ပြောပြီးကျမကိုတော်တင်းမြင့်ကိုကျမလက်ကောက်တွေရန်ပေးမယ်ကျမကိုတခုပဲကူညီနော်မက်မြလေးကလက်ကောက်တွေရန်ချွတ်ပြီးကျမလက်ထဲထည့်တယ်ကျမလည်းဘာပဲဖြစ်ဖြစ်လက်ကောက်တွေရန်ရတယ်ဆိုပြီးကူညီမယ်လို့ပြောလိုက်တယ်လက်ကောက်က2000-3000လောက်တန်တာခုလိုကူညီပေးတာကျေးဇူးတင်ပါတယ်တော်တင်းမြင့်ရဲ့မြို့ကိုရောက်ရင်ပတ်စံလည်းအများကြီးကုန်မယ်ကျမယောက်ျားထောင်လဲကြမယ်ပြောငါဘာကူညီပေးရမလဲမတ်မြလေးလေသူ့အိမ်ကိုတစ်ခေါက်ပြန်ပြီးသူ့လူတော်မနှစ်ယောက်ကိုပလတ်စတစ်ပုံလွတ်တွေနဲ့ပြန်လာတယ်တော်တင်းမြင့်ကအိမ်ပေါ်ကနေဒီပိုက်နဲ့အရက်ပုံတဲ့ထည့်ပြီးပိုက်ကိုအိမ်ကောင်းရင်ကြမ်းကြတဲ့ချလိုက်ကျမလေသူပြောတဲ့အတိုင်းရှင်အိတ်နေတာကိုမနိုးအောင်အตาလေးပိုက်တွေကိုအရက်ပုံလေးနှစ်ပေးရတယ်အောက်ကပိုက်နဲ့အရက်တွေကိုစုပ်ပေးပြီးသူတို့ပုံနဲ့ထည့်ကြတာပေါ့နိုင်ဝဲလောက်ကြာတော့အရက်တွေတစ်စမ်းမှမရှိတော့ဘူးအရက်မရှိတဲ့ပုံတွေကိုရုပ်တိရှိအောင်ရေတွေကိုကျမကထည့်ရတာပေါ့တနားရီလောက်ကြာတော့ကိစ္စဝိစ္စပြီးလို့ခက်တီတီနဲ့ကျမပြန်အိတ်လိုက်တာပေါ့ရှင်သိတော့မသိလိုက်ဘူးမဟုတ်လားလက်ကောက်တကွင်းအตาလေးရလိုက်တယ်လी မတ်သိန်းမြင့်ကအကြံကြီးလာပေစွာကျွန်ုပ်၏လောက်ရက်ကိုစော်ကားပေစွာကျွန်ုပ်ကမတ်သိန်းမြင့်အစားရှင့်လွန်၍ဒေါ်ဒါပင်ထွက်လာပါတယ် နင်းအတော်ရွှေမတ်တယ်မိမငွေမတ်တယ်မိမငါတိတ်ခါတရားကိုကြည့်တရားကိုဒီလက်ကောက်တကွင်းနဲ့တန်ဖို့ဖြတ်တယ်ပေါ့ဟုတ်လား ဦးတော့ဘသူတိတယ်မှလို့ ဘသူတိမတိကွာငါရှက်တယ်ကွာရှက်တယ်ဒါမစင်ကြတဲ့ပစ္စည်းဒါဖျားမကြိုက်နမ်းမကြိုက်တဲ့အလို့ကွာ ရှင်အခုအိပ်ရတဲ့လဲနေတာဘသူကသမင်းလာကျွေးမှလေဒါလေးကိုထုခွဲပြီးဇိတ်လို့ရမှာရှင်ဘာနာလေ ကျွန်ုပ်ကမတ်သိန်းမြင့်ကိုကြည့်၍ဒေါ်လာတလိမ့်လိမ့်ထွက်လာချီပြီး မရှိရမစောဘူးကွာကိုကြည့်တရားတော့ထိကြိုက်မခါနိုင်ဘူးဒီပစ္စည်းကိုပြန်မေးရမယ် ရှင်ယူနေလားပစ္စည်းရှင်တေးပြီးဥစ္စာ ဘလို့ရှင်ဘူးဒီပစ္စည်းကိုငါ့အိမ်ပေါ်မှာမထားဘူး အိုးဘာလို့ပြန်ပေးရမှာလဲမပေးဘူး မတ်သိန်းမြင့်ကကျွန်ုပ်လက်ထဲမှပစ္စည်းကိုလူချီပြီးကျွန်ုပ်မှာငကိုတဲကဒေါ်လာထွက်နေရာနောက်တို့စုပ်ကမတ်သိန်းမြင့်ကိုဂျိုင်းနောက်ပစ်ခါးလဲကိုရိုက်ချလိုက်တော့၏အမလီတော့ခါယူကျိုးပါပြီတော့ကတုတ်ပြီးရှင်ကျုပ်ကိုဘယ်တော့ကဒီလိုစော်ကားဘူးလေအာ အေးခုချိန်ကစပြီးငါ့ကိုကြည့်တရားကိုထိကြိုက်လာရင်စော်ကားရမှာပဲ မတ်သိန်းမြင့်ကအတန်ပြေကြီးနဲ့အော်ကြီးဟစ်ကျင်ကိုချီပြီးကျွန်ုပ်လည်းမမြလေးနဲ့ဟိမင်းစာတို့၏လက်ကောက်လေးကိုကြစ်ကြစ်ပါအောင်စုပ်ကန်ရင်ကျွန်ုပ်စိတ်တို့ကရောက်ရက်ခတ်ကုန်ချီပြီးဟောရွာလေကကျေးစီတန်ကြားလေပြီကျွန်ုပ်ဆုံးဖြတ်ချက်ကိုချ၍ဂျိုင်းတော့ကိုအားပြုကာအိမ်ပေါ်မှပြေးစင်းလေတော့၏ကျွန်ုပ်၏ခြေလမ်းများကမတွက်လက်ပြီးဂျိုင်းတော့ကိုအားပြု၍ရောက်လို့ဇောပြစ်တာကျိမ့်မဲ့၍လာခဲ့တော့လေတန်ရာကနာလွန်းချီ၏ကျေးစီတန်လေးကကျွန်ုပ်နှင့်ဒေါတာကိုဝေသွားစေသည်ဟုကျွန်ုပ်ထင်ပါတယ်ကျေးစီတန်ကိုကျွန်ုပ်မီအောင်လိုက်ရပါတယ်ကျွန်ုပ်မောလာပါတယ်ချွေးများကဆိုရွှဲ၍ပူပြင်းသောနေအောင်အောက်၌ကျိမ့်မိတ်ကအပြေးကလေးလျှောက်လာခဲ့ပါတော့တယ်ကျွန်ုပ်ခြေလမ်းများကရွာပြင်သို့ရောက်နေပြီကျေးစီတန်လေးကဟိုးသစ်ပင်ကြီးများအုံဆိုင်နေတော့ဟာရက်မှပေါ်လာပြန်ပါတယ်ကျွန်ုပ်မှာထုံးဖြူအုပ်ကူလေးများမြေပေါ်မုံမုံများကိုကြောဖြတ်ကာကျေးစီတန်လေးများရှိရာသို့လာခဲ့ချီတော့၏ဟောကျေးစီတန်ရှိရာသို့ကျွန်ုပ်ရောက်ချီပြီး ဟာဥတုပီကြီးဂျိုင်းတော့ကြီးနဲ့အတုပလာပို့တယ်ဟေး ကျွန်ုပ်ကမြည်သူမြစကားမပြောနိုင်သေးချီမြေကြီးသွင်း၏နှခမ်းပေါ်၌အသည့်တင်ထားသောရောက်လောင်များစီတို့အပြေလွှာသွားပါလေ ဥတုပီတန်ရာကြီးနဲ့ဗျာရပါတယ်တကြီးရေမောင်ဟိန်းတို့လင်များကိုကြည့်ပြစေ တကြီးပါစီအမိတ်ဖြစ်ရောက်လောင်များကိုဖွေးပြပါလေကျွန်ုပ်မှာမြေပုံပေါ်ဒူးထောက်ချရင်အသက်ဝိညာဉ်ကင်းမဲ့နေရှာပြီးဖြစ်တော့မမလေး၏လက်အတွင်းတို့ကျွန်ုပ်လက်၌စောက်ကင်ထားတော့မမလေး၏လက်ကောက်ကိုထည့်ပေးလိုက်ပါတော့တယ် မမြလေးနဲ့ဟိမင်းစာတို့ဥတုပီဆိုတဲ့လူဟာကိုကြည့်တရားနဲ့ပတ်သက်လာရင်ကိုရောကိုအိမ်သူအိမ်သားရောအထီးကမခံနိုင်ဘူးဟေ့
မင်းတို့ပစ္စည်းမင်းတို့ပြန်ယူ ကျွန်ုပ်လည်းသူတို့၏ရုပ်ကလပ်ကိုကြောခိုင်း၍ထွက်ခဲ့လေ၏ ဟာအလောင်းနဲ့ဒီလက်ကောက်ထည့်ပေးလို့ကတော့အာရုဘပို့တဲ့လူအောက်တောင်အိမ်မြန်ရောက်မှာမဟုတ်ဘူးအားလုံးဖော်ယူကြမှာကဲတကြီးပဲတိန်ထားလိုက်နောက်မှဥတုပီကိုအကျိုးအကြောင်းပြောပြပြီးသူတို့အတွက်လူတစ်တာလူရတာပေါ့ ကျွန်ုပ်ကစိတ်လက်ပေါ့ပါသွားချေပြီးကျွန်ုပ်၏ရိုသားတော်ကောင်ကိုမတ်သိမ်းမြင်ကြောင့်မညှဉ်းနှွမ်းစေတော့ပါရွာလူကြီးတယောက်၏ဖြူစင်ဖြောင့်မတ်တော်တိတ်ခါတမားရီရှိလာတော့စိတ်ဓာတ်ကိုကျွန်ုပ်တို့ဂျုံတန်းရွာတစ်ရွာလုံးကကျွန်ုပ်အားပြောဆိုနေပေတော့မီတကား ဒီလက်ကောက်ကိုယူတော့ကမရနဲ့တိုင်ပင်ပြီးယူထားတာကြည့်ပါလားအရက်ဘုံကနေရေဘုံဖြစ်အောင်ဖန်တီးပေးလိုက်တာခုဘာစစ်ကူပေါက်ပြီးလက်ကောက်ကိုပြန်လာပေးလည်းမသိဘူးညီးကလေဒီလက်ကောက်ကခိုက်တယ်တော့ကြည့်ပါလားဥတုပီကြီးဒီလက်ကောက်လဲဝင်ရောထိတ်ပေါက်တယ်ခြေကျိုးတယ်ကန်ကောင်းလို့လှဲ့ပြီးမသေးတယ်ဒါတင်ပဲဟုတ်မလေမောင်ဟိန်းနဲ့မတ်မြလေးတို့ရင်းနစ်ပြီးတေတော့ပူးဆိုတာပေါ့မတ်မြလေးကသူ့ပစ္စည်းဆိုတိတ်နေမျောတာအခုဖြုံးကနေတေတော့သူပေးလိုက်ရတဲ့ပစ္စည်းလေးကိုဆွဲလန်းပြီးဥတုပီစီစိတ်ကရောက်သွားပြီအခုအစိမ်းဘဝနဲ့အမျိုးမျိုးနှောက်ယှက်တော့မှာပေါ့ညညဥတုပီထထအော်တာမကြောက်ဘူးလားအေးကြားတယ်ငါကခြေတော့ကြိုက်လို့အော်တာထင်တာဘဲဟုတ်မလေဟဲ့အဲ့ဒါမတ်မြလေးကဥတုပီကြီးကိုလက်ပင်လိုက်ညတာဖျားဒါကြောင့်ပိုင်ရှင်ကိုအရုပအမိလာပြန်ပေးတာကိုငါကတော့သူများပစ္စည်းကိုဒီလိုနည်းနဲ့မတရားမယူရှင်ဘူးလူကြီးဖြစ်ပြီးတိတ်ခါရှိမှန်မှန်ကန်မလုပ်ဘူးခုတောင်မတ်မြလေးကလက်ပင်လညစ်နေလို့ကြောက်ပြီးပြန်ပေးမှတိုးတွေတီးရတာတိုးတွေမတီးပဲဘလောက်များများလက်ယူထားလဲမသိဘူးအော်ဥတုပီတို့လူကြီးလောက်ရတာမလွယ်ပါလားမတ်မြလေးလို့လက်ပင်လညစ်မဲ့တရေလဲကြောက်ရသေးပါလား ဒီနေ့ကမကောင်းပါလား ရေမောချင်းဖြင့်ဘဝမောပြေနိုင်ကြပါစေ ဆွေမင်းသနုဖြူ